music ပဲလုပ်တော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်ဒီ band ကိုပြန်လုပ်မယ်ပေါ့နော်ပြန်လုပ်မယ်ဆိုတော့အဲ့မှာကျွန်တော်လူတွေအကုန်လုံး recruit ပြန်လုပ်တယ်ပြန်လုပ်ပြီးတော့အဲ့အချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော် music နဲ့တော်တော်ဝေးနေပြီဗျာအဲ့အချိန်မှာဝေးနေကျွန်တော်အစကနေပြန်စရမယ်ဗျာဒါပေမဲ့ကျွန်တော်ဘယ်ကနေပြန်စရမယ်မသိတော့ကျွန်တော်အဲ့ဒါကိုပဲစဉ်းစားပြီးတော့ငါဘယ်ကပြန်စရမယ်မသိဘူး no freaking idea ဆိုပြီးကျွန်တော်အဲ့တော့ပြန်ပေးလိုက်တယ်လို့လက်ရှိကျွန်တော်တို့သွားနေတဲ့ genre ကတော့လို့ genre တစ်ခုအောက်ထဲတော့ဟိုအတီးကြကြီးတော့ကျွန်တော်မတတ်မှတ်ထားဘူးပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တို့အရင်ကကြိုက်ခဲ့တဲ့ band တွေဗျာဒီ band ရဲ့ influence တွေရောပါမယ်ဟုတ်ဒီ band ရဲ့ influence တွေနောက်ကျွန်တော်တို့ကိုယ်ပိုင်ပုံစံလေးတစ်ခုပေါ့နော်အဲ့ဒါတွေကိုပဲဒီလိုဟိုရောဆက်ပြီးတော့ကျွန်တော် taste လေးတစ်ခုပေါ့အဲ့ဒါလေးလုပ်ချင်တာပေါ့ဟုတ်ကျွန်တော်အဲ့လို riff တွေအဲ့လိုတအားဟိုပောက်ကွဲဟာကြီးကျွန်တော်အတွက်နည်းနည်းအဲ့ဒါကြီးနည်းနည်းပိုခတ်တယ် saxophone ကဘယ်လိုလဲကျွန်တော် guitar သင်နေတဲ့ saxophone တီးတယ်ပေါ့ကျွန်တော်ကတော့ဒီတချင်းဖန်တီးရဲ့အချိန်မဟုတ်တဲ့ဟိုကတော့ပောက်ကူ landing ကတော့ music theory လို့ဒါပေမဲ့ဖန်တီးရဲ့အချိန်ကျတော့လေအဲ့ဟာကိုအဲ့လိုတကူတကမစင်စားမထဲတော့ပောက်ကူစိတ်ကူပေါ်လာတယ်လို့ပဲခက်ခဲဆုံးရာခုမှမဟုတ်ပါဘူးအများအားခက်ခဲဆုံးရာဆိုဖြစ်နေရတော့ငွေကြီးအဲ့တော့ pros and cons ကတော့ရှိရပေါ့ဘာလို့ social media ရှိလာတော့ကျွန်တော်အနေနဲ့ရှေ့ကိုပိုရောက်လာတယ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်နောက်ပိုင်းထွက်လာတဲ့လူငယ်ဘန်းတွေဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးရှေ့ရောက်တယ်ဟုတ်တယ်သူတို့ technically ရအောင်အများကြီးရှေ့ရောက်တယ်ကျွန်တော်တို့ကျတော့ internet နဲ့ဟိုကြီးပြင်းလာတဲ့လူတွေမဟုတ်ဘူးခုကတော့ကျွန်တော်ဒီ software ဘိုင်းနဲ့ recommendation ဟုတ်နောက်ပိုင်းလဲကဘာမှာလဲအဲ့ဒီပညာပဲပိုရှိရောက်လာမယ်ထင်တာပဲဒီ hardware တွေကိုလည်းဒီ software တွေနဲ့ပေါင်းမဲ့ဟာတွေဖြစ်လာမှာဆိုတော့ဒီဟာကိုပို recommend ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ The Lab Podcast ကနေပြန်လာပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဘက်ဖိတ်ထားတဲ့ဧည့်သည်ကတော့ကျွန်တော်တို့ NF5 ပေါ့နော် No Freaking Idea ဆိုတဲ့ NF5 band မှာအဲ့ band ကဒါ frontman ခံထိုးအောင်ပါကီယာမှာပြီးတော့ဒါကတော့ guitarist ကိုရင်းဖြစ်ပါတယ်ကိုတို့မင်္ဂလာပါဗျဟုတ်မင်္ဂလာပါအဲ့တော့ပထမဦးဆုံးကျွန်တော်ပေါ့နော်ဒီ NF5 ဆိုတဲ့ဟာကိုကျွန်တော်ကဒီခု No Freaking Idea ဆိုတဲ့နာမည်ထိုင်ကျွန်တော်သိလာအရင်တော့ NF5 ပေါ့ Nothing Forget It ပေါ့နော်ကျွန်တော်အဲ့ Nothing Forget It ဆိုပြီးကျွန်တော်သိလာရပေါ့အဲ့တော့ကျွန်တော်သိချင်တာဘယ်လိုဖြစ်လို့အဲ့ Nothing Forget It ကနေ No Freaking Idea ပြောင်းလဲသွားတာလဲဘယ်လိုရည်ရွယ်ချက်နဲ့ပေးတာလဲပေါ့အဲ့ဒါပြောရရင်တော့ဟိုအရှိကြီးပဲပေါ့နော် long story ပေါ့စပြောရရင်ကျွန်တော်အရင် Nothing Forget It ပေါ့နော်အဲ့တော့ကကျွန်တော်တို့အချိန်တွေတော်ကြာခဲ့ပါပြီ2011လောက်12လောက်ကဝင်းချင်းအောင်အဲ့အချိန်ကကျွန်တော်အကုန်လုံးကဟိုဟာတွေပေါ့ GDC ကျောင်းသားတွေပေါ့ကျွန်တော်မှော်ပြီးကျောင်းသားတွေအကုန်လုံးအမှဘန်လောက်ကြမယ်ဆိုတော့ bro ကအဲ့တော့က bro လည်းမိမှာပါအဲ့ကျွန်တော်တို့ DVD တစ်ခွေရှိရဗျာအဲ့ထဲမှာဘန်တွေအများကြီးပါတယ်အဲ့ထဲမှာဟိုအဲ့တော့ဆို Ronnie ကဟိုဟာဗာလဲ Falling in Reverse ကိုမရောက်သေးဘူး Escape the Fate မှာအဲ့တော့ဒီကောင်ရှင်းပါတယ်နောက်ဟိုဗာလဲ My Chemical Romance ရဲ့ Helena တို့ဘာလို့ပါတယ်အဲ့ဒီထဲမှာပထမဆုံးတခြင်းကကျွန်တော်အရင်ကြည့်ရအဲ့ချင်းက AFI ဆိုတဲ့ band ရဲ့ Miss Murder ဆိုတဲ့ချင်းအဲ့ကျွန်တော်အဲ့ချင်းကိုအသိကြည့်ရကြည့်တော့အဲ့ဒီကာလမှာကျွန်တော်တို့အဲ့လို band လောက်ကြမယ်လဲဆိုတော့ကျွန်တော်တို့အချင်းပြောနေကြကိစ္စတစ်ခုရှိရဗျအဲ့လိုတစ်ခုဖြစ်လာရင်ဘာမှမဟုတ်ကွာမေးလိုက်ပါဘာမှမဟုတ်ပါဘူးမေးလိုက်ပါဆိုတော့ကျွန်တော်အဲ့ပြီးဒီ AFI ကိုလည်းကျွန်တော်ကြိုက်တာနဲ့အဲ့ဟော reference ပြန်ယူပြီးတော့ NFI ဖြစ်သွားတာဟုတ်အဲ့ဒီတောက်လျှောက်ကတော့အဲ့ NFI နဲ့အဲ့လုတ်ခဲ့ပေါ့နော်လုတ်ခဲ့ပြီးတော့ဂျားထဲမှာဒီအကြောင်းမျိုးကြောင့်ဟိုကျွန်တော် music နဲ့နည်းနည်းဝေးသွားတယ်ဗျာကျွန်တော်အပြင်လောက်ထွက်လုပ်လိုက်ရတယ်ပေါ့နော်အဲ့မှာကျွန်တော်3နှစ်လောက်ကြာသွားတယ်ကြာသွားတော့အဲ့ဒီ band နေနဲ့ကလည်း NFI ဒီ Nothing Forget It အနေနဲ့ကလည်းအကုန်လုံးကတကွေးတပြားစီဖြစ်ကုန်တော့ဒီဆက်မလုပ်ဖြစ်တော့ဘူးနောက်ကျတော့ကျွန်တော်ဒီအလုပ်ကနေပြန်ထွက်ပြီးတော့ဒီ music ပဲလုပ်တော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်ဒီ band ကိုပြန်လုပ်မယ်ပေါ့နော်ပြန်လုပ်မယ်ဆိုတော့အဲ့မှာကျွန်တော်လူတွေအကုန်လုံး recruit ပြန်လုပ်တယ်ပြန်လုပ်ပြီးတော့အဲ့အချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော် music နဲ့တော်တော်ဝေးနေပြီဗျာအဲ့အချိန်မှာဝေးနေကျွန်တော်အစကနေပြန်စရမယ်ဗျာဒါပေမဲ့ကျွန်တော်ဘယ်ကနေပြန်စရမယ်မသိတော့ကျွန်တော်အဲ့ဒါကိုပဲစဉ်းစားပြီးတော့ငါဘယ်ကပြန်စရမယ်မသိဘူး no freaking idea ဆိုပြီးကျွန်တော်အဲ့တော့ပြန်ပေးလိုက်တယ်လို့ဟုတ်ကဲ့အဲ့ကိုရဲရဲကကြတော့ကျွန်တော်သိတာကိုတောင်ကြီးရလာတာနော်ဟိုဒီNFI ပေါ့နော်အခုလက်ရှိဒီ NFI ရောအခုဘယ်လိုဖြစ်လို့ join မိသွားတာလဲပြီးတော့အခုအရင်တော့ရောအခုလှုပ်ရှားမှုတွေပါရှိကျွန်တော်တွေ့ဘူးလားဆိုတော့အခုဖိုးပြလို့နေတဲ့အခုတီးတာလေးလေကျွန်တော်တွေ့ဘူးတယ်ပေါ့နော်အခုအရင်တော့အခုဘယ်လိုလှုပ်ရှားခဲ့ဘူးလဲပြီးတော့တောင်ကြီးမှာရောအဲ့လို band တွေပါရှိခဲ့ဘူးလားကိုဟ
ဟုတ်ကျွန်တော်ကဟိုကလောပေါ့ကလောကဇာတိရတော့ကလောဟုတ်ကလောကနေပြီးတော့တောင်ကြီးမှာလည်းတီးဖြစ်တယ်ဟုတ်ပြီးတော့ဒီရောက်ပြီးတော့ဒီမှာအလုံးလုံးရင်းနဲ့ရှေ့မှာဟို Maze of Mara တို့နဲ့ Maze of Mara မဇီရိုဟုတ်မဇီရိုနဲ့တီးအဲ့လိုပဲဟိုအလုံးတစ်ဖက်နဲ့ဆိုတော့အားတဲ့အချိန်ကြုံလိုက်ဝင် join ဖြစ်ဟုတ်အဲ့လိုကနေနားပြီးတော့အခုနောက်ပိုင်းမှာပြန်တီးဖြစ်တော့ဖိုးပြေးနဲ့တီးရင်းနဲ့ဟိုကီယန်နိုနဲ့တွေ့ရင်ကနေတွေ့တီးဖြစ်သွားဟုတ်အခုဆိုရောအခုလက်ရှိတာ NF5 ပါဆိုဘလောက်တက်တန်းတစ်ခုရှိသွားပြီလေကိုနှစ်ရှိပြီနော်နှစ်ဝေးကြလောက်ရှိသွားပြီပေါ့နော်ဟုတ်ဒါဆိုဟိုလေကီယန်ဒီကျွန်တော်ကဒီ nothing forget ကနေအခုချိန်ထိဆိုရင် NF5 ရဲ့တက်တန်းဘယ်လောက်ရှိနေပြီလဲဟိုဂျားထဲမှာကျွန်တော်နားတဲ့နှစ်တွေထည့်မတွက်ဘူးဆိုရင်တော့2017ကနေအခု2025ဆိုတော့10နှစ်တော့ကျော်10နှစ်ကျော်သွားပြီလေနော်2017ဟလား17လောက်17နှစ်ပေါ့အဲ့ဝင်ကျော်တေချာတော့မှတ်မိရောအဲ့ဒီအစားကျွန်တော်မှတ်မိတာအဲ့တော့အဲ့ brother တို့တချင်းတီးကြတာကျွန်တော်ကြောင်မြောင်းပါလေ Mr. Rock ဆိုတော့ကျွန်တော်လည်းလိုက်လာဘူးအဲ့တော့အကော brother တစ်ဖွဲ့လုံးအကောလုံး GDC ဝတ်ဆောင်တယ်အဲ့အချိန်မှာအောင်သူနဲ့ကျွန်တော်နဲ့လည်း GDC ကျောင်းသားတွေပဲဆိုတော့အမစားတွေ့ဘူးတော့အမလည်းအဲ့တချင်းလေးရေးလည်းမိုက်ရနော်အဲ့တော့တချင်းလေးဆိုပြီးတော့Aaron band member တွေနဲ့ဆိုအခုဆိုလည်းအများကြီးပြောင်းလဲသွားပြီနော်အဲ့တော့အခုလက်ရှိဒီလက်ရှိ band member တွေကိုမိတ်ဆက်ပေးပါအောင်လက်ရှိကတော့ band မှာကဒီ vocal အနေနဲ့ပြီးတော့တချင်းရေးရသူအနေနဲ့ပြီးတော့ saxophonist အနေနဲ့ကျွန်တော်ပေါ့နော်ကိုရဲရင်ကကျတော့ guitar တီးရယ်ပြီးတော့ကိုတိုနီက bass တီးရယ်နောက်ကိုတန်လက်ရှိ drum တီးရယ်နောက်ကျွန်တော်တို့ member နောက်တစ်ယောက်ကထိုင်းမှာပေါ့နော်လောဆယ်ဒီသူကကျတော့ဒီ electronic နဲ့ဒီ sound design ဘိုင်းနေသူအဓိကလုပ်တယ်ပေါ့ rig လို့ခေါ်ပါတယ်ဟုတ်အဲ့တော့ဒီ member တွေအခုလူတွေကလုံးဝအရင်နဲ့nothing forget နေခုရဆိုလောလူအစ်စ်တွေဖြစ်သွားပြီအဲ့တော့အဲ့လူအစ်စ်တွေကို KM ဘယ်လိုမျိုးစုစည်းလာလဲအဲ့ဖွဲ့တွေဖြစ်အောင်ဘယ်လိုစုစည်းလဲဆိုတော့အကုန်လုံးကကျွန်တော်နဲ့ကိုရဲရင်ဆိုလို့ရှိရင်ကျွန်တော်နဲ့ကိုတိုနီနဲ့ကတော့အရင်တွေ့တာဒါပေမဲ့ကိုတိုနီကလောဆယ်ကျွန်တော်တို့ဘန်ထဲမှာနောက်ဆုံးနီးပါးလုံးမှာရောက်တယ်သူဗျာဒါပေမဲ့ကိုရဲရင်အဲ့တော့ကျွန်တော်ဘန်မှာတခြား member တွေရှိသေးတယ်အဲ့ညီလေးကလောဆယ်တော့ကျွန်တော် recruit လုပ်ထားတဲ့တခြားညီလေးပေါ့နော်သူတို့ကတော့အကြောင်းမျိုးကြောင့်နိုင်ငံခြားထွက်သွားကြတယ်နိုင်ငံခြားထွက်သွားတဲ့သူနဲ့အဝေးရောက်သွားတဲ့သူနဲ့ဒီမှာတော့တယောက်မှမရှိကြတော့မရှိတဲ့အချိန်မှာကျွန်တော်နဲ့ကိုရဲရင်ကအဲ့တော့ကျွန်တော်တို့2023เนาะ2023ကအဲ့ကျွန်တော် MGC က Jazz Club လို့ Jazz Camp လို့တယ် Camp လို့တော့အဲ့ Camp မှာကျွန်တော်လည်းဝင် join နဲ့အဲ့မှာအဲ့ Camp ပြီးတော့သူတို့ပွဲလုပ်တယ်ဗျာ Governor Residence မှာပွဲလုပ်တော့အဲ့မှာကိုရဲရင်တို့လည်းပါတယ်ပါတော့အမကိုရင်ကကျွန်တော်ပြောတယ်ကီရန်နဲ့တပုတ်လောက်ဝင်တီးပေးပါလားတဲ့သူတို့စီမှာဆိုတော့ကျွန်တော်ဝင်တီးနဲ့ချလေးကျွန်တော်ဘက်မှာလည်းဂီတာသမားတယောက်ပြန်တီးပေးပါလားအဲ့နဲ့ပြီးတော့တချင်းတိုင်နဲ့တမန်ကြောင့်မထူးတော့ကိုရင်ကချလိုက်တော့ကျွန်တော်တို့လှုပ်ချင်တဲ့ပုံစံနဲ့တူနေရပဲလို့ဆိုလိုက်တော့အဲ့ကိုရင်ရောက်လာကိုတိုနီနဲ့လည်းအဲ့မှာကန့်မှာစတွေ့ရပဲကန့်မှာကိုတိုနီစတွေ့တော့ तू ကအဲ့မှာ bass တီးရပေါ့နော် bass တီးတော့ तू piano တီးရတယ် तू တော်တော်ကျန်းတယ်ဆိုတော့ကျွန်တော်ကမိုက်လိုက်လာပေါ့ဒီတယောက်ပြီးမစိုးဘူးပေါ့နောက်ပိုင်းကျတော့ဒီကနေပြန်ထွက်ပြီးတော့အပြင်မှာပြန်တီးကြတဲ့ခါကျတော့လေကျွန်တော်နဲ့ကိုတိုနီကတွဲပြစ်တာများတယ်တွဲပြစ်တာများတော့အဲ့ကိုတိုနီကမထူးကျွန်တော်စီမှာပဲတီးလိုက်တော့ဆိုတော့အဲ့ကိုတိုနီလည်းရောက်လာနောက်ပြီးတော့ဒီ Rick ပေါ့နော် Rick ကကျတော့အစဒီကျွန်တော်တို့ရှေ့ကဒီ2023က track ခဲ့တဲ့ Hope EP ကိုသူအဲ့မှာသူကကျွန်တော်တို့စပြီးတော့တေချာနားထောင်ပြတာပေါ့နော်နားထောင်ပြနေဂျားထဲမှာတော့အဲ့လိုမျိုးပဲစကားတွေပြောလိုက်တချင်းအကြောင်းတွေဆွေးနွေးလိုက်နေနောက်ပိုင်းကျတော့သူလည်းရောက်လာကိုတန်းတော့ကျွန်တော်နောက်ဆုံးမှခေါ်လိုက်တာဟုတ်ကဲ့အဲ့တော့ဒီ band member တယောက်ချင်းစီရဲ့ဟို role ပေါ့နော်သူတို့ရဲ့တာဝန်တွေပြီးတော့သူတို့ personality တွေကဘန်သွားခြင်းနဲ့လမ်းကြောင်းရဲ့ဟိုဘယ်လောက်အထောက်အကူပြုလဲပြုတာပေါ့ bro အဓိက bro ကကျွန်တော်အတွေ့အကြုံရပါတော့ဟို band တစ်ခုမှာ skill ကောင်းတာဟုတ်တယ်ဗျာ skill ကောင်းတာလည်းလိုတယ်ပြီးတော့ personality လည်းအရင်လိုတယ်ဘာလို့ဆိုတော့အဓိကတယောက်နဲ့တယောက်ဟိုတကူကောင်းဆန်လို့မရဘူးလို့ကျွန်တော်ထင်တယ်ထားပါတော့ဘန်မှာလူ9ယောက်ရှိတယ်ဗျာဒီ9ယောက်မှာဟိုသူတို့ကြိုက်တဲ့ပုံစံတွေတူချင်မှတူမယ်ဗျာသိရမလားတူချင်မှတူလိမ့်မယ်တူရင်လည်းတူလိမ့်မယ်ဒါပေမဲ့အဲ့လိုမျိုးဒီမတူညီတဲ့အရာတွေအကုန်လုံးကိုစုပြီးတော့ဖြစ်လာတဲ့အရာတစ်ခုကတော့ပို့ပြီးတော့ unique ဖြစ်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်သင်လုပ်တဲ့အခါကျရင်လည်းဟိုတချို့ဟာလေးသိရမလားသူလုံးချင်တဲ့ပုံစံလေးရှိနေတယ်ဒါကိုကျွန်တော်ဝိုင်းအကောင့်ထဲပေါ်ရတယ်ကျွန်တော်လုံးချင်တဲ့ပုံစံရှိနေအကောင့်ထဲဝိုင်းပေါ်ကြရတယ်ပေါ့အဲ့လိုမျိုးလေးဟုတ်ဝိုင်းပြီးလုပ်ကြရတာပေါ့ဟုတ်ဝင်းဆိုရင်ဒါအရှိမဆိုလဲကိုကဒါတောင်ကြီးဘက်မှာလည်းတီးတယ်ပြီးတော့ဒီမေဆော်မာရောတခြားဝိုင်းတွေမှာလည်းကိုဖိုးဖေးတို့နဲ့တီးတယ်ပေါ့နော်အခုဒါ NF5 ရောက်လာတဲ့အချိန်မှာတကယ်ကိုမျောလင့်တာသလိုဒါ team work ကောင်းကောင်းနဲ့အခုလှုပ်ချင်တဲ့ဟာတွေဖန်တီးချင်တဲ့ဟာတွေကိုဖန်တီးခွင့်ရလာကိုဟုတ်ကြားတယ်ဒီမှာတော့ဟိုပို့ပြီးတော့ကိုလှုပ်ချင်တာပိုလှုပ်ခွင့်ရှိတာပေါ့နော်ကျန်တာနည်းနည်း commercial ကိုစဉ်းစားရသည်ဒီမှာတော့
အဓိကကိုလုတ်ချင်တာပဲလုံနေရတဲ့သဘောဖြစ်နေ ဟုတ်ကဲ့ဟုတ်ကဲ့ဟိုပြီးတော့ဒီ NFI ရဲ့ပထမဦးဆုံး performance ဆိုရင်ဘယ်ဟာဖြစ်မလဲ အဲ့ပွဲမှာပဲဖြစ်လိမ့်မယ် Jazz Camp ကပွဲမှာပဲဖြစ်လိမ့်မယ်အဲ့တော့လည်းအမှတ်တရပါပဲအဲ့တော့နေရရမ်းပူပြီးတော့ bro ရဲ့ဟို monitor မလာတော့အဲ့မှာကျွန်တော်ထိုင်ဆောင်ရအကြာကြီးအဲ့ပွဲမှာ NFI အနေနဲ့လား ဟုတ်တယ် NFI အနေနဲ့ NFI နဲ့အဲ့မှာပထမဆုံးစပြီးတော့ကျွန်တော်တီးပြတာပဲ ဟိုကတန်ယုံကနေပြီးတော့ဂီတာဖွင့်ပြီးတော့စမ်းလိုက်တော့ဟိုတန်ယုံကအဲ့ Governor Residence မှာက အပိတ်ခိုင်းတာ အတန်ကြီးအရန်ကျယ်လို့မရဘူးမရတော့အဲ့လိုအတန်လေးနည်းနည်းညှိပြီးတော့လှုပ်ချတာ ဟိုကျွန်တော်တို့လာကြည့်ပွဲမဟုတ်တော့ကျွန်တော်တို့လာကြည့်တာဟိုမှာလေပြင်သစ်အင်ဂျင်ဘူး အော်မဟုတ် အမှလည်းကိုကြီးတို့Jazz ပွဲလောက်တာ bro အဲ့ဒါတက်အဲ့တော့ကျွန်တော်မဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ဒီတိုင်းပဲ International Jazz Day ဆိုပြီးသူတို့နှစ်တိုင်းလုပ်တဲ့ဟာကိုကျွန်တော်တို့ဒီလိုပေါ့အကြောင်းသားတွေဝင်ပြီးဟိုဖြစ်ကြတာပေါ့ဩအဲ့ဒါလည်းမတူဘူးပေါ့နော်အဲ့ဒါတက်ဩဟုတ်ဆိုတော့ကိုပြောတဲ့ပုံရဆိုတာကိုကလေဒီ Jazz Camp နဲ့မပါတာပေါ့နော်မပါဘူးပွဲမှာပဲပါတာပေါ့ဩမသိပါဘူးဟိုအခုတကယ်အခုကြိုက်တဲ့ဒီ music ဒီအခု playing style တွေရောဘယ်လိုဟာမျိုးပို့ဖြစ်မလဲလားအခု jazz တွေဘာတွေကိုကြိုက်တာလားဒါမှမဟုတ်ဒီလို rock တွေ metal တွေကိုကြိုက်တာလားကိုကကျွန်တော်ကြိုက်တယ်အကုန်လုံးအဲ့လို fusion တွေလည်းကြိုက်တယ်ဗျဟုတ်တော်တော်များများတော့ကြိုက်ပါတယ်ဟုတ်အဲ့တော့ band အနေနဲ့ပထမအဆုံးရေးဆက်ထားတဲ့သချင်းဆိုဘာဖြစ်မလဲ bro ကျွန်တော်တို့ဒီ NFI အနေနဲ့ပေါ့ပထမဆုံးသချင်းဆိုရင်အဲ့ကျွန်တော်ရှေ့ကဟုတ်EP ထဲမှာပါတယ်အချိန်ပုံနာခြင်းမှုဆိုတဲ့ချင်းအချင်းကကျွန်တော်ရှေ့မှာ version 2မျိုး3မျိုးလောက်လုပ်ခဲ့ဘူးလေမထွက်ဘူးကျွန်တော်မထုတ်ဘူးလောက်ထားတာမလုပ်ဖြစ်မထွက်ဖြစ်ဘူးဒါပေမဲ့နောက်ဆုံးဒီထွက်ခဲ့တဲ့ version ကြမှာအတီးဖြစ်သွားတာပေါ့အချင်းကတော့ပထမဆုံးလုပ်တဲ့ချင်းပြီးတော့ဒီ nothing forgetting နဲ့ဒီ no forget idea ဆိုတော့ music type တွေလုံးဝမတူ music ပုံစံလည်းမတူဘူးเนาะအဲ့တော့ဟိုကိုအနေနဲ့ရောဒီ NFI နှစ်ခုရဲ့ကွာခြားချက်ဆိုဘယ်လိုမြင်မိလဲ bro အဲ့ကြတော့ကျွန်တော်အသက်အရွယ်နဲ့ဆိုင်မှထင်တယ်ဟိုကျွန်တော်တို့တွေကအသက်တွေကြီးလာလေဟိုကျွန်တော်တို့ရဲ့အကြိုက်တွေကနည်းနည်းချင်းစီရောဗျာအကုန်လုံးမဟုတ်တော့နည်းနည်းချင်းစီရောပြောင်းလာလက်ရှိကတော့ကျွန်တော်လုပ်နေတဲ့ပုံစံကျွန်တော်လုပ်ချင်တဲ့ပုံစံအတိုင်းအတိအကျပါပဲကျွန်တော်ဟိုအဲ့လိုမျိုးအရင်တော့ပုံစံမျိုးတွေတော့ကျွန်တော်အခုချိန်မှာတော့တိတ်မလုပ်ချင်တော့အဲ့တော့အခုလက်ရှိဒါကိုဘန်ကိုဆိုရင်ဒါဘယ်လိုမျိုးသတ်မှတ်ချင်လဲပြီးတော့ bro အကြိုက်ဆုံး music genre တွေကဘာဖြစ်မလဲအကြိုက်ဆုံး genre ကတော့ကျွန်တော်ပြောမှကျွန်တော် music တွေအကုန်လုံးတော့ကျွန်တော်ကြိုက်ပါတယ် music ဘာလို့ဆိုကျွန်တော်ခံရတဲ့ music တိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ပေးတဲ့ taste တစ်ခုရှိရဗျာ unique ဖြစ်တဲ့ taste တစ်ခုရှိရဒါကိုကျွန်တော်လက်ခံတယ်အကုန်လုံးကိုကျွန်တော်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်နားမလည် music တွေဆိုရင်တော့ကျွန်တော်မကောင်းလည်းမပြောဘူးကောင်းတယ်လည်းမပြောဘူးကျွန်တော်ကြော်သွားလိုက်တယ်ပေါ့ဗျာကျွန်တော်ခံစားနိုင်တဲ့ဟာမျိုးဆိုတော့ကျွန်တော်ကောင်းကောင်းဟိုပါဖြစ်တယ်လက်ရှိကျွန်တော်တို့သွားနေတဲ့ genre ကတော့အဲ့လို genre တစ်ခုအောက်ထဲတော့ဟိုအတီးကြကြီးတော့ကျွန်တော်မတတ်မှတ်ထားဘူးပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တို့အရင်ကကြိုက်ခဲ့တဲ့ band တွေဗျာဒီ band တွေရဲ့ influence တွေရောပါမယ်ဒီ band တွေရဲ့ influence တွေရဲ့နောက်ကျွန်တော်တို့ကိုယ်ပိုင်ပုံစံလေးတစ်ခုပေါ့နော်အဲ့ဒါတွေကိုပဲဒီလိုဟိုရောဆက်ပြီးတော့ကျွန်တော် taste လေးတစ်ခုပေါ့အဲ့လေးလုပ်ချင်တာပေါ့ဟုတ်အဲ့လိုမျိုးဘယ်လိုပိုးစာကောလို့ပြောလို့ရလားနီးစပ်ကိုလည်းပါတယ်နီးစပ်နော်အဲ့လိုစုံနေ bro ကျွန်တော်ပိုးစာကိုကြိုက်တယ်ဗျာပြီးတော့ကျွန်တော်ပေါ်မှာအရင် influence တွေအဓိက emo band တွေကိုကြိုက်တာကျွန်တော်ကြိုက်ခဲ့ပြီးတော့အခုနောက်ပိုင်းဆိုလို့ရှိရင်ဒီ electronic ပိုင်းနေဗျာကျွန်တော် hyper pop ကြိုက်တယ်နောက်အခုကျွန်တော်အသစ် album ထဲမှာပါမယ်နောက်တစ်မျိုးဆို digit call ဆိုတာရှိရဗျာအဲ့လို 8-bit ဟို game တန်လေးပါမယ်အဲ့လိုဟာမျိုးလေးပါလိမ့်မယ်အဲ့လိုဒီကတော့ဒီ January ဟိုကျွန်တော်ကြိုက်တဲ့ band တွေရဲ့ influence တွေပါတယ်ဒီဒါတော့ကျွန်တော်တို့လုပ်နေကြဟာတွေကိုပဲကျွန်တော်ဟိုမတူညီတဲ့ဟာလေးအဲ့လိုဟိုရောဒီရောပေါ့အဲ့လိုဟုတ်ကိုရဲရဲအောင်ဘယ်သချင်းတွေမှာစပြီးတော့စ recording တွေတီးနေပြီလေဒီ NFI နဲ့ပတ်သက်ဒီ hope အခွေပါတော့အခုမပါသေးဘူးဘယ်သချင်းတွေမှာကိုစတီးနေပြီလေဟို Core Reality ဟုတ်တယ် Core Reality မှာစတီးရပြီCore Reality ပြီးတော့နောက်တစ်ပုတ်ထွက်လာသေးတယ် Falling for You နော် Falling for You ပြီးတော့အခုနောက်ဆုံးအဲ့သုံးပုတ်ကတော့ဒါလက်ရှိအခုတီးခဲ့တဲ့သုံးပုတ်ပေါ့နော်အခုအဲ့တော့အခုဒီ music arrangement တွေကြတော့အခုဘယ်လိုလုပ်ကြလဲကိုကျွန်တော်သိချင်တာလို့ jamming session လိုမျိုးတခါတည်း live တီးပြီးတော့ရှာကြတာလားဒါမှမဟုတ်ဟိုကီယန်ယူလာတဲ့ music ပုံမှာပဲကိုကအိမ်မှာကိုကလို့ပြန်ရှာတာလားကိုဘယ်လိုမျိုးလဲကိုကီယန်ပထမကီယန်သူအကျန်းယူလာတာပေါ့အဲ့ဒါကိုပဲကျွန်တော်ပေါင်းပြီးတော့ဟိုပုံစံနည်းနည်းအကျန်းလေးဝိုင်းလုပ်ကြအဲ့ဒါပြီးရင်အကုန်လုံးကွက်ကိုအိမ်မှာပဲပြန်တီးကြအိမ်မှာပဲလုပ်တာပေါ့နော်ဘယ်လိုမျိုး jam လုပ်တယ်လို့မျိုးတခါတည်းစုပြီးတော့မလုပ်ကြဘူးပေါ့အဲ့လိုလားအဲ့လိုတချို့ပုတ်တွေလေကျွန်တော်
ရှိရအဲ့လိုလောက်တာလေတချို့ပုတ်တွေတော့ရှိရဒါပေမဲ့လောဆိုအဲ့ပုတ်တွေထွက်တော့မထွက်တချို့ဟာတော့လောက်တာရှိတယ် brother ဘလို့တဲလေတချင်းစရေးတယ်ကျွန်တော်သိချင်တာဥပမာ melody ကိုအရင်တဲတာလားဒါပေါ့အကြောင်းအရာကိုစာသားကိုအရင်တဲတာလားအဲ့လိုကျွန်တော်ကအမှန်တမ်းပြောရင်တော့ကျွန်တော်ရေးတဲ့ချင်းတွေအကုန်လုံးကကျွန်တော်စိတ်ထဲမှာတကယ်ဖြစ်တဲ့ဟာတွေပဲကျွန်တော်မှအဲ့တခုရှိရကျွန်တော်အဲ့လိုသူများဘက်ကဝင်ခံစားပြီးတော့ကျွန်တော်အဲ့လိုမရေးတတ်ဘူးရေးတတ်တော့ကျွန်တော်စိတ်ထဲမှာရှိတာကိုပဲကျွန်တော်ချရေးရဗျာရေးအဓိကတော့ကျွန်တော် melody ကိုအရင်ကျွန်တော်ရှာတာများတယ်melody ကျွန်တော်ရှာတယ်ပြီးမှအဲ့မှာကျွန်တော်စာသားပြန်ဖြည့်အဲ့လိုများတယ်ပေါ့နော်ဟုတ်အဲ့တော့ဒီစာသားတွေအကြောင်းအရာတွေရှာတဲ့အချိန်မှာဘယ်ကနေဘယ်လိုမျိုးအဲ့လိုမျိုးစကားလုံးတွေကိုရှာလဲဒါဟိုတကယ်ဆိုတော့ကိုတွေးဖြစ်ရလို့ပြောတဲ့အတွက်ဟိုကိုစီမှာလို့ဇလန်းတွေအများကြီးတိန်းတာမျိုးတွေရှိတာလားအဲ့လိုလားအဲ့လိုပဲပြောကျွန်တော်ကြည့်မြတ်ချင်းတွေကိုလည်းပြောမှဆိုတော့ကျွန်တော်စိတ်ထဲမှာတကယ်ကျွန်တော်တကယ်ဖြစ်ခဲ့တဲ့ဟာတွေအဲ့ဒါတွေပဲကျွန်တော်ပြန်ထုတ်ပြီးတော့ရေးတာပေါ့ဟုတ်ပြီးတော့ဒီဘန်မှာအခက်အခဲဆုံးအချိန်ကာလဆိုလူတိုင်းမှာရှိခဲ့ကြတာပဲเนาะဟိုကျွန်တော်တို့ဆိုလဲဒါဘန်ကအများကြီးခက်ခဲခဲ့တယ်ကျွန်တော်တို့လူတွေထွက်သွားလိုက်ပြန်ဝင်လာလိုက်အဲ့လိုပြဿနာတွေလည်းအများကြီးရတာဘယ်လိုဆိုလဲဆိုတော့ပြောတယ်အရင်ဘန်ကတစ်ဖွဲ့လုံးနှိပါအကုန်လုံးမရှိတော့ဘူးပြတ်သွားတယ်ပြီးတော့နောက်ထပ်လူငယ်ထပ်စုတယ်အဲ့လူငယ်တွေထပ်ပြီးတော့အဆက်မပြေတော့ဘူးဆိုတော့ဒါဘန်ရဲ့အခက်အခဲဆုံးအချိန်ကာလတစ်ခုကိုဘယ်လိုဖြတ်ကျော်ခဲ့လဲကျွန်တော်ပြောမှဆိုကျွန်တော်အတွက်ကလေအဲ့ပြောချင်တာ mental breakdown ဖြစ်တာလို့ပြောချင်တာထင်တာပဲဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကြီးကအရင်နောက်ပိုင်းကျတော့တိတ်မထူးဆန်းတော့ဘူးကျွန်တော်အများကြီးဒီကာလတစ်လျှောက်မှာကျွန်တော်ဟိုတော်တော်ဆိုးတဲ့အချိန်တွေလည်းကျွန်တော်ကြုံတွေ့ခဲ့ရပြီပေါ့နော်ဆိုတော့ဘာလို့ဆိုတော့ကျွန်တော်ဒီအလုပ်ကနေထွက်ပြီးတော့ကျွန်တော် music ပဲကျွန်တော်လုပ်တော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်ဘာမှမရှိတော့ဘူး music ကလွယ်ပြီးတော့ဘာမှအဲ့အချိန်တွေမှာဆိုကျွန်တော်အရန်လမ်းပြောက်တယ်ဗျာကျွန်တော်ရှိအလုပ်ကကျွန်တော်3နှစ်လောက်လုပ်လာပြီးဖြစ်တဲ့အတွက်ဘာပြောကျွန်တော်မှာ stable နည်းနည်းဖြစ်နေပြီဗျာဒီမှာဒါပေမဲ့ဒီလိုမျိုးဟိုဒီ music career ကိုကျွန်တော်စရမယ်ဆိုတဲ့အချိန်မှာကျွန်တော်အဲ့တော့ saxophone လည်းမတီးသေးဘူးနော်တီးသေးဘူးဘယ်ကနေဘယ်လိုပြန်စမှန်းကျွန်တော်မသိဘူးကျွန်တော်မှဘယ်သူမှလည်းမရှိဘူးဘယ်ကပြန်စမှန်းလည်းမသိဘူးဟိုဘာကြီးဆက်လုပ်ရမှန်းလည်းမသိဘူးအဲ့မှာကျွန်တော်အရန်လမ်းပြောက်ပေမဲ့ကျွန်တော်အဲ့လိုမျိုးပေါ့နော်လှုပ်ရှင်နေဆိုတဲ့စိတ်လေးတစ်ခုနဲ့ပဲဟိုဆန်းဒီဆန်းလုံရင်နေပဲဒီထီတော့ရောက်လာပေါ့အဲ့တော့ကြုံတွေ့ခဲ့ရတယ်တော့အများကြီးပေါ့လို့အိမ်ကနေဆင်းတာတော့စတူဒီယိုကတ်နေရတော့အဲ့လိုကြုံခဲ့ရတယ်တော့အများကြီးအဲ့ဒီ saxophone ဟောဘယ်လို saxophone စတီးပြသွားတာလဲ saxophone ကဘယ်လိုလဲကျွန်တော်ဂီတာသင်နေတဲ့ saxophone တီးတယ်ပေါ့ဘယ်လိုလဲဂီတာတီးသင်နေဆိုဘယ်လိုဖြစ်လဲဆို bro ကျွန်တော်ရှိရ nothing forget it လုပ်တယ်အဲ့ဒါပြန်ပြော nothing forget it မှာကျွန်တော်တို့ထွက်တာမထွက်ပြလိုက်တာတအေဘန်စာကျွန်တော်ပြီးနေပြီအတီးပြီးနေပြီတအေဘန်စာအတီးပြီးနေပြီဖြစ်ချင်တော့အမှဆုံးသွားတဲ့လူရှိရယ်ကိုအောင်ကြီးပေါ့ကိုအောင်ကြီးဆုံးသွားတယ်ပြီးတော့ဟိုတချို့လဲဗန်နေကအဲ့လိုမျိုးထွက်သွားရဲဆိုတာတခြားလမ်းကြောင်းတစ်ခုသူတို့ရွေးသွားကြတယ်ပေါ့ဗျာဆိုတော့ဟိုအဲ့အချိန်မှာဆက်လုပ်ဖို့ကြတော့တချင်းနေကြတော့ bro ဟိုတည်ထားပြီးသားတွေမှာကျွန်တော်အဲ့တုန်းကတော့ bro သိပါတယ်ကျွန်တော်ဟို screaming ဆိုတာဟိုဒီဟိုဟာတွေ melody တော့မဆိုသေးဘူးဆိုတော့ဒီ melody တည်ထားတဲ့ range ကကျွန်တော်ဆိုလို့ဘလို့မှ key range ကအဆင်မပြေဘူးပြတပုတ်လုံးကလည်း recording တွေအကုန်ပြီးနေပြီအစားဆုံးပြန်လုပ်ဖို့ကြတော့လဲအဲ့မှာနေနည်းနည်းအဲ့လိုလေးတိုင်လေးပတ်တော့အဲ့မှာပြီးတော့ကျွန်တော်အဓိကကျွန်တော်အလုပ်ဝင်သွားတဲ့ရည်ရွယ်ချက်ကဟိုဒီဘန်မှာ music လုပ်ဖို့ပတ်စံလုပ်တယ်ဗျာကျွန်တော်အဲ့တော့တက္ကသိုလ်ကျောင်းသားပြီးကစားကျွန်တော်ဟိုမဟုတ်ဘူးနဲ့စုထားလေးနဲ့ပဲကျွန်တော်အဲ့တော့လုပ်ရတယ်မဟုတ်ဘူးလေဘယ်လောက်ပြအောင်ပြီးရမလားကျွန်တော်မိဘရလည်းအဲ့လိုအရင်ဟို background ရန်တောင်းနေသူလည်းမဟုတ်ဘူးတော့ရှိရလေးနဲ့အဲ့လိုလုပ်နေနဲ့တချင်းလုပ်ဖို့ကဘလို့မှအဆင်မပြေတော့တဲ့အချိန်မှာကျွန်တော်ရည်ရွယ်ချက်ကအဲ့လိုအလုပ်ထဲသွားဝင်မယ်ဝင်ပြီးတော့ငါပတ်စံပြန်စုပြီးတော့တချင်းပြန်လုပ်မယ်ပေါ့အဲ့လိုရည်ရွယ်ချက်နဲ့ကျွန်တော်အလုပ်ထဲဝင်သွားဒါပေမဲ့တကယ်အဲ့အလုပ်ထဲရောက်တော့ဘာမှမဆိုင်တဲ့ဟာနှစ်ခုမှာဟိုဘက်အလုပ်ကတပတ်ကို6ရက်လောက်ကျွန်တော်မှ95ဗျာ95အချိန်ပေးရတယ်เนาะ pressure များတယ်ဆိုတော့အဲ့မှာကျွန်တော် music နဲ့ဝေးလာတော့ချားလူတွေလည်းအဲ့လိုအကုန်လုံးကသူ့အနေသူတွေဖြစ်ကုန်တော့နောက်ဆုံးကျွန်တော်ဘာဖြစ်လဲဆိုတော့ငါထားကွာဘယ်သူမှမရှိတယ်ငါဘာငါပဲတီးမယ်ဆိုပြီးကျွန်တော်အမှဂီတာသင်တန်းသွားတက်တာဂီတာသင်တန်းဘယ်သူစီမှာတက်လဲဆိုတော့ဆရာစီသူမမဟိုကကျွန်တော်တို့ in FIFA ဘုံလာရဂီတာသမားကုစီသူကျွန်တော်ဆရာကျွန်တော်လာတက်ချင်တယ်အဲ့တော့ဆရာ51လမ်းမှာဖွင့်လာဟုတ်ကဲ့အဲ့ကျွန်တော်သွားတက်တယ်ဆရာစီမှာသွားတက်တော့ဆရာတေချာသင်ပေးပါတယ်ကျွန်တော်အဲ့မှာတက်လိုက်တယ်ဂီတာအဲ့တော့ကျွန်တော်တော်တီးပြလိုက်သေးတယ်တီးပြပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့မှာကျွန်တော် riff တွေကြည့်ရင်ဘန်လီလိုက်ရှာတော့အဲ့မှာ Russia Shuraza ဆိုတဲ့ဘန်လီကျွန်တော်အမှသွားတွေ့တယ်တော့အဲ့ဘန်မှာ Misery ဆိုတဲ့အပုတ်ရှိတယ်အဲ့အပုတ်မှာ solo ကြီးအဲ့ saxophone သမားဝင်ချလာပါဟောမိုက်လိုက်ရတော့ဒါပါလဲပေါ့ဒီလိုလဲအမှန်တမ်းပြောရရင်ကျွန်တော်တစ်သက်လုံးနားထောင်လာတဲ့ဘန်တွေထဲမှာဒီ instrument ဘာမှလည်းမဆိုင်ကျွန်တော်လည်းတခါမကြောက်ဘူးဒါပေမဲ့အဲ့မှာကျွန်တော်စတွေ့တော့ကျွန်တော်အဲ့ထာကိုကျွန်တော်တော်တော်ညှိသွားမိုက်လိုက်တာပေါ့ဒါကဒီလိုလဲလုပ်လို့ရပါပဲအဲ့နဲ့
အဲ့ကောင်တွေ့ပြီးတော့ကျွန်တော်အဲ့မှာဂီတာလည်းမတင်ပြတော့ဘူးကျွန်တော်အလောက်ကထွက်ပြီးတော့ကျွန်တော်အဲ့လှုပ်တဲ့တောက်ချောင်းမှာကျွန်တော်ပတ်စံစုထားလေးနည်းနည်းအများကြီးမဟုတ်ပါဘူးအဲ့တော့20လောက်ပဲရှိမှထင်တယ်အဲ့စုထားလေးနဲ့ကျွန်တော်အဲ့လို saxophone လေးစတင်မယ်ဆိုပြီးတော့ student grade saxophone လေးစဝယ်တယ်တော့10သိန်းကျော်လောက်နေပေးရတယ်အဲ့လေးကျွန်တော်ဝယ်ပြီးတော့ကျွန်တော်ဘယ်သူစီမှတင်ရမှန်းကျွန်တော်မသိတော့အဲ့ဒါနဲ့ကျွန်တော် live ရှာရင်းနဲ့ဆရာ Philip ကိုတွေ့တော့ဆရာကြီးလိုကျွန်တော်တင်ကျင်တယ်ပေါ့နော်တင်ကျင်တယ်ဆိုတော့အေးရတင်ပေးမယ်ဆိုဆရာနဲ့အဲ့လိုစာတင်ပြတာတကယ်ဂီတာတီးရဲ့ saxophone မရောက်သွားအဲ့လိုဒီ saxophone တီးလာတဲ့နောက်ပိုင်းရောကိုဘယ်လိုပြောရမလဲဒီ sound writing skill တွေဒီ melody ဖန်တီးမှုတွေကိုအားပိုကောင်းလာလို့ခံစားရတယ်အဲ့တော့ကျင်းနေပါတယ်ဘာလို့ဒီကောင်ကအဓိက melody အသားပေးတဲ့ instrument ဖြစ်နေရော melody ကတော့ကျွန်တော်တော်တော်လေးတိုးတက်လာတယ်လို့ကျွန်တော်ဒါပေမဲ့ saxophone တီးလို့ပြန်ပေးဆက်တဲ့အရာတွေလည်းရှိရဗျာဘာလဲဆိုတော့ဟို saxophone ကကြတော့ဒီ level ကအရင်သုံးရတယ်ဗျာအဲ့တော့ဟိုအရင်အားကုန်တယ်ပြီးရင်ဒီတချင်းဆိုတဲ့နေရာမှာသူကနည်းနည်း effect တော့သွားရှိတယ်ချင်းဆိုတဲ့ဒီအရင်တီးရတဲ့ခါ level အရင်သုံးတော့ဥပမာကျွန်တော် screen နေပါတယ်ခုနောက်ပိုင်းမဆိုတော့ဘူးမဆိုတော့အဓိကအဲ့ကျွန်တော် saxophone တောက်လျှောက်တီးနေရကြအောင်လည်းပါတယ်သူကတချင်းဆိုနေတယ်လို့ပဲပြန်ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးတချင်းဆိုရတယ်သူကပို့ပြီးတော့အားကုန်တယ်ပြီးတော့ saxophone တီးလို့ရှိရင်တချင်းဆိုရင်တိတ်ကီးတွေပါတိတ်ဖမ်းဖို့မလွယ်တော့ကီးမသိတော့သူဒီကောင်ကဟိုဒါအကုန်လုံးကျွန်တော်လိုက်လိလာကြည့်လောက်ကတော့အကုန်လုံးအဲ့လိုဖြစ်ကြတာပဲဒီတီးနေတဲ့အချိန်မှာတီးနေတဲ့အချိန်ကနေဆိုလိုက်တဲ့အချိန်ကျရင်ကီးရတိတ်ဟိုမဖြစ်တော့ဒါဆိုပြောချင်တာအဲ့လိုတီးလိုက်ဆိုလိုက်ကိစ္စတော်တော်မလွယ်တဲ့ကိစ္စပေါ့နော်ကျွန်တော်ဂီတာတီးလို့ပေါ့နော်အဲ့လိုတိတ်မရှိဘူးလေအဲ့လိုလုပ်တယ်ကျွန်တော်လည်းမြင်ဘူးလားတီးလိုက်ဆိုလိုက်ဆက်ဆိုပေါ့ဘာမှမရှိဘူးလို့မျိုးကျွန်တော်အဲ့ဒါကိုလုပ်ကြည့်ဆန်းနေရဟုတ်ဒါကြောင့်မို့လို့လေကျွန်တော်တင်တာဒါကီယန်ကဒီ NFI မှာထူးခြားတဲ့ဆိုတော့ signature တစ်ခုဖြစ်နေတာပေါ့နော်ဒီ saxophone နဲ့တက်လာတဲ့ wire အရင်ရှားတယ်ကျွန်တော်တို့ဒီမှာဆိုလဲရှားဆိုနိုင်ငံခြားမှာလည်းမရှိဘူးဒါပြောအရင်ရှားတယ်ဆိုတော့ဒါလေးကထူးခြားမှုတစ်ခုဖြစ်နေတာပေါ့အဲ့တော့ကီယန်ကသူ့ကြောင့်ပြောတော့ဒါကိုရဲရင်အပိုက်ကိုကျွန်တော်ပြန်မေးအောင်နော်အကိုကအဲ့လိုဒီဂီတာနဲ့ပတ်သက်တဲ့ဟာတွေဒီဂီတာသမားတယောက်ဖြစ်လာဖို့ဘယ်ချိန်လောက်ကစခဲ့တာလဲကိုကျွန်တော်တီးတာတော့ကြာပြီကျွန်တော်ငယ်ကလေးရပါတော့အဲ့လိုအဖေကဂီတာတီးတာအဖေကသူတင်ပေးတာပေါ့အဲကလေးကလေးကတော့အဲ့လိုသူတင်ပေးရရှောက်တီးပေါ့ဒါပေမဲ့တကယ် PPCCT ဖြစ်တာတော့အဲ့လို10ရန်အဲ့လို14-15လောက်အချိန်မှာစပြီးတော့ဟိုတီးဖြစ်တာဟုတ်အဲ့ရနေဘယ်လိုဒီလို professional guitarist တယောက်ဖြစ်လာလဲပေါ့နော်ဟုတ်အဲ့မှာတီးပြီးတော့ကျွန်တော်ကအဲ့တောင်ကြီးကဘန်ဒီနဲ့ join ပြီးတော့အဲ့မှာအဲ့လိုဟိုပွဲတွေရှိရင် light တီးတာပေါ့နော်ဟိုကြီးစားအဲ့လိုသဘောမျိုးတီးရင်းရနေပြီး section သဘောမျိုးလို့ပေါ့ section တီးရင်းရနေပြီးတော့ဒီရန်ကုန်ရောက်လာဒီမှာဟိုဟာကျွန်တော် audio အလုပ်လုပ်တာအဲ့မှာဒီမှာရောက်လာရင်ဒီကအဲ့လိုမိတ်ဆွေနဲ့တွေ့ပြီးတော့သူတို့ခေါ်တဲ့ဟာဝန်တီးပေါ့အဲ့လိုမျိုးအဲ့လိုကနေအခုဒီဖြစ်သွားတာပေါ့အဲ့ဆိုအခုတက်တီရောကိုဒီ section တွေပါတီးနေသေးလားကိုဟိုပွဲတွေတော့တိတ်မတီးဖြစ်ဘူးဟုတ်recording တွေတီးဖြစ်တာပေါ့နော်ဒါအခုလက်ရှိမှာဆိုရောဒါ section အပြင်ဒါအခု band အနေနဲ့ဆိုရင်ဒါ NFI ပဲရှိတာလားတခြား band တွေရှိအောင်မလားကိုNFI ရဲ့အဲ့ဖူးပြေလို့နဲ့ band မဟုတ်အဲ့နှစ် band ကတော့ main band ပေါ့နော် general တော့ section တွေနဲ့ပဲလိုက်တီးနေတာပေါ့ဟုတ်အခုဒီတလောကနေဒီ champion နေပေါ့နော်ဒီရန်ကုန်လာတော့ပဲလို့ဘယ်လိုဆုံးဖြတ်ချခဲ့တာလဲကိုအဲ့ဒါတကယ်တငယ်ချင်းတယောက်ကသူကဒီမှာဟို engineer ပေါ့နော်အလုပ်လာလုပ်တာသူကလိုက်ခဲဆိုပြီးသူကခေါ်လာတယ်ကျွန်တော်ကရောက်လာပြီးတော့သူနဲ့ကျွန်တော်နဲ့အတူနေပြီးတော့တလားလောက်နေတော့သူကပြန်သွားအောင်ကျွန်တော်ကကြံခဲ့အဲ့အနေကျွန်တော်ကအခုတတိဆက်နေဖြစ်သွားဟုတ်ကဲ့အဲ့ကြာခဲ့ပြီလားကိုအဲ့ဘယ်တစ်ခုနှစ်လောက်ဖြစ်ကိုရန်ကုန်ရောက်နေ2017ဝင်ကြတယ်ကြားလာပြီကိုအဲ့ဆိုနော်ကြားလာပြီကိုဒီမှာတော့ပြန်ပြီးတော့အခြေပြန်ကြနေပြီဟုတ်တယ်ဗျဟုတ်ပြီးနောက်တစ်ခုစားတော့ဒီ NFI မှာနဲ့ဟိုပြောရင်နောက်တစ်ခုကီယန်ပေါ့နော်ကီယန်ကိုကျွန်တော်တို့ဘောမှာကျွန်တော်တို့အထူးဆန်းဆုံးကျွန်တော်မြင်မှုခဲ့တဲ့ဟာဒီ body transformation ပေါ့နော်ကျွန်တော်တို့သိတဲ့ခန္ဓာကိုယ်ကအရင်တော့ဆိုတော့ heavy ညာနော်အဲ့တော့အဲ့ဒီဟာကရောဘလော့တောင်အားဆိုင်ထုတ်ခဲ့ရလဲပြီးတော့အဲ့ဒီ fitness journey အကြောင်းလေးပြောပြအောင်အဲ့ဒါကကျွန်တော်ငငယ်လေးကတောက်ဝါတယ်ဗျာကျွန်တော်မွေးတွေက
ဘယ်တိပါတယ်ကျွန်တော်တခြားဘာမှမလုပ်ကျွန်တော်အကြိုက်ဆုံးအစားငယ်တဲ့အသေးဆိုရကျွန်တော်တိလောက်ကကျွန်တော်အသက်18လောက်မှာကျွန်တော်ပေါင်က300နီးပါးလောက်ဖြစ်နေတော့အဲ့လိုပေါ့ငယ်တွေကအဲ့လိုပိန်ကျင်တာပေါ့လေပိန်ကျင်နေဆိုတော့အဲ့လိုအဲ့ခေတ်ကဘယ်လိုကျွန်တော်တို့ YouTube တွေလည်းမပေါ်သေးဘူးဗျာအဲ့လို internet တွေလည်းမရှိတော့အဲ့လိုပဲ sand wall နဲ့ကျွန်တော်ပြောတော့မပြောတတ်ဘူးလူကလေအဲ့လိုမျိုးသူပြောင်းလဲချိန်တန်တဲ့အချိန်တစ်ခုရောက်လာရင်တော့သူ့အနေနဲ့သူတို့စိတ်ကဖြစ်သွားတာပဲကျွန်တော်ငယ်တွေကဘာအားကစားမှမလုပ်ဘူးဘောလုံးလည်းခုထိမကန်တတ်ဘူးဟုတ်အဲ့လိုဒီတိုင်းပဲအိမ်မှာပဲအဲ့လိုလှဲလိုက်ထိုင်လိုက်အဲ့လိုနေပဲဒါပေမဲ့လည်းအဲ့အချိန်တစ်ခုရောက်သွားတော့လေသူ့ကနေသူပြောင်းလဲသွားတာပဲအဲ့တော့အဲ့ fitness လုပ်ခဲ့တဲ့ journey အကြောင်းပြောပြပါဦးဘယ်လောက်တောင်အားထုတ်ခဲ့ရလဲဆိုတော့အဲ့ကကျွန်တော်အသက်20နဲ့21အဲ့ဝင်းချင်မှာကျွန်တော်စပြီးတော့ဆော့ပြတယ်ပေါ့နော်ဆော့ပြီးတော့ရှေ့မှာအဲ့လိုပဲဆော့လိုက်ပြက်လိုက်ဆော့လိုက်ပြက်လိုက်ဆိုတာမဟုတ်ကျွန်တော်ဆော့လိုက်ဒီဟာကြီးကြတော့ဘယ်လိုလဲရေရှည်သွားဖို့ကဟိုဘယ်လိုပြောရမလဲတော်တော်လေးကိုစိတ်ခိုင်မှတော်တော်လေးကိုစိတ်ကကျွန်တော်ငယ်တဲ့ဘာအားကစားမှမလုပ်ခဲ့တော့အမိုးတွေပါကျွန်တော်တော်တော်မခံနိုင်ဘူးအဲ့ဟိုအဲ့လိုဆော့လိုက်မဆော့ကျွန်တော်လို့နားလိုက်နေဒါပေမဲ့နောက်ဆုံးတစ်ခေါက်ကျတော့အော်မဖြစ်တော့ဘူးငါဒီတစ်ခေါက်ကျရင်တော့ဟိုငါနောက်ဆုံးအနေနဲ့ကို chance ပေးလိုက်မှာပေါ့ဒီတစ်ခေါက်တော့ငါလုပ်ကြည့်မယ်ဒီတစ်ခေါက်မှဖြစ်တော့ဘယ်တော့မှငါဆက်မလုပ်တော့ဘူးဆိုပြီးအမှကျွန်တော်လှုပ်လိုက်တာလှုပ်လိုက်တဲ့အချိန်မှာပဲအမှကျွန်တော်တောက်လျှောက်လှုပ်ဖြစ်သွားတာပေါ့အဲ့တော့အဲ့ဒါရောအဲ့လိုမျိုးစလှုပ်တော့မယ်ဆိုတော့ဟာတခုဘယ်အရာဘရိုလှုပ်စော်ပေးလိုက်တာလဲအဓိကကျွန်တော်ငယ်တွေကကျွန်တော်ဘဝမှာဖြစ်ချင်ဆုံးနှစ်ခုရှိတယ်ပဲတစ်ခုကအရန်တာမန်လူတယောက်လိုဖြစ်ချင်တာတာမန်လူထားပါတော့အဲ့တော့ကျွန်တော်တာမန်လူမဟုတ်ဘူးကျွန်တော်သူက heavy ပဲလုံးဝဟုတ်ကဲ့တာမန်လူတယောက်လိုတော်လာအဲ့လိုမျိုးရှိချင်တယ်ဒါပေမဲ့ကျွန်တော်အဲ့ heavy ဖြစ်တဲ့အချိန်မှာကျွန်တော် depression တွေအရန်များတယ် depression တွေအရန်များရဲဆိုတော့ဒီဟာကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့တော့စေကျော်သက်ဆိုတော့သိရတဲ့အတိုင်းပဲကိုယ့်ကို control လုပ်နိုင်တဲ့ဟိုစိတ်ကနည်းနည်းနေတယ်ပေါ့နော်ဆိုတော့အဲ့ဒါဖြစ်ချင်တယ်ပြီးရင်ကျွန်တော်ဒီ music လုပ်ချင်တယ်ပေါ့ကျွန်တော်ရဲ့ live တစ်ခုလုံးမှာ dream ကအဲ့နှစ်ခုပဲရှိတယ်ဆိုတော့ဒီနှစ်ခုကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ပထမတစ်ခုဆိုတော့ကျွန်တော်မလုပ်နိုင်ခဲ့ရင်နောက် music လုပ်မဲ့ dream ကိုကျွန်တော်အကောင့်ထဲပေါ်ဖို့ဆိုတာဟိုမလွယ်ဘူးဗျာကျွန်တော်အဲ့တော့ကျွန်တော်အမောလည်းမခံနိုင်ဘူးဒီနားနဲ့ခုနားလောက်ရှောက်ရင်ကျွန်တော်အဲ့လိုအရင်မောနေပြီဆိုတော့ငါဒါကြီးကိုတော့အရင်ဖြစ်အောင်လုပ်မယ်ဆိုတော့စိတ်နဲ့ကျွန်တော်အဲ့လိုပဲလုပ်ဖြစ်လိုက်တာဘရိုတွေ့ခဲ့ဘူးလားသူအရင်တော့Facebook မှာတော့မတွေ့ဘူးဟုတ်တကယ်ကျွန်တော်တို့လောက surprise ပဲလော bro နဲ့အဲ့ Mr. Rock မှာတွေ့တော့ bro လောက heavy weight ကြီးပဲလောကနောက်ပိုင်းကြည့်နေနေဟာကန်တော့လောပြောင်းလဲပါဆိုအခုဆိုလောကဒါလောအကိတ်ဖြစ်နေတာသလားဆိုတော့ဒီနောက်ပိုင်းကျွန်တော်အလုပ်များတော့တိတ်မရောက်ပြဘူးတဲ့အခုလက်ရှိပါလဲသူကတောက်လျှောက်တော့သူကလို့အများတိုင်းစော့နေမှာရမှာစော့နိုင်တော့ကောင်းတာပေါ့ကျွန်တော်တို့ jeans ကအဲ့လိုနှစ်20နီးပါးလောက်ဝါခဲ့ပူတဲ့ memory ရရှိနေရောလွယ်နဲ့ပြန်ဝါတယ်ပေါ့လွယ်ပြန်ဝါတယ်ဟိုအဲ့ဒါအသွေးသားနဲ့လည်းစိုက်တယ်ဝါတဲ့တူကဝါကျွန်တော်လည်းအဲ့လိုဘာမှမဟုတ်ဝါနေတာပြောတော့လေဒီလားဟိုသူများတွေပြောသလိုအရန်ပီယာတောက်လားအရန်ဟိုအဲ့လိုမျိုးလည်းမဟုတ်ဘူးအိမ်မှာဟိုအကုန်လုံးအဲ့လိုအဝါတက်တန်ရှိတဲ့မျိုးဖြစ်နေတော့ဝါတာလေဒီလားအဲ့တော့ဒီ Brody ချတဲ့ထဲမှာသူကဒီအားကစား main လား diet က main လားတကယ်ကျတော့လေ diet က 70% လောက်ကအရေးပါတယ်အားကစားကတော့ 30% ပဲအားကစားဘလောက်ပဲလို့ diet ကိုတေချာမလုပ်နိုင်တော့ကြာဖို့မလွယ်ဘူးဟုတ်လားဒီကတော့စားတော့ပဲရှော့တာBro ပြောတာအစားတော့အရန်ကြိုက်တယ်ဆိုအဲ့အချိန်ကာလတော့တော်တော်ခံခဲ့ရတာပေါ့နော်အဲ့ဒါကိုရှော့ရတော့အခုတည်းလေဒါစင်ကြင်သွားတော့မယ်ပေါ့အဲ့လိုလားအခုနောက်ပိုင်းကကျွန်တော်အလုပ်နည်းနည်းအခုဆိုကျွန်တော် saxophone အရန်တီးရတယ် bro တီးရတော့ saxophone တီးရင်ကျွန်တော်ဘိုက်အရန်စားတယ်ဟုတ်ကဲ့အဲ့အချိန်ကြီးကြရင်ကျွန်တော်အခုနောက်ပိုင်းနည်းနည်းပြန်စားပြည့်နေစားပြည့်ဒါပေမဲ့ကျွန်တော်အဲ့လိုနည်းနည်းကုစိတ်လေးနဲ့ကိုနည်းနည်းပြန်အားမဖြစ်သေးဘူးငါပြန်ရှော့မှဖြစ်မယ်ဟုတ်ဘာလို့ဒီကောင်ကလည်းအဲ့လိုကျမ်းမာရေးကောင်းနေမှာလုပ်လို့အဆင်ပြေတာဟုတ်ကိုယ့်ရဲ့ဒီအဲ့လိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုရောကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာဟိုဘလို့အထောက်အကူပြုစလဲပြုတယ် bro ပြုတယ်ဆိုတာကျွန်တော်အရင်ကတော်တော်စိတ်ပြုတ်တယ်အဲ့ဝါခဲ့တဲ့အချိန်တော့ကျွန်တော်တော်လေးတခုခုဆိုကျွန်တော်အဲ့လိုမျိုးတခုခုဇွဲရှိလုပ်ဖို့ဆိုရဲစိတ်မျိုးကျွန်တော်မရှိခဲ့ဘူးဟိုဒါပေမဲ့ဒီဟာလုပ်ပြီးတဲ့အချိန်မှာကျွန်တော်သိသွားတာတခုကဟိုတခုခုမှာပေါ့နော်လူကတခုခုမှာပါရမီပါတယ်မပါဘူးဆိုတော့တကယ်ဗျာပါရမီပါမပါလူကအဲ့တခုကိုတောက်လျှောက်ပေပြီးလှုပ်လာခဲ့မယ်ဆိုရင်တော့အချိန်တခုရောက်ရင်တော့တခုခုတော့ကိုယ်ဖြစ်သွားတာပဲဗျာအဲ့ဟာကိုကျွန်တော်လက်တွေ့အဲ့လိုမျိုးသိလိုက်တာကျွန်တော်ဆိုလဲအဲ့မှာရှိတော့ဘာမှလုပ်ခဲ့ဘူးတာမဟုတ်ဘူးဘာမှလည်းဆော့ခဲ့ဘူးတာမဟုတ်ဒါပေမဲ့ကျွန်တော်ဒီတိုင်းပဲပေဆော့ရင်းနဲ့ပဲသူကနေဖြစ်သွားတော့ကျွန်တော်အဲ့ဘယ်လိုပြော formula ကိုကျွန်တော်နည်းနည်းသိသွားတော့နောက်ပိုင်းအဲ့ဟာကျွန်တော်ရဲ့
ဟိုအကျင့်တစ်ခုလို့ဖြစ်လာတာဟုတ် bro မှာ bro band တို့ကလောက heavy ဘယ်လိုပြောရလဲဒါဒီအားကစားရေးလုပ်တယ်ကျမ်းမာရေး queue site တယ်ပေါ့နော် bro ကိုကျမ်းမာရေး queue site တဲ့လူလို့ထင်လားဒါဟုတ်ဒီလိုပဲပေါ့ပါနေရလူလား ကျွန်တော်ကအဲ့လို view မဆိုင်တဲ့ပါတယ်အခုမှနည်းနည်းပြန်ပြီးတော့သတိထားပြီးတော့အဲ့လိုအစားတောက်လေးနည်းနည်းပြန်ဆင်ချင် ဟုတ်တယ်ကျွန်တော်တို့လည်းအမှန်တိုင်းပြောရင်ကျွန်တော်လည်းအရင်အားနေတယ်မှာပါတယ်ပြီးတော့ကျွန်တော်လည်းအဲ့လိုပဲပြင်းနေတယ်မှာပါတယ်ပေါ့နော်ဒီလေ့ကျင့်ခန်းလောက်ရမှာတွေလမ်းလျှောက်အောင်မဲ့ဟာတွေအားကစားလောက်ရမဲ့ဟိုကျွန်တော်တို့ကျတော့လည်းငယ်တဲ့ကဒီတခြင်းနေနားထောင်နေရုပ်ရှင်တွေကြည့်တယ်အိမ်မှာအဲ့လိုထိုင်နေတဲ့ဟာကိုပိုးများတာဗျာဆိုတော့ဒီလိုမျိုးလှုပ်ရှားအားကစားမလုပ်ဖြစ်ဘူး ပြင်းတာတော့ကျွန်တော်လည်းအခုပြင်းတာပဲဒါပဲလေပြင်းလဲအော်မဖြစ်သေးပါဘူးလေငါသွားလိုက်ပါဦးမယ်လေဆိုပြီးအဲ့လိုပဲပြန်ပြီးတော့မောင်းတင်ရအောင် အဲ့တော့ဒီနောက်တစ်ခုကျတော့ဒီဂီတာပေါ့နော်ကိုဒီအခု guitarist တယောက်ဖြစ်ပေါ်လာဖို့ဘယ်အရာတွန်းအားပေးတယ်အခုဟိုလွှမ်းမိုးနိုင်ဆုံးဖြစ်တဲ့ guitarist ကဘယ်သူဖြစ်မလဲ လွှမ်းမိုးနိုင်ဆုံးကြိုက်တဲ့သူတွေတော့များတယ်ဒါပေမဲ့အခုဒီကျွန်တော်2000ဂျားထဲမှာနားလိုက်ပြီးတော့2019လောက်မှာဂီတာပြန်တီးဖြစ်တာပေါ့နော်အဲ့လိုပြန်တီးဖြစ်အောင်ကကြတော့အဲ့ရုရှားဂီတာရစ်စာဂီဂိုလိုဗန်ဆိုတဲ့ ကျွန်တော်မသိဘူးဗျာ သူရဲ့ဟိုဟာတီးတာတွေကိုကြည့်ရင်ကနေပြီးတော့အဲ့လိုမနေနိုင်တော့အဲ့တော့မှပြန်ဂီတာပြန်တီးဖြစ်တာဒါပေမဲ့3နှစ်လောက်နားသွားသေးတယ် အခုဒီ NFI တခြင်းတွေထဲမှာရောအခုရဲ့ guitar playing style တွေဘယ်လိုထူးခြားစွာပုံဖော်ထားလဲပေါ့ အဓိကတော့ Kiano Tony တို့နဲ့တိုင်ပင်ပြီးတော့ပဲအဲ့လိုဘယ်လိုလေးထည့်မယ်လောက်တာ ဒါကြောင့်ကျွန်တော်ကနည်းနည်းဝင်ပြီးတော့အားချောင်းသူ riff တွေပါကိုဟိုလိုတီးလို့ အခုနောက်ဆုံးတစ်ပုတ်ဆိုတော့ကျွန်တော်အစနဲ့ရွတ်ပြအဲ့တော့ဒီအဲ့တော့အခုတီးခဲ့တဲ့အခု3ပုတ်ထဲမှာဆိုရောအခုဘယ်ချင်းရဲ့ဘယ်နေရာကိုအကြိုက်ဆုံးလဲ အကြိုက်ဘယ်နေရာအကြိုက်ဆုံးလဲဆိုအဲ့ Falling for You ပဲဖြစ်တော့ Falling for You ရဲ့အဲ့ intro ဂျားတွေက riff လေးဖြစ်ဟုတ် NFI ချင်းတွေကလည်းနားထောင်ကြည့်လိုက်ရင်အဲ့လိုသူကဘယ်လိုပြောမလဲနည်းနည်းလေးရှုပ်တယ်မှာပါတယ်ပေါ့နော်သူက production တွေကြားထဲမှာ guitar တွေတီးရတာပြီးတော့အဲ့မှာ guitar ရဲ့ creation ကလည်းသူကအရန်ကျွန်တော်တို့ဟိုလို metal သင်းလို့ rock သင်းလို့အရန်ပြင်းပြင်းထန်ထန်လဲသူကထောင်ထွက်နေမှာမဟုတ်အဲ့မှာမြုပ်ပြီးတော့မှအီဝင်နေအောင်တီးရတာဆိုတော့လေဟိုဒါကျွန်တော်ဆိုတာမကျွမ်းကျင်တဲ့အပိုင်းပေါ့နော်ဒါအခုတီးရဆိုအရန်ကောင်းတယ်ကျွန်တော်သင်းတွေနားထောင်ပြတဲ့အချိန်မှာဆိုတော့လေ့လာမိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအခုတော့ကောဒီလိုမျိုး music တွေကအခုတော့အခက်အခဲရှိရတာဒါမှမဟုတ်အခုအကျွမ်းဝင်ပြီးသားဖြစ်တဲ့ music လား ကျွန်တော်ဒီကတော့ကျွန်တော်အတွက်ပို့အဆင်ပြေကျွန်တော်ကအဲ့လို riff တွေအဲ့လိုတအားဟိုပောက်ကွဲဟာတွေကျွန်တော်အတွက်နည်းနည်းအဲ့ဒါတွေနည်းနည်းပိုခတ်တယ်ပေါ့နော်ဟုတ်ဒီလိုမျိုးတီးရတာပို့အဆင်ပြေဒါမျိုးဟာပုံစံမျိုးလေးတွေအဲ့လို clean လေးတွေအဲ့လိုအလုံးလေးတွေကပိုကြိုက်ပါတော့အခုပြီးတော့အခုဂီတာကောင်းပြက်လေးလားကိုအခုလက်ရှိဟုတ်တယ်ကောင်းပြက်ဂီတာတီးရနော်ဘလို့ရတာရှိလဲကိုဟိုတခါကျွန်တော်လင်းတန်းနဲ့လည်းပြောဦးတယ်ကိစ္စအရင်ပေါ့တယ်လို့ခံစားရတယ်ပြောတယ်နော်ဟုတ်တယ် तू ကအဲ့လို ergonomic ဆိုပြီးတော့အဲ့လိုဘလို့ပဲတီးအဆင်ပြေအောင်လောက်ထားတဲ့သဘောပေါ့နော်အဲ့လိုဆိုတော့ဂီတာဒီလိုထောင်ပြီးတီးလဲရတယ်ဒီလိုတီးလဲရတယ်ဘယ်ဘက်မှာတင်တီးတယ်အဲ့လိုပေါ့ပါအရင်ဖြစ်တာပေါ့နော်အဲ့လိုဆိုတော့တီးရတာတော့တော်အဆင်ပြေတယ်ဟုတ်အခုအဲ့ဒါမတိုင်ခင်ဟောအရင်တော့ကျတော့ဘာဂီတာသုံးခဲ့လဲကိုအရင်ကဟိုYamaha ကျွန်တော်ဟိုRiff Star ဟုတ်တယ်အဲ့ဒါလေးတီးသေးတယ်ဟုတ်အဲ့တော့အဲ့နှစ်ခုကွာခြားချက်ဆိုဘယ်လိုဖြစ်မလဲအခုကောင်းပြ headless guitar လေးနဲ့ဒီ Yamaha နဲ့တော်ကွာတယ်ဟို Riff Star ကျတော့အရင် vintage guitar ပုံစံမျိုးတယ်ပေါ့နော်ဒီ Stramback ကကျတော့ဒီဘက် modern guitar type ဆိုတော့နှစ်ခုတော့တော်ကွာတယ်တက်ရတာလဲကွာတာပေါ့နော်အခုဒီလက်ရှိ live show တွေမှာအခုရဲ့ guitar setup ကဘယ်လိုဟာမျိုးတွေဖြစ်မလဲကိုကျွန်တော်အဲ့ဒါလေးသိချင်တာတဲ့ effect တွေသုံးတာလားကို amp တွေသုံးတာလားကျွန်တော်အဲ့လိုပေါ့ကျွန်တော်အခုကတော့ဟိုကျွန်တော် guitar ဟို analog pedal လေးတွေပဲတုံးကြီးစီလားကိုတုံးကြီးသုံးတာ amp ကတော့ကျွန်တော်ဟို line 6ဟို pot go လေး pot go ဟိုပဲကြီးစီလေးမဟုတ်ဗျအခုမှထွက်တယ်လို့ဒီလိုအတုံးသေးလေးရှိသေးတယ်အဲ့ဒီကနေသူ amp modeling အဲ့ဒါယူတာပေါ့ပြီးတော့ဟိုပြန်ပေါင်းတာပေါ့ analog ဟွာတွေနေဟုတ်
အဲ့တော့ဒီ analog နဲ့တီးရတာနဲ့ဒီ digital နဲ့တီးရတဲ့အရာတော့ဟိုဘယ်လိုကြိုက်တယ်ပို့ပြီးတော့ကျွန်တော် setup ကကျတော့ digital နဲ့ analog ပေါင်းထားတယ်လို့မျိုးဖြစ်နေတော့ဟုတ် hybrid လို့ဖြစ်နေတာဟောသူကနော်ဟိုကောင်းပါတယ်နဲ့အဆင်ပြေပါတယ်တကယ် recording နေတီးရောကို recording ကတော့ဟိုကျွန်တော် software နဲ့ plugin နဲ့ပဲပေါင်းတီးရကျွန်တော်လည်း plugin နဲ့ပဲတီးတာဟိုshowware တာကျွန်တော်လည်း effect သုံးရတာဘာလို့တကယ်ဆိုကျွန်တော်အဲ့ showware ပါကျွန်တော်အဲ့ဒီ computer တွေအဲ့ဒီတီးနေတာအဲ့ဒါကပုံမိုက်တယ်ဗျာဒီလားအဲ့လိုသူဖြစ်တဲ့ power ကျွန်တော်တို့အဲ့လို amp တွေအပြင်မှာဝယ်မဝယ်နိုင်တဲ့ဟာယူเนาะ5150လို့ amp ရေးရသူတို့အဲ့ဒီ software ထဲမှာပဲပါတာဆိုဒါပေမဲ့နိုင်ငံခြားမှာတချို့လူတွေတီးကြတယ်အဲ့လိုကွန်ပျူတာလေးထောင်ပြီးတီးကြရပေါ့နော်ဒါကျွန်တော်တို့တစ်ခါမှတော့မစမ်းသပ်ဘူးဒါပေမဲ့ကျွန်တော်လည်းအဲ့လိုမျိုးရအဲ့လိုတီးကျင်တာအဲ့ဒါပိုကြိုက်တယ်အဲ့ဒါပြောအခု lava ကထုတ်တဲ့ဟိုလေးအဲ့လိုပေါ့ကျွန်တော်ဟိုဟာ archetype လို့လိုမျိုးအဲ့လိုမျိုးအဲ့လို amp တွေအများကြီးပါတယ်ပြီးတော့သူ display လေးဟိုဟာနဲ့အဲ့ဒီလို Stanley နဲ့ထောင်တာအဲ့တော်တော်ကောင်းတာတော်တော်ဟုတ်လားသွားပါလေ iPad လိုဟာမျိုးလားအဲ့လိုလားiPad လို့အဲ့လို display လေးနဲ့အောက်မှာသူ့ရဲ့ set လေးပါထိုင်လေးပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီအဲ့ဒီဟို Neural DSP တော့သုံးလို့ရတာလားအဲ့လိုလားအဲ့လိုလည်းမဟုတ်သူ Neural DSP အဲ့လိုမျိုးပေါ့ DSP တခြား DSP ဒါပေမဲ့သူ့ထဲမှာ amp ကအဲ့လို200ကျော်လောက်ပါမိုက်တယ်ကျွန်တော်မသိဘူးတော်စုံတယ်ဟုတ်လေ့လာကြည့်ရမယ်အဲ့ဘိုင်းနေတယ်ပြီးတော့ဟိုဒီဟိုတခြင်းတစ်ပုတ်ဖန်တီးရင်လေကိုဒီ music theory ရဲ့အခန်းကဏ္ဍကိုအခုဘယ်လိုမြင်မိလဲ feeling နဲ့ music theory ကိုဘယ်လိုညှိယူကြလဲကိုကျွန်တော်ကတော့ဒီတခြင်းဖန်တီးရဲ့အချိန်မဟုတ်တဲ့ဟိုကတော့ကောက်ကူ landing ကတော့ music theory လောက်ဒါပေမဲ့ဖန်တီးရဲ့အချိန်ကြတော့လေအဲ့ဟာကိုအဲ့လိုတကူတကမစင်စားမထဲတော့ကောက်ကူစိတ်ကူပေါ်လာတယ်လို့ပဲကီအောင်ဘယ်လိုမြင်လဲကျွန်တော်အဲ့မေကိုဒီ music theory အခန်းကဏ္ဍတခြင်းဖန်တီးတဲ့အချိန်မှာဘယ်လိုအရေးပါလဲ music theory ကတော့ဟိုကျွန်တော်တော့နားရကြတာဒီဟိုလို music theory ပါကျွန်တော်အရင်ဒါပေမဲ့ကျွန်တော် music theory basic လောက်တော့သိရပေါ့နော်သိရပေါ့ဟိုတင်ထားရပေါ့တင်ထားတိထားတဲ့လောက်တော့ကျွန်တော်သိထားရပေါ့ဒါပေမဲ့ဟိုလိုမျိုးတကယ်တမ်းကျွန်တော်သိတဲ့လောက်ကတော့လေဟိုနိုင်ငံခြားမှာပေါ့နော်နိုင်ငံခြားမှာဆိုရင်တော့ဒီ music theory ဆိုတော့ကလေးတွေကိုငယ်စဉ်တွေကသူတို့ကပြိုးထောင်ခဲ့ပြီးသားဗျာသိလားကြီးလာတဲ့ခါကျရင်ကြီးလာမှဒါကြီးကိုတူတူကဟိုဖြစ်နေကြတာမဟုတ်တော့ဟုတ်တော့သူတို့တို့ကဟို theory မှာတော့ mood ဟိုဖြစ်မှာအဲ့လိုမျိုးရှိမယ်လို့ကျွန်တော်အရင်ပြိပခါဖြစ်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရှေ့မှာလဲ theory ကိုမိုးပြန်နေအောင်သိပြီးတော့ mood အရင်ကောင်းတဲ့လူတွေလည်းကျွန်တော်တွေ့ဘူးတာပဲဥပမာဆိုကျွန်တော်ဆရာပေါ့ဟုတ်ကဲ့ကျွန်တော်ဆရာဆိုသူ theory အရင်သူသိရယ်ဒါပေမဲ့သူတကယ်သိရဲ့အခါကျရင်ဟိုအဲ့လိုမျိုးစဉ်းစားပြီးတီးနေရတော့မဟုတ်ဘူးဒါပေမဲ့သူတီးရအရင်ကောင်းနေဗျာသူ mood သူထုံလုံးဝကို share ပဲအဲ့လိုပေါ့ပြောမှဆိုတော့ဟိုဒီလိုမျိုးကြီးဟာလူနဲ့ပဲဆိုင်မယ်ထင်ပါတယ်ကျွန်တော်အထင်ပြောရရင်တော့လေဟိုထမင်းစားလို့ပေါ့ဘရိုဟိုစက်သားရင်းနဲ့စားမှာဝက်သားရင်းနဲ့စားမှာကိုကြိုက်လို့စားရအောင်အဓိကထမင်းဟာရဖြစ်ဖို့ဟုတ်ကဲ့အဲ့ဒီခေါင်းစဉ်ကကြတော့ဒါကျွန်တော်တို့မှာပေါ့ကပောင်းအဲ့ဒါမျိုးတဲ့အငင်းပေါ်စရာတွေကအခုတည်းကရှိနေတော့ဒီ theory line ရတယ် theory line ပေါ့မဟုတ် mood line ရတယ် mood line ပေါ့ဗျာဟိုကျွန်တော်တို့ဆိုကြားဘူးတာပဲလေဒီ Nirvana တို့ပေါ့ဆိုသူတို့ mood အရာပဲသူတို့တီးတာပဲเนาะသူတို့တီးရတာတွေလည်းကဘာကြော်တယ်ကောင်းတယ်ကောင်းတာဒါပေမဲ့ theory သမားတွေကြတော့လေ theory သမားတွေပေါ့ဗျာသိလားဒီသူက theory ဘိုင်းကြတော့ကျွန်တော်ထင်တာပေါ့เนาะဒါကတော့သူကဒီ education ဘက်ကိုသူကပိုရောက်မယ်ထင်တယ်ဒီကြားရေးဘိုင်းကိုတော့ပိုပြီးအထောက်အကူပြုစေတယ်တကယ်တချင်းဖန်တီးတဲ့စီမှာတော့သူကတတ်ထားတော့လည်းပိုကောင်းတာပေါ့နော်တတ်ထားတော့လည်းပိုကောင်းတာပေါ့ basic လောက်ကတော့တိထိုင်တော့ပိုကောင်းတာပေါ့လေဘာလို့ဆိုတော့ကျွန်တော်တို့အခု mood နဲ့ပဲလုပ်တယ်ပဲပြောအနည်းဆုံးကတော့ basic music theory ကတော့ပါနေရပဲလေကိုအခြေခံတော့တိပါနေရလေနော် basic တော့ကတော့ဘယ်လိုတိထိုင်တော့ကောင်းတာပေါ့ဒီအဲ့ဒီ saxophone တီးတဲ့ပညာမှာကြတော့သူ့ရဲ့ notes တွေကြတော့သူကဟိုလိုမျိုး international notes တွေလာတာလားဒါမှမဟုတ်ကျွန်တော်အခုဒီမြန်မာလိုပဲ notes တွေလာတော့ကျွန်တော်ဆရာနဲ့တင်တော့ international notes နဲ့ပဲတင်ရတာဟုတ်ဘရိုအဲ့ကြမှာထိတွေ့ပြရလားမဟုတ်ဂီတာတင်နေကတော့ notes တွေကိုထိတွေ့မိနေပြီပေါ့အဲ့လိုလားဂီတာတင်တော့ tab နဲ့ tab note နဲ့တင်ကျွန်တော်အရင်တည်းကတော့အဲ့လို site singing တွေဘာညာတွေတော့နည်းနည်းရှောက်ပြီးဟိုပေါ့နည်းနည်းတီမီခေါင်းပြီးတော့နည်းနည်းရှိရပါတော့ဆရာနဲ့တင်တဲ့အခါကျတော့မှဒီဟာတေချာပြန်ကြည့်မိတာပေါ့ဒါပေမဲ့ bro ကျွန်တော်ဆရာကြားရင်တော့စိတ်ဆိုးလားမသိကျွန်တော်မှန်တမ်းပြောရရင်ကျွန်တော် notes ရေနာမြေပုံလို့ခေါ်တော့ကျွန်တော်အဲ့ဒါရေနာမြေပုံကျွန်တော်အရင်မကြည့်ထားတော့ဆရာကျွန်တော်တချင်းတစ်ပုတ်တီးဖို့ပေးရဆိုရင်ကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့တချင်းကိုကျွန်တော်ရေနာမြေပုံကျွန်တော်ကြည့်ရဒါပေမဲ့ကျွန်တော်အဲ့တချင်းကိုသွားနားထောင်
ပြီးကျွန်တော်အလုံးပြန်ရှာပြီးကျွန်တော်အဲ့တိုင်းဒီဒါပေမဲ့တချို့ဟိုအရန် detail ဖြစ်တဲ့ဟာတွေမှာကျွန်တော်အဲ့ထဲမှာပြန်ကြည့်ရအောင်အဲ့လိုဒါပေမဲ့တကယ်ဟိုအများကြီးတီးကြမယ်ဆိုတဲ့အခါကျရင်တော့အဲ့ဒါတော့လိုလာတာပေါ့ လိုလာတာပေါ့နော်ဟိုနောက်တစ်ခုကတော့အဲ့ဒီဟိုကိုချင်းကိုတီးမယ်ဆိုတော့ပြဿနာမရှိဘူးเนาะသူများချင်းကိုတီးရမယ်ဆိုတဲ့ဟာမျိုးကြရင်ကြတော့ဒီပြောရရတနာမျိုးတော့အဲ့မှာကျွန်တော်ကိုချင်းပဲကိုချင်းပဲကိုတီးကျွန်တော်ဆိုလဲကျွန်တော်ပို့လေဝင်ခံကျွန်တော်မကြွအောင်ဗျာကျွန်တော်ဒီ notes တွေဟိုဟာတွေဒီ theory တွေကြောင့်အရင်မကြွအောင်ကွာအဲ့ဒီလည်းကျွန်တော်ကိုယ်ချင်းကတော့ကိုဖန်တီးတဲ့ဟာကိုလုပ်နိုင်တယ်အဲ့လိုမျိုးကျွန်တော်လက်တန်းလာပြီးတော့ notes စာကြီးလာချပေးပြီးတော့ဟိုတီးဆိုရင်တော့ကျွန်တော်တို့အခက်အခဲတော်တော်ဖြစ်စေတယ်ပေါ့နော်အခုကျတော့ဒါအရင် session တွေလည်းတီးခဲ့တယ်ဒီ wine တွေမှာတီးခဲ့တော့အဲ့ဒီ notes တွေကတော့ဟိုလောကျွန်တော်ချင်းဖတ်နိုင်တာပေါ့တီးနိုင်တာပေါ့ international ဟိုကတော့ကျွန်တော်အဲ့လိုလက်တန်းမတီးနိုင်ဟိုဟာတွေကတော့အဲ့လိုဒီမြန်မာ1 2 note တွေကတော့ကောင်းကောင်းအဲ့ဒါတွေကတော့ဟုတ်အဲ့လိုနည်းနည်းအလေးချက်နည်းနည်းတော့ရှိတာပေါ့ဟုတ်ကဲ့အခုစတင်တဲ့အကျွေးတွေအဲ့လိုဟာတွေနဲ့တင်လာတာလားကိုဟုတ်အဲ့လိုစတင်တော့အဖေကအဲ့လိုစနစ်တကျတင်မိရပါဘူးဒါပေမဲ့ကျွန်တော်ကစနစ်တကျ live မလုပ်ခဲ့တော့ကျွန်တော်လည်းဒီပါပဲကျွန်တော် music လုပ်တယ်ဆိုတာဟိုလိုကြီးeducation တခုယူပြီးတော့အဲ့လိုလုပ်ခဲ့တာမဟုတ်ဘူးဘယ်လိုလဲသိပါကျွန်တော် studio မှာဟိုဟာလုပ်လိုက်ဒီဟာလုပ်လိုက်ဟုတ်ကျွန်တော်ယူသွမှုကြောင့်ကျွန်တော်လုပ်နေကြလုပ်ရင်းနဲ့ပဲတိလာပါတော့အဲ့လိုဒါအခုကျွန်တော်ဆိုလည်းအခုနောက်ပိုင်းဆရာနဲ့တေချာတင်ပြမှာပဲဒီ notes တွေပါကြီးအဲ့လိုတေချာဖတ်ဖြစ်တာဟုတ်အဲ့ဒါတော့ကျွန်တော်မဖတ်ပါဘူးကျွန်တော် ERM မှာအာကိုအဲ့တော့နောက်တစ်ခုကကျတော့ဒီကျွန်တော်အခုလက်ရှိမြန်မာနိုင်ငံမှာပေါ့နော်ကျွန်တော်တို့က independent music scene ပဲပြောရတော့ကျွန်တော် indie ပဲပြောရတော့ဗောဒါကျွန်တော်လွတ်လပ်တယ်ဗောလူငယ်ဆန်တယ်လွတ်လပ်တယ်ကျွန်တော်တို့ပြီးတော့ရင်းတော့ခေါ်ပေါ်တခုဆိုတဲ့ underground ပေါ့ဗျာဒါအဲ့လိုမျိုးအဲ့ music scene ကိုဘယ်လိုအခုလက်ရှိ music scene ဘယ်လိုသုံးသပ်မိလဲ bro ကျွန်တော်အမြင်ကတော့ထားပါတော့ခုနက bro ပြောတဲ့ indie ဆိုရင်တော့ indie မှာသူ့ community နဲ့သူရှိနေပြီဗျာ metal ဆိုလဲ metal လုပ်နေတယ်သူ့ community နဲ့သူရှိနေပြီဒါပေမဲ့ကျွန်တော်တို့လိုဟို emo တို့ pop band တို့အဲ့လိုဘန်လေးကနည်းနည်း community ပြောင်းနေပဲကျွန်တော်ဟိုလောတော့ကျွန်တော်ဖော်တာတွေကိုပြောပြပါတယ်ကျွန်တော်ဖော်တာဆိုတခြားဘန်လုပ်နေတဲ့ကျွန်တော်တူတွေကိုကျွန်တော်ပြောပြတယ်ငါတို့အဲ့လိုမျိုးလေး general လေးကို community လေးတစ်ခုပေါ်လာအောင်ငါတို့ပွဲလေးပါလေးအဲ့လိုမျိုးစီစဉ်ကြမလားပေါ့ဘာလို့ဆိုတော့ဟိုခွဲကြတော့မဟုတ်ဘူးကွာဒီ music genre မှာလည်းသူ့ community နဲ့တူတော့ကျွန်တော်တို့အဲ့လိုမျိုးရှိစေချင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်စေချင်တယ်ဟုတ်တော့ကျွန်တော်ဟိုပြန်ဆိုလဲဒါအများကြီးဖြတ်တန်းလာဘူးလေပြီးကျွန်တော်ငယ်တော့ကဒီ underground scene ကိုလည်းကျွန်တော်ကောင်းကောင်းကြုံခဲ့ပြီပေါ့နော်ခုလက်ရှိဒီ underground scene ကိုကျွန်တော်ကောင်းကောင်းကြုံခဲ့ပြီဘယ်လိုဘာတွေတိုးတက်ပြောင်းလဲသွားပြီးတော့ဘာတွေဆိုးရွားလဲပွင့်လင်းမြင်သာမှုတော့ပိုရှိလာတယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့အရင်တော့ bro ကျွန်တော်သိရမလား voice of the youth ဆိုလဲအောက်မှာခဲကြတာပဲလုံးဝမြပွဲတွေအကုန်လုံး underground ပွဲတွေအကုန်လုံးသွားခဲ့ကြတာပဲဆိုတော့အဲ့တော့လေဒီ fan တွေရဲ့ mindset မှာကဟိုငါကြိုက်တဲ့ music မှာ fine နေဗျာကျန်တာဆိုအဲ့လောက်ကြီးဟိုမဖြစ်ချင်ဘူးဆိုတော့ဟာတော့နည်းနည်းတွေ့ရရပေါ့နော်ကိုတိုင်းလည်းလို့ဖြစ်ခဲ့ဘူးပါတယ်ထားပါအဲ့တော့ငယ်သေးရလည်းပါဘူးလေဒါပေမဲ့အခုနောက်ပိုင်းကျတော့တော်တော်များများတော့ဟိုအကုန်လုံးလက်ခံလာကြပြီလို့တော့ကျွန်တော်ထင်တာပဲဒါတော့ခေတ်အရာပြောင်းလဲခဲ့ရကြောင်းလည်းပါမှာပေါ့လေဟုတ်အကုန်လုံး music တိုင်းမှာသူ့ဟာနဲ့သူ fine တွေရှိရဲဆိုတာ mic တွေဆိုတာတော့သိလာကြပါဘူးဟုတ်အဲ့လိုတော့ကျွန်တော်ထင်တာပဲဟိုကျွန်တော်အနေနဲ့ဒါဖြစ်ဆိုပြီးပြောရကြတော့ဟုတ်တယ်ဘယ်လိုပြောဆိုပဲကျွန်တော်ပွင့်လင်းမြင်သာရှိလာတယောက်ပို့ပြီးတော့ကျွန်တော်တို့ဖေးမတွေကူညီလာတယ်ဒါပေမဲ့နောက်တစ်ခုကျွန်တော်အနေနဲ့ကျွန်တော်မြင်ရဆို fan တွေကကျွန်တော်ငယ်တော့မအဲ့လိုတော့မရှိတော့နော်ကျွန်တော်ငယ်တော့ fan တွေအရန်ပြောကောင်းတယ်ဗျာဒီလား Bruno နဲ့ဆိုရတာကျွန်တော်ပွဲတွေမှာလည်းစုံဘူးတယ်ပြီးတော့အဲ့လိုပဲဒီပွဲတွေကနေစုံလာတဲ့ဆိုတော့တငယ်ချင်းတွေကျွန်တော်တို့မှအများကြီးရှိခဲ့ဘူးတယ်ဗျာဒီလားအဲ့လူတွေပဲနောက်ပိုင်းပြန်ခင်ကြပြန်ဖွဲ့တွေလောက်ကြဆိုပြီးသွားကြတယ်အခုခေတ်ကတော့နည်းနည်းလေးဘယ်လိုပြောရမလဲတိုးတက်ဝိုင်းပဲပြောရမလားအားလုံးကိုယ့်ဟာနဲ့ကိုယ်ပဲကိုယ့်ထားနဲ့ကိုယ်ပဲလာကြည့်ရင်လည်းကိုကြိုက်တဲ့ဘန်ကိုလာကြည့်မယ်အားလုံးလည်းလာကြည့်ချင်းကြည့်သွားမယ်ပေါ့နော်အဲ့ fan တွေရဲ့စီးလုံးမှုအားတော့နဲလာပြီးတော့ဒီ artist တွေစီးလုံးမှုအားအခုခေတ်အပူကောင်းလာလို့မြင်တယ်ကျွန်တော်ဒီက social media ခစ်ဖြစ်သွားကြအောင်လည်းပါမတင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့က Facebook တွေပါတွေဆိုတာပေါ်ကားစားတယ်အဲ့လောက်ကြီးအခုလောက်ကြီး trend ဖြစ်နေရမှာမဟုတ်ဘူးပြီးတော့တချင်းတစ်ပုတ်နားထောင်မှုဆိုတာလဲကျွန်တော်ခေတ်ကဆို bro လဲကြုံခဲ့မှာမဟုတ် bro နဲ့ကြုံနေယူပဲဆိုအဲ့လိုတရက်မှမိုးဘူးလေးဘယ်လောက်ရ3-4-500ရအဲ့မိုးဘူးလေးကိုကျွန်တော်ချစ်ကုတ်စု weekend ဆိုရင်အဲ့မှာဒဂုံစန္ဒာပြေးဒဂုံစန္ဒာအောက်ထက်ကခွေဆိုင်မှာသွားဝယ်အဲ့ခွေအိမ်ပြန် walkman လို့ပါတော့ CD set အဲ့ထဲမှာထိုးပြီးနာကျွန်တော် feeling ကအခုကျွန်တော်တချင်းတွေ Spotify တို့ YouTube ကပေါ်လို့နားထောင်နေရတယ်ဒါပေမဲ့အဲ့တော့ကနားထောင်နေတဲ့ရင်ခုန်မှုမျိုးပြန်မရတော့အဲ့တော့အဲ့လိုခွေလေးကိုအဲ့လိုမျိုးခက်ခက်ခဲခဲဝယ်ပြီးနားထောင်ရတဲ့ feel ကဘာနဲ့မှလဲလို့မရဘူးဒါပေမဲ့အခုနောက်ပိုင်းနေအဲ့လိုမျိုးကြီးကျွန်တော်ပြ
ပြန်မရတော့ပြန်လိုချင်တယ်ပေါ့နော်အဲ့ဒါမျိုးအဲ့တော့ဆိုဗျာဟိုကျွန်တော်တို့ collection လုပ်ပေးတဲ့အခွေတွေလေပြီးအဲ့ဒါဘာဖြစ်လဲဆိုတော့ထားပါတယောက်နဲ့တယောက်အကုန်လုံးဝေးမြမင်းဘယ်ခွေဝယ်ထားလဲငါမှဘယ်ခွေဝယ်ထားလဲဆိုတာတချင်းကျွန်တော်ဝေးမြပြီးနားထောင်ကြအဲ့ဟာစီးလုံးပို့ရှိအခုခေတ်ကတော့ bro အဖွဲ့မိုက်တယ် bro ကျွန်တော်ပြောလဲ bro က bro YouTube မှာဖြစ် Spotify မှာဖြစ်ရှာပြီးကိုယ့်အောင်နားထောင်ဆိုတော့ဟိုအကြိုက်တွေလည်းပို့ပြီးတော့ကွဲလာတယ်ပို့ပြီးကွဲလာကြတယ်အဲ့တော့ကျွန်တော်တို့ဒီချင်းမနားထောင်တာဒါပဲရှိတာ bro ပြောသူ AFI ဗျာကျွန်တော်လည်းအဲ့ miss မှာဒါကျွန်တော်ရေးလဲကြိုက်ဒါပေမဲ့ကျွန်တော်အဲ့ miss မှာတပုတ်ပဲကျွန်တော်သိတာဒါကျွန်တော်ဘုန်းလေးပြောပြတာနောက်တဲ့ AFI ချင်းကျွန်တော်မသိတော့ဘူးကျွန်တော်တို့အားလုံးနားထောင်တာအဲ့ခွေထဲမှာပါတယ်တချင်းမနားထောင်တာလေနော်ဆိုတော့အခုခေတ်ကျတော့အဲ့လိုမျိုးအရင်ကျေပြန့်အောင်ရှာဝယ်ဖို့လည်းအဲ့တော့မလွယ်ဘူးလေဟိုဒဂုံစင်တာမှာရှိရဆိုရင်တော့ထားပါအဲ့တော့ကျွန်တော်တို့အဓိကအားကိုးရဒဂုံစင်တာနဲ့ဂျန်ရှင်းအဲ့နှစ်ခုကဟိုတခါလေးလှမ်းစိန်ကြီးအဲ့မှာသွားမှုရတာပေါ့အဲ့တော်တော်လေးမှုရီမှတခွေလောက်ထွက်ချင်မှထွက်တာအဲ့လိုခက်ခဲနားထောင်ကြရတာဆိုလေပြီးတော့အဲ့တော့လည်း social media အရင်မတုံ့ကြအောင်ကျွန်တော်တို့ကအပြင်မှာတွေ့ရင်စကားပို့ပြောကြရတယ်လို့ကျွန်တော်ထင်တယ်ဟုတ်တယ်လူတိုင်းကဖုန်းတွေအဲ့လောက်ကြီးတုံးကြတာမဟုတ်ဘူးကျွန်တော်တို့ပွဲတွေမှာတွေ့ရဆိုလေအခုဆိုပွဲသွားရင်ကိုဖုန်းကိုတုံးနေတဲ့လူတွေကလည်းရှိရပဲလေဟိုတော့အဲ့လိုမှမဟုတ်ဘူးကျွန်တော်ပွဲသွားရင်ဘယ်သူတွေပါလဲဟိုဘယ်တွေကတော့ပါဟိုဘယ်ကဘယ်သူမှတ်လားအဲ့လိုလေးပြီးတော့အဲ့တော့ဆိုကျွန်တော်အမတ်တရားတွေပြန်ပြောရရင်ကျွန်တော်တို့ဒီပွဲသွားမှဒီသချင်းတော့ကျွန်တော်နားထောင်လို့ရှိတာအဲ့တော့ကျွန်တော်တို့ခေတ်က underground band တွေကအခုပဲဟိုသချင်းမထွက်ကြဘူးဗျာသူ live ပဲဆိုကြတာဗျာနော်ကျွန်တော်တို့အဲ့ဒီခေတ်တော့ဒါပေါ့ဗျာဥပမာဒါ let's do it with the vein တို့ slide plan တို့ဆိုကျွန်တော်သချင်းတွေအကုန်ရတာနော် show ပွဲသွားလို့ရတာဟုတ်တယ်အခုနားထောင်ခွင့်ကျွန်တော်မရှိသချင်းမှမထွက်ကြတာအဲ့တော့ပြန်ပြောမယ်ဆိုတော့စိတ်မကောင်းစရာပေါ့နော်ဒီကိုဒီနိုလောတဲ့ဖြစ်သွားတဲ့ကိစ္စကျွန်တော်တို့ဘာလို့ဆိုတော့ bro ကျွန်တော်တို့ level တွေကအသက်အရွယ်တွေက fever နဲ့ဖြတ်တန်းခဲ့တယ်ဆိုတာတော်တော်ကြီးကိုဖြတ်တန်းခဲ့ရဗျာကျွန်တော်ဘဝမှာပထမဆုံးထားပါတော့ကျွန်တော်ငယ်လေးကအဲ့ဘန်တွေနိုင်ငံခြားဘန်တွေကတော့အိမ်မှာကျွန်တော်ဖြစ်လေ drum တီးတော့သူဝယ်ထားတဲ့ခွေတော့ကျွန်တော်နားထောင်မှုပါတယ်ဒါပေမဲ့မြန်မာဘန်အနေနဲ့ကျွန်တော်ပထမဆုံးစသိရ fever ပြီးတော့ဝင်နေအဲ့ဒါဘယ်လိုသိလဲဆိုတော့ကျွန်တော် GC ကျောင်းသားဘဝမှာအဲ့ကျောင်းက senior ကိုတယောက်ကအဲ့တော့ဖုန်းတွေတော့မသုံးကြသေးပါဘူးဒီ MP3 လေးနဲ့ကျွန်တော်လာပြဟဲ့အောင်ဒီဘန်နားထောင်ကြည့်မိုက်တယ်ဘယ်သူဆိုမှန်းတော့မသိဘူးအဲ့တော့ unknown artist ပဲအဲ့ဒီမှာမိုက်လိုက်လားမြန်မာပေါ့အိမ်မထဲမှာတော့ဘာလာပေါ့အဲ့ချင်းနောက်ပြီးတော့ accident အဲ့နှစ်ပုတ်လာပြပြီးတော့အသုံးပုတ်နောက်တစ်ပုတ်ကဟို Mirror for the Bay ပြီးတော့ now အဲ့သုံးပုတ်ကျွန်တော်လာမိုက်လိုက်လားဟိုဒါအဲ့ဘယ်သူဆိုမှန်းအောင်ကျွန်တော်အဲ့တော်တော်ကြာမသိနောက်ပိုင်းကျတော့ဒီ internet ဆိုင်တွေပါပေါ်လာတော့ကျွန်တော်ဗမာသွားချရတယ်မြန်မာ X band မှာသွား down တာသွား down ပြီးတော့အဲ့မှာဘန်တွေအများကြီးအဲ့တော့ပါတယ်ဗျအဲ့မှာဘန်တွေကျွန်တော်အဲ့မှာအရန်ကြိုက်လို့ဆိုပြီးအမှတ်တရရင်လည်းပြန်ပြောပါကျွန်တော်အရန်ကြိုက်လို့ဆိုပြီးတကူတကစကားသွားပြောတာ3ယောက်ရှိတယ်ပထမဆုံးကတော့ကိုဒီနိုပေါ့ကိုဒီနိုနောက်တစ်ယောက်ကဒါကျွန်တော်အားလုံးရဲ့အားကိုးရကိုနေမျိုးခိုင်ဆွေဆွေကကျွန်တော်အသေးကျွေးတာမိုက်တယ်ကိုကြီးနေကောင်းလားဘာညာသွားပြောနောက်တစ်ယောက်ကကျတော့ဒီဟိုပါပေါ့ကိုမိုးလုံးပေါ့3ယောက်ကျွန်တော်အမှသွားပြောအဲ့မှာသူတို့ချင်းတွေအဲ့တော့လည်းဘရူတီရဲ့အတိုင်းပဲပွဲရှိရင်ကျွန်တော်တို့သွားကြအဲ့မှာရှိမှဖီဘာတက်ရင်ကဲကြအများကြီးပြောကောင်းပါလေအဲ့ချိန်ကကျွန်တော်တို့ဒီကန်တော်ကြီးမှာနော်ပွဲတွေကကန်တော်ကြီးမှာလှုပ်တယ်တလက်တစ်ခါလောက်ကိုအနည်းဆုံးပွဲရှိတယ်နော်ကျွန်တော်အနောက်ပွဲတွေမြိုင်းညိုမှာလှုပ်တယ်ပူထောင်ကန်နာပြီးတော့ဟိုဟာလည်းမှာလှုပ်တယ်တခါကျရင်ကျွန်တော်ပြည်သူရင်ပြည်မှာလှုပ်တယ်နော်အဲ့ပွဲတွေအရင်ပြောဖို့ကောင်းတယ်ဟုတ်ပြောဖို့ကောင်းတယ်အဲ့တော့အကုန်လုံးစုစီရှိရဗျကျွန်တော်အဲ့တုန်းကဘော်ရိုင်းနဲ့ခုပြန်တွေ့ပါတယ်တွေ့ရတယ်အကုန်လုံးက music တောင်နားမထောင်ကြတော့ဘူးတချို့ဆိုသူကလည်းသူဘောကရွေးချယ်ရလမ်းကြောင်းသူသွားနေကြတော့အကုန်လုံးရဲ့အရွယ်တစ်ခုရောက်လာပြီဆိုတော့လေအရင်တော့ကတော့မလွတ်လပ်ကြတော့ဟုတ်တယ်ဗျဖြစ်သွားတာပြီးတော့ကိုတိုင်းလည်းအဲ့လိုမျိုးအသက်ကြီးလာတော့အလုပ်တွေကလည်းရှုပ်လာပြီးတော့ကိုယ့်ရဲ့စာဝတ်နေတွေကလည်းအများကြီးထည့်စဉ်းစားလိုက်ငယ်တော့ကျွန်တော်ဘာမှမသိဘူးအိမ်ကပြေမဝန်းနဲ့သွားကြတာနော်ပြောသွားတာတက်စီစုငှားပြီးသွားဟုတ်ပါချိုးဝင်းမှာကဲတချို့ကျွန်တော်မှတ်မိရခါပြန်ဖို့တက်စီဘူးမရှိလို့လမ်းလျှောက်ပြန်ဘူးလေပွဲရှိတယ်ကျွန်တော်ဆိုကျွန်တော်လမ်းလျှောက်ပြန်လာအဲ့လိုပွဲရှိတယ်မရကိုရဲကြတော့အဲ့လိုအရွယ်တွေတော့ဟိုကလောမှာပဲရှိနေတာပေါ့အဲ့လိုလားဟုတ်ကလောမှာဒီမှာပွဲတွေတော့ကျွန်တော်2013 14အဲ့လောက်ဝင်ကျင်မှာတော့ဟုတ်ဒီကပွဲတွေတော်တော်များများတော့ရောက်ဖြစ်ဟုတ်အခုစတော့ပြောတော့ဗောနော်အခုကိုယ်တိုင်တီးရတာတော့မကြိုက်ဘူးဗောဒီလိုမျိုး heavy ဖြစ်တဲ့ music အခုအဲ့မျိုးတွေတချင်းတွေနားထောင်ရတော့ကြိုက်လားကြိုက်တယ်တီးရတာလည်းကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဟိုအားတန်တာကိုရင် novelist fan အဲ့လိုဟုတ်သူကျွန်တော်လာပြလိုက် novelist ကြီးကျွန်တော် novelist ကြိုက်တယ်ဆိုကြမယ်ဒါပေမဲ့ကျွန်တော် vocal သမားအဓိကဟိုဖြစ်တာဆိုကျွန်တော်ဟိုးပထမဆုံး vocal ကျွန်တော်ပူကြိုက်တယ်အကောင်ထွက်သွားတယ်ကျွန်တော်သိနားမတောင်ပြဘူး novelist က
ကျွန်တော် तू အဲ့ဂီတာသမားကိုကြိုက်တော့ तू ရောက်သွားတဲ့ band တွေကိုကျွန်တော်လိုက်ကြိုက်တယ် Gardinger တို့အခု Novelist ဆိုလို့သူတီးရဲ့ band တွေလိုက်နာတော့အဲ့အကိုကြိုက်တဲ့ပုံစံမျိုးဒီ Pillini တို့ဘာလဲကိုကြိုက်မှာဟောအဲ့ဟုတ်ကြိုက်တယ်နော်ဂီတာအလုံးအဲ့လိုအထားလေးအဲ့လိုအလုံးလေးနော်ကျွန်တော်ပြီး Bolivia တို့နော်အဲ့လိုဟာမျိုးလေးတွေကိုကြိုက်တယ်ဆိုကျွန်တော်အဲ့လိုနားထောင်တော့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုတီးမလို့ကျွန်တော်မကြိုက်ဘူးကျွန်တော်မတီးချင်ဘူးကျွန်တော်ကျတော့လောက distortion ကြိုက်တယ်လို့ဆိုတော့ distortion ဘက်ကဟောတီးရပိုကြိုက်တယ်လို့အဲ့တော့ဒီ KN အနေနဲ့ရောဒါအကြိုက်ဆုံးဆိုရဲ artist ပေါ့နော်အခုလွှမ်းမိုးနိုင်ဆုံးကိုအတွက်ဘဝမှာလွှမ်းမိုးနိုင်ဆုံးဆိုရဲ artist ကဘယ်သူဖြစ်မလဲနိုင်ငံခြားဘန်ဒါ bro စိတ်ကြိုက်ပဲဒါကတော့ကျွန်တော်နိုင်ငံခြားဘန်တွေကကျွန်တော်များတယ်ပြောကျွန်တော်ကြိုက်ဆုံး vocalist တွေဆိုရင်ကျွန်တော်ဘဝမှာပထမဆုံးယူမှုကြိုက်ဘူးတာဆိုလို့ဟိုကျွန်တော် Apple and Vanning Body က vocal အဲ့ကောင်ကြိုက်တယ်ပြီးရင်အဲ့ဟို screen နေဆိုခဲ့တဲ့အချိန်ကကျွန်တော်တို့ influence များအဲ့ကောင်ရယ်ပြီးတော့ White Chapel နောက်ပြီးတော့ဟို Bono Osiris အဲ့ကျွန်တော်တို့ကြိုက်ခဲ့တယ်ပြီးတော့ဟိုကျွန်တော်ကြိုက်ဆုံး CJ ကျွန်တော် idol ဟို Tyrese Matter CJ ကကျွန်တော်ရဲ့လုံး idol အဲ့ကောင်ကြီးလည်းကြမ်းတယ်အဲ့တော့အဲ့ကောင်တွေကျွန်တော်အသေးကျူရအခုနောက်ပိုင်းတော့မတူတော့အခုနောက်ပိုင်းကကျွန်တော်ကြိုက်တယ် DC ကကြိုက်တယ်ပြီးရင်ဒီ Fluor ကြိုက်တယ် Fluor ဆိုဘန်လေးရှိတယ် Fluor ကြိုက်တယ်ပြီး Chase Atlantic တို့ပါတော့အဲ့ဒါကြိုက်တယ်အဲ့ Chase Atlantic ဆိုဒီကောင်တော့ဟို medal တော့မဟုတ်ပါဘူး DDD ဟိုတော့မဟုတ်သူကတော့သူ music တခုပဲအဲ့ဘန်မှာကျတော့ guitar သမား saxophone မှာတီးတယ်။အော်အဲ့လိုလား။သူ saxophone တီးရင် guitar ကိုနောက်မှလွယ်ပြီးတော့ saxophone tenor saxophone တီးအဲ့ဟာကြိုက်အဲ့ဘန်ကြိုက်တယ်။ပြီးတော့ spirit box ဆိုပါဦးဒီ modern band တွေကတော့တော်တော်နားထောင်ပြပါတယ် throne တို့လောဆယ်အကြိုက်ဆုံးဖြစ်လောက်မှာတော့ bring me ကတော့ကြိုက်ဆုံးလို့ပြောလို့ရမယ်။ bring me the horizon က Oliver Sykes နဲ့ Randy Blake လား Randy Ray လားဟို falling reverse ကကောင်းတယ်ဆို bro ဘယ်သူ့ကိုပို့ကြိုက်လဲကျွန်တော်တို့ကတော့ Oliver တော့ပိုကြိုက်လားအမှန်တမ်းပြောရင်ကျွန်တော် Bring Me ကိုဟိုရင်တော့လုံးဝမကြိုက်ဟိုရင်မဲတဲ့ခေတ်တော့မကြိုက်အဲ့လိုလားအဲ့တော့ကျွန်တော်ကြိုက်တဲ့ပုတ်တွေကိုကြိုက်တယ်ပြောတော့ It's Never End လို့ပါအဲ့လိုတပုံးနှစ်ပုတ်တော့ကျွန်တော်ကြိုက်တယ်ဒါပေမဲ့ဒီကောင်းနေ general ပြောင်းပြီးနောက်ပိုင်းကိုကျွန်တော်ပိုကြိုက်တယ်ဘာလို့ကျွန်တော်လှုပ်ချင်တဲ့ပုံစံနဲ့နည်းနည်းတွားပြီးဟိုဖြစ်တာဟုတ် match ဖြစ်လို့ဟုတ်သူတို့လည်းအခုနောက်ပိုင်းလို့ဆိုတော့အဲ့လိုဘယ်လိုပြောရမလဲအဲ့ဘယ်လိုပြောဆိုလဲဟုတ်တယ်ဘယ်လိုပြောပေါ်ပန်းလို့ဟာမျိုးတွေပါသူတို့ကနီးစက်လောက်လာတယ်နော်လုံးဝသူတို့လည်းလုံးဝ changes ပဲလုံးဝဘန်ကြိုက်တယ်ကျွန်တော်ကအဲ့ဒီPremier Horizon လည်းကျွန်တော်လည်းတော်တော်ကြိုက်တယ်မှာပါတယ်ကျွန်တော်လည်းအဲ့ဒီဟိုကျွန်တော်ဟိုခွေကြိုက်ဆုံးဒီ throne လို့ပါတော့ပါတယ်ခွေကျွန်တော်အကြိုက်ဆုံးကျွန်တော်လုံးဝအဲ့ခွေကြိုက်တယ်အခုနောက်ပိုင်းခွေတိတ်မကြိုက်ဘူးကျွန်တော်နောက်ဆုံးခွေကြိုက်ကျွန်တော်နောက်ဆုံးအဲ့နောက်ပိုင်းကြိုက်တယ်သူလှုပ်လာတဲ့လို့နောက်ပိုင်းပုံစံကျွန်တော်ရအရင်ဒါပေမဲ့ဒီကောင်လည်းသုံးတယ်လေလို့8 bit ဟိုအတန်နေ game နဲ့အတန်သုံးတယ်ဒါဟို OB တို့ပါတော့လေဟုတ် Parasite Eve အဲ့ခွေတော့ကြိုက်တယ်ကိုရင်းအဲ့ခွေကြိုက်တယ်အဲ့ခွေကျွန်တော်အဲ့ခွေ mantra နော်တော်မိုက်တယ်ဒါအဲ့လိုနောက်ပိုင်းအရန်ချွတ်ရတယ်လို့သူတို့ကဘယ်လိုလဲကျွန်တော်မပြောတော့ဗျာခစ်ဆန်တယ်ပဲပြောအောင်အဲ့လိုချွတ်ရတယ်ကျွန်တော်သိနားမလဲပြောလိုက်မမီအဲ့ဒါကြတော့ကြိုက်တယ် Premier Horizon တော့အဲ့တော့ဒီလက်ရှိပေါ့နော်အခုဒီစင်းထဲမှာရောဘယ်လိုကြိုက်နေတတ်တဲ့ဘန်တွေပြီးတော့အသစ်တွေရှိရင်လည်းကျွန်တော်တို့မျှဝေပြီပေါ့စင်းဒီ local ပြောlocal မှာပေါ့ local ကတော့ကျွန်တော်တို့ဒီညီကိုတွေပဲပေါ့အကုန်လုံးကိုကျွန်တော်အပေးရကြိုက်တယ်ခုလူတွေကတော့ဘာဖြစ်ကျွန်တော်ဒီလူတွေအတွက်ကတော့ရက်တည်ရမှာပဲလေချင်းချင်းကတော့ပြန်ဒီလူတွေပဲရှိရဟုတ်တယ်မလားကိုချင်းချင်းကတော့ပြန်ပြီးတော့တယောက်ရှိပေးရမှာဒီလူတွေအကုန်လုံးတော့ဒါကျွန်တော်ရဲ့ဟိုတင်ယူရတဲ့လူတွေလည်းမှန်တယ်ညီကိုတွေလည်းမှန်တယ်ပေါ့ဒီလူတွေပဲပေါ့ဟုတ်ဒီကျွန်တော်တို့တွေဟိုဟာမှာဆိုလဲ acoustic frequency တော့ဆိုတော့ဒါကျွန်တော်တို့ပြောပြခဲ့တယ်ပေါ့နော်အဲ့ဒီပွဲမှာလည်းတကယ်အမှတ်တရအဲ့ပွဲကတကယ်လေဟိုကိုနေမျိုးခိုင်စီစဉ်နေပြီးတော့သူဒီ sound system တွေကအစားသူအကောင်းဆုံးသူပန့်ပိုးပေးထားတယ်ပေါ့နော်အရန်ကောင်းတယ်ပေါ့အဲ့ပွဲရဲ့အမှတ်တရလေးအနည်းငယ်ပြောပြပေးပါဦးအဲ့ပွဲမှာတော့ထုံးစံတိုင်းပေါ့ကျွန်တော်တို့ acoustic ပွဲရတော့တခါမှမတီးဘူး black ပွဲနော်အဲ့မှာစတီးရမှာ arrangement တွေပါလောက်ကြပေါ့ arrangement တွေပါလောက်တီးကြပေါ့တီးရခါလဲအဲ့လိုပဲတချို့ဟိုလွဲတာလေးတော့ရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်ထင်တာတော့အဲ့လိုမျိုးပွဲလေးမှာဗျာအဲ့လိုအလွဲလေးပါမှလည်းပို့ပြီးတော့ပွဲပြောစရာကောင်းတာပေါ့အဲ့လိုဟိုဒီတိုင်းအခွေရဟာနားတော့ညီမတော့အခွေပဲနားထောင်ပါတော့ live ကတော့ live ရလာပဲဒီအလွဲလေးမှာဘယ်လိုပြန်ပြီးတော့ရုံမပြတ်အောင်ထိမလဲအဲ့ဒါလေးကတော့ artist တွေရဲ့ဟိုဟာပေါ့ပညာပေါ့ကိုရဲရင်ဟောဒီ hollow guitar တီးရတာရောကြိုက်လားဟုတ်ကြိုက်တယ် hollow guitar နဲ့ electric guitar နဲ့ဆိုဘယ်ဟာပိုကြိုက်လဲနောက်ပိုင်းတော့ electric တီးရများတာပေါ့အရင်ကတော့ဟိုလိုတော်တော်ကြိုက်တယ်ဟိုလိုအဲ့လိုကိုအပြင်းပြေးထိုင်တီးနေရတာအဲ့လိုမျိုးပိုကြိုက်တယ်ဟုတ်တချို့တွေကဂီတာသမားတွေပါ crazy ရှိဟောလိုဂီတာမှကြိုက်တယ်ဆိုတဲ့လူတွေကျွန်တော်အများကြီးတွေ့ဘူးလေဗျာဒါလားအဲ့လိုသူတို့ဟောလိုဂီတာနဲ့ arrangement လုပ်ရတဲ့ဟောလိုဂီတာနဲ့အဲ့လိုဖန်တီးရတဲ့ဟာကိုပိုကြိုက်တယ်ဆိုတဲ့ဂီတာသမားတွေလည်းကျွန်တော်အများကြီးတွေ့ဘူးတယ်
အဲ့အခုတော့ကျွန်တော်ဟောလို့ခင်ဗျာကြိုက်လာလို့ကျွန်တော်မေးကြည့်တာပေါ့နော်အဲ့လိုအခုဒီကျွန်တော်လက်ရှိပေါ့နော်ဒီလူငယ်ဘန်တွေပဲပြောရတော့ဒီ independent music scene ပေါ့ဗျာအဲ့မှာကျွန်တော်တို့ရဲ့အခက်အခဲဆုံးအရာဆိုရင်ဘာဖြစ်မယ်လို့ထင်လဲခက်ခဲဆုံးအရာအခုမှမဟုတ်ပါဘူးအများအားခက်ခဲဆုံးအရာဆိုဖြစ်နေရတော့ငွေကြီး finance ပေါ့ဗျာငွေကြီးကတော့ကျွန်တော်ဆိုလေအခုကျွန်တော်ဆိုပြ music ကျွန်တော်ချင်းနေပြန်လုပ်ဖို့အတွက်တပတ်ကို9ရက်6ရက်ကျွန်တော်ပြင်မှာဟို fine dining တော့အဲ့လို coffee ဆိုင်လေးမှာကျွန်တော် saxophone တီးရတယ်ဟုတ်ဒီကနေကျွန်တော်ငွေပြန်ရှာရတယ်ပြီးရင်ကျွန်တော်ပြန်စုတယ်ကျွန်တော်ချင်းနေပြန်လုပ်တယ်ဒီလိုပဲကျွန်တော်ဘန်လူတွေဆိုလေအကုန်လုံးကနေရတက်လာတဲ့လူတွေပဲဗျာဟိုကိုတူနီဆိုလေကလေးอ่ะကိုတန်းဆိုလေမိုးကုတ်ကအကုန်လုံးကတက်လာတဲ့လူဆိုသူတို့လည်းဟိုရက်တီကိုရန်ရက်တီဖို့နောက်ဒီတချင်းတွေပြန်လုပ်ဖို့ပြင်မှာတခြားဟာနဲ့ငွေရှားတာရှိတာပဲအဲ့လိုတခြားဘန်တွေဆိုလဲသူတို့ဘာနဲ့သူတို့အဲ့လိုမျိုးချိကြပဲဗျာအကုန်လုံးအဓိကတော့ finance ကတော့အဓိကအခက်ခဲပေါ့နော် finance ကျွန်တော်ထင်တာပြောရင် finance ကအရင်အဆင်ပြေသွားရင်တော့ကျန်တဲ့ဟာတဝက်လောက်ကတော်တော်အဆင်ပြေသွားမယ်ကျွန်တော်ကျန်တာလက်ကြည့်ကြမလို့လေနော်အခုရောဘယ်လိုမျိုးအဲ့ဘိုင်းရောအခုဘယ်လိုကို management လုပ်ထားတယ်ဒီ financial ဘိုင်းနဲ့ပတ်သက်တဲ့ဟာဘာလို့ဆိုကျွန်တော်ဒီ music လုပ်နေတာကျွန်တော်လည်းသိတယ်ဗျာအရင်ဝင်ငွေမှမရှိတာလေနော်အခုအဲ့ဒါမျိုးတော့အခုဘယ်လိုကို management လုပ်ထားလဲလို့ကျွန်တော်လည်းအဲ့လိုပဲပေါ့နော်ဟိုအပြင်ကတချင်းအဲ့လိုလာအပ်တဲ့ဟာတွေဒီပြီးရင်အဲ့ဒီကိုတချင်းကိုပြန်လောက်ပေါ့နော်ဟိုလိုတင်တန်းနေပါလေရောဒီ education မှာစိတ်ဝင်စားတာလုပ်ဖြစ်လာကိုအဲ့လိုမလုပ်ဖြစ်ဘူးတင်တန်းတော့ကြည့်အောင်အဲ့လိုမျိုးဟာတွေကျွန်တော်ကျင်းတည်ရကျွန်တော်ဘယ်တော့မှတင်တန်းလုပ်ပြမှာမဟုတ်ကျွန်တော်သူများမတင်တတ်ဘူးဘရိုဟုတ်တယ်တင်ပြီးတော့မလွယ်ဘူးလေနားလည်အောင်ပြောပြတာခက်တယ်ကိုသာကိုလုံးချင်လုံးလိုက်ရတာဒါကိုလိုက်တဲ့ကိုလုံးလိုက်တဲ့ဟာကိုပြန်ရှင်းပြဆိုတော့တိုင်ပတ်နေပြီလေနော်ကျွန်တော် saxophone တီးရဗျာ saxophone trick လေးရှိရယ်ဒါတွေကကျွန်တော်လည်းဆရာပြောပြခဲ့လို့တီးရရှိရယ်အဓိကတော့ဆရာပြောပြခဲ့လို့တီးခဲ့ရအများကြီးဗျာဒါနောက်ပြီးတော့ကိုယ့်ဘက်ကိုတီးနေနေမှတီးလာလေးရှိရယ်ဒါပေမဲ့ဟိုသူများနားလေအောင်ကျွန်တော်မရှင်းပြတတ်ဘူးအဲ့ဒါလည်းခက်တယ်ဗျာအဲ့နည်းနည်းပညာပါတယ်ဒါကျွန်တော်အဲ့ဒါခက်တယ်တော်တော်လည်းအဲ့လိုပဲကျွန်တော်စိတ်မရှိဘူးဗျာအဲ့လိုသူများကိုသင်ပေးရတာသူကသူ့နားလေအောင်အားပေါက်မတက်ပြောတာကျွန်တော်စိတ်ကျွန်တော်လည်းအားကြောင့်မလို့ဒီ education ဘိုင်းတော့ကျွန်တော်မလုပ်ဖြစ်တော့ဘူးကျွန်တော်အဲ့ဒါဆိုတော့ပြောလိုက်တယ်မှာပါတော့ social media ပေါ့နော်ဒီ social media ရှိလာခြင်းနဲ့အရင်တော့ခေတ်ကကျွန်တော် social media မရှိလာတဲ့ဟာကဘယ်လိုမျိုးပြောင်းလဲစေလဲအဲ့တော့ pros and cons ကတော့ရှိရဘရိုဘာလို့ social media ရှိလာတော့ကျွန်တော်အနေနဲ့ဟိုရှေ့ကိုပိုရောက်လာရဘရိုဘာလို့ဆိုတော့ကျွန်တော်နောက်ပိုင်းထွက်လာတဲ့လူငယ်ဘန်တွေဆိုလို့ရှိရင်ကျွန်တော်တို့ထက်အများကြီးရှေ့ရောက်တယ်ဟုတ်တယ်သူတို့ technically ရောအများကြီးရှေ့ရောက်တယ်ကျွန်တော်တို့ကျတော့ဘရို internet နဲ့ဟိုကြီးပြင်းလာတဲ့လူတွေမဟုတ်ဘူးကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်တို့ music နဲ့ပတ်သက်လို့ဘယ်ကလိလာခဲ့အလင်းကားဂျာနယ်တို့ဘာတို့ကနေအဲ့လိုတွေဖတ်ပြီးတော့ကျွန်တော်နောက်ဆုံးကျွန်တော်နားထောင်ခဲ့တဲ့ဘန်တွေတောင်မှလင်းကားဂျာနယ်မှာပါတဲ့ဟို rock and metal ခန္ဓာဘန်တွေကိုကျွန်တော်လိုက်ရှာပြီးတော့အခွေလိုက်ရှာပြီးအဲ့လိုနားထောင်ခဲ့ရဗျဟိုဒီမှာလိုမျိုးဟို internet တွေဘာတွေကလိလာခဲ့ရမှာမဟုတ်တော့အဲ့အကောင့်ကျတော့ရှိရပေါ့နော်နောက်တစ်ခုကတော့မကောင်းတာကတော့အဲ့လိုအရင်တော့စီစီလုံးလုံးမရှိကြတော့အဲ့ family ကျွန်တော်ဟိုတချင်းနားထောင်ရတဲ့အရာသာဆိုမတူတော့ဘူးဗျအဲ့ဒါနည်းနည်းပြောရှင်းပြရတော့ခက်တယ်ကျွန်တော်စကားပြောသေးပေါ့ဟိုမှာကျတော့ကျွန်တော်တို့တစ်ခွေဆိုအဲ့တစ်ခွေပဲကျွန်တော်တို့နားထောင်ရတယ်အားလုံးသိတယ်ကျွန်တော်ဟိုချင်းလို့ပြောရတယ်ဘယ်လိုလဲအတန်းသိတယ်အခုကြောင့်မို့ပြန်ကျဲသွားတယ်အခုဆိုတော့ဘယ်လိုနားထောင်နေချင်းလဲကျွန်တော်မတူတော့ဖြစ်သွားပြီအရင်တော့ကျွန်တော်တို့တို့သိတာလို့ bullet ဆို bullet ဟုတ်တယ်လေ new ဆိုလဲကျွန်တော် dev tone ဒါအကုန်လုံးနားထောင်တယ်ဟုတ်တယ်အဲ့တော့ဒါတိုးတက်လာတဲ့အများပြောင်းလဲလာတာတွေပေါ့နော်ဟိုဘယ်လိုပြောသလိုပဲဒါကျွန်တော်တို့အခမဲ့ marketing ကို social media မှာကိုကျွန်တော်တို့အခမဲ့ marketing လုပ်လို့ရတယ်ပြီးတော့ကျွန်တော်တို့သိကျင်တဲ့ဟာမျိုးတွေဗျာဥပမာ guitar notes တွေဆိုငယ်တော့အရင်သိကျင်တာလေဒါဆိုအခု challenge ရတာကျွန်တော်အဲ့ tab note တွေအကုန်ထွက်လာကျွန်တော် light တီးလို့ရတယ်ဒီ guitar effect တွေအသုံးပြုပုံတွေချိန်တာတွေအရင်တော့ကျွန်တော်တို့ရှေ့မှာ face တစ်ခုလာပေးတယ်လုံးဝဘာဂျူသားဆက်ကြီးလို့ဘာလို့သူများမချိန်ပြီးကျွန်တော်တို့မတီးတော့ဘူးဗျာသိလားအခုကျကိုရှိမှာဆက်တစ်ခုရောက်လာတယ်မသိရင်ရတယ်ချက်ချင်းကျွန်တော် YouTube တက်လိုက်မယ် Google တက်လိုက်မယ် like ရှာလိုက်ရင် default ဘယ်လိုသုံးလို့လဲကျွန်တော်သိသွားပြီပေါ့နော်အဲ့တော့အခုရောဒီ effect တွေဒီ gear တွေကိုဝါသနာအကလိရတာဝါသနာပါလားပါတယ်ဟုတ်အဲ့လိုမျိုးအဲ့ဟာကျွန်တော်ကပို့ပြီးကြိုက်အဲ့လိုသွားလုံနေအချိန်ကကုန်အောင်တီးတဲ့ဘက်ကိုမရောက်တော့အဲ့တော့အခုအနေနဲ့ဆိုရင်တော့အခုသုံးခဲ့ဘူးတဲ့ effect တွေသုံးခဲ့ဘူးတဲ့ပစ္စည်းတွေ gear တွေထဲမှာဆိုဘယ်ဟာကို recommend ပေးခြင်းလဲပေါ့နော်အခုဒီလာမဲ့ guitar သမားရဲ့အတွက်ကိုအခုကတော့ကျွန်တော်ဒီ software ဘိုင်းမှာပို့ပြီး recommend ပေးခြင်းဟုတ်နောက်ပိုင်းလဲ
ကဘာမှာလေအဲ့ဒီပညာပဲပိုရှေ့ရောက်လာမယ်ထင်တာပဲဒီ hardware တွေကိုလေဒီ software တွေနဲ့ပဲပေါင်းတဲ့ဟာတွေဖြစ်လာမှာဆိုတော့ဒီဟာကိုပို recommend ပေးဟုတ်ကဲ့ဟိုပြီးတော့ဒီဂီတာမှာဆိုရင်ရောတချို့တွေဆိုအရန်ကလိရတာဝါသနာပါတယ်ဥပမာ pick up တွေဖြုတ်လဲတယ် bridge ကုန်းတွေဖြုတ်လဲတယ်ဂီတာကျိုးတွေဟိုဟာတွေကိုရောင်တွေပြောင်းနေပေါ်တွေအဲ့လိုမျိုးရောစိတ်ဝင်စားလားကျွန်တော်အဲ့လောက်ထိတော့ကျွန်တော်မလုတ်တတ်ဘူးဟုတ်ကျွန်တော်ဆိုအဲ့ဒါကျွန်တော်ကလိတဲ့အချင်းမရှိဘူးကျွန်တော်မကြိုက်ဘူးကျွန်တော်မကြိုက်ဘူးဆိုတာကျွန်တော်တို့လည်းပြက်စီးသွားမှာဆိုတော့ဗျာကိုတော့နေတာအကောင်းဗျာဒီလားသွားပြီးအမမူလီဖြုတ်တာတို့ဘာတချို့ဆိုအရန် Augustine ဆိုအရန်ဝါသနာပါတာ Against Gravity ကောင်အဲ့ကောင်ကျွန်တော်အမြဲတမ်း podcast တိုင်းပြောရဒီကောင်ကြောင့်အဲ့လို effect တွေ guitar တွေအကုန်ရှော့ဖြုတ်ကြည့်အကုန်ဖွင့်သေးလားသူဝါသနာပါတော့ကျွန်တော်ကြောက်တယ်လို့နောက်ဆုံးဘလောက်ကြောက်လဲဆိုအဲ့ flat and chain တာအဲ့ဟိုဟာ rod တော့ကျွန်တော်ကိုယ်မလဲကြောက်လို့ကျွန်တော်လို့ flat တိုင်းကြိုးဝမ်းဘယ်လိုလုပ်မလဲဆိုအတွေးပေါ့နော်အဲ့တော့ကျွန်တော်စိုင်သွားတယ်စိုင်ပတ်စံတော့ကုန်တော့တဲ့မှာစိုင်သွားစိုင်မှာသွားပြီးလုတ်ခိုင်းလိုက်တယ်ကျွန်တော်တကယ်ကြီးပြေးွာအတကုံကလိတာဂီတာတွေအကုန်ဖြုတ်လို့တစားစီလိုမျိုးအဲချိုးကြောက်ကြိုက်တယ်အဲ့ဒီကလိရတာကိုကြိုက်တယ်ချိုးကြောက်လည်းမကြိုက်ဘူးအဲ့ဒါမိုက်တော့မိုက်ပါတယ်အဲ့လိုကိုကပြန်လုပ်လိုက်တော့ကိုစတိုင်ဖြစ်သွားတော့ဟုတ်တယ်အဲ့တော့မိုက်ပါဘရိုဒီဂီတာတီးတာအပြင်ရောတခြားmusic နဲ့ပတ်သက်တဲ့ဟာကိုဘာလုပ်ဖြစ်တယ်လဲဥပမာ piano တီးတာဖြစ်ဖြစ်သချင်းဆိုတာဖြစ်ဖြစ် something ဂီတာတီးတာအပြင်အဲ့လို music ဟို computer music ပဲပြောမှာပေါ့နော်programming တွေပေါ့အဲ့ဒီ production လုပ်တဲ့ဟာတွေအဲ့ကြိုက်လားအဲ့ကြိုက်ဟုတ်အဲ့လောက်ရတာဝါသနာပါဟို mixing mastering back ကိုကြိုက်လားဟုတ်အဲ့ဒါလေးဝါသနာပါတယ်ကျွန်တော်အရင်ကကြောက်ကျွန်တော်အလောက်ကဒီ TV channel တွေ FM တွေမှာဆိုတော့အဲ့ဟာအလုံးအနေနဲ့ကတော်တော်လောက်ခဲ့ရလားနောက်အဲ့လို sound design လုပ်တာတွေ mixing တွေအဲ့ဒါတော်တော်လောက်ရတယ်ဟုတ်အဲ့ဒါအေးစင်းအငိမ့်ထိုင်ပြီးလုပ်ရတဲ့အားတွေပိုကြိုက်တာပါကျွန်တော်ကကျတော့အဲ့လိုမျိုးအရင်အဲ့လိုမျိုးစိတ်မရှိတော့လို့ကျွန်တော်အငိမ့်ထိုင်ပြီးလုပ်နေရတယ်ဆိုကျွန်တော်သိဝါသနာပါအဲ့ကြောင့်ကျွန်တော်ဒီ production အပိုင်းနေပြီးဒီ mixing mastering ဘိုင်းဆိုကျွန်တော်အနေနဲ့ဆိုကျွန်တော်မလေ့လာပြဘူးကျွန်တော်အရင်မကြွအောင်အဲ့ဒါဆိုင်ကျွန်တော်ဟိုလို live song ကန်ရတာမျိုးပိုကြိုက်သေးတယ်အဲ့ mixer ကိုဘယ်လိုကန်ရလဲကျွန်တော်အဲ့လိုပိုဝါသနာပါလှုပ်ရှားလုပ်ရတာကျွန်တော်ပိုကြိုက်တယ်ကီရောဒီ mixing mastering ဘိုင်းစိတ်ဝင်စားလားကျွန်တော်စိတ်တော့ဝင်စားတယ်ဒါပေမဲ့လက်ရှိမှာကျွန်တော်မ focus လုပ်ခဲ့အရင်များအဲ့ဘက်တော့ကျွန်တော်မလှည့်နိုင်ဘူးဒါပေမဲ့ music production တော့ကျွန်တော် clean နေတာခုနေ့ကဆိုကျွန်တော်သူ့ကို demo ကိုရင်းရုံ demo တစ်ခုကျွန်တော်ပို့လိုက်တယ်အဲ့ထဲမှာကျွန်တော်လုပ်ချင်တိုင်းလုပ်တာကိုရင်းဒီနေ့တော့ကောင်းစားအခုတော့ပဲเนาะကျွန်တော်လည်းသတိထားမိတယ်ဘန်နေကျွန်တော်တို့ဒီဘက်ခစ်ကိုအဲ့ဒါတွေမပိုင်ကျွန်တော်တို့တချင်းကတော့မပြည့်စုံတော့ဘူးเนาะဒါဘလူးဆိုတာတော်တော်စောတယ်ပြောရမယ်အဲ့လို music line ကိုစလုပ်တာကျွန်တော်တို့တော့မလုပ်သေးဘူးအဲ့ခစ်တော့ကျွန်တော်တို့တကယ်ကိုဘယ်လိုပြောရမလဲတကယ်ဟို guitar တွေ drum တွေ bass တွေအစစ်တွေရွယ်တီးထည့်နေတော့မှရှိသေးတယ်အဲ့ခစ်တော့အမှားတွေကဘလူးကစပြီးအဲ့လိုမျိုး production တွေဟာတွေစလုပ်နေပေါ့เนาะအဲ့တော့အဲ့လိုပြောင်းလဲလာတဲ့ music ကိုရောဘလူးအနေနဲ့အားရမှုရှိလားအဲ့အခုနောက်ပိုင်းတော့လုံတဲ့ band တော်တော်များဒီဟာတွေလုံနေကြပြီဟုတ်တယ်လုံနေကြပြီဆိုတော့ mic တွေကျွန်တော်တို့သဘောကျတယ်အကုန်လုံးလောဆယ်ကျွန်တော်တို့ဆန်ယူဘာလို့လဲဒါသူတို့တေချာချနေကြတာဆိုတော့ဟုတ်တယ် mic တွေကျွန်တော်အားရပါတယ်အဲ့ဟာပြီးတော့ဆိုတော့ guitar တီးတယ်လေပြောတော့ guitar ပြန်တီးဖို့ရှိလားရှိရကျွန်တော် guitar ပြန်တီးဖို့အခုကျန်နေဟုတ်တယ်တကယ်ကျွန်တော်စင်ပေါ်မှာဆိုရတာ ပြောဆို saxophone နဲ့ဆိုလိုက်ရဘလို့မှအဆင်ပြေလေ guitar တီးနေဆိုတာမိုက်တယ်လေနော်အဲ့လိုဟုတ်ဒါပေမဲ့ကျွန်တော် saxophone နဲ့ပဲဆိုပြစ်မှာပါဘာလို့ဆိုကျွန်တော်အဲ့ဒါကိုရအောင်လုပ်မယ်လို့ဆုံးဖြတ်တာစင်ပေါ်မှာတီးနေဆိုအခုလည်းကျွန်တော်တီးနေဆိုပြစ်ပါတယ်မဆိုပြစ်လိုက်တာဆိုဟို the bridge ကခါပဲရှိရဲအဲ့တော့ကျွန်တော်နည်းတော်လေးစိတ်ထိကြိုက်တော်တော်ထွက်သွားပြီပတ်စံ saxophone ရဲ့ဒီ parts တွေပေါ့နော်အဲ့ကောင်တွေတော်တော်ဈေးကြီးပဲထင်တယ်နော်ဟုတ်လားကြီးရဘအဲ့နေ့ကဆိုကျွန်တော်တနင်းလိုက်တဲ့ဟာကျွန်တော်ပြန်ဝယ်3သိန်း4သိန်းလောက်တော့ပြင်ကြပါဟုတ်တယ်သူကဟိုအဲ့ mouthpiece ဆိုတာလေးရှိပြန် mouthpiece ခွဲဝိုင် mouthpiece နဲ့နောက် leakage ဆိုတာရှိရဲအဲ့ဟိုပေါ့ဒီအစွတ်လေးအဲ့အစွတ်လေးလည်းပိန်သွားတယ်နောက်အဲ့ဟိုဟာဘယ်လိုပြောရမလဲအဲ့ reed ဆိုတဲ့ဟာလေးရှိရဲဗျာဒီနှီးပြားလေးနှီးတော့မဟုတ်သူဘာနဲ့လှုပ်ထားလဲမသိဘူးအဲ့ပြားလေးရှိရဲအဲ့ကောင်လေးကျိုးသွားဒီပြီးတော့ဒီမှာလည်းရှိရဗျာဒါပေမဲ့ဒီကတိတ်ဟိုမဖြစ်တော့အဆင်မပြေတော့ကျွန်တော်ဟိုဘက်ကပဲထိုင်းတို့ဘာလို့ပဲပြန်มาတာပေါ့နော်ဒီမှာတိတ်အဲ့လိုမျိုးပစ္စည်းလေတိတ်ရှိဘူးဒီဇိုင်းတော့ရှိတယ်ဒါပေမဲ့ကောင်းပါတယ်သူကလည်းသူကနေသူတော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကြိုက်တဲ့ဟာတော့မဟုတ်လို့ပေါ့နော်ဒီကအဲ့လို weight ကိုအရင်လေးလားweight ကရှိရ weight ကရှိရ guitar တော့လေးမှာပေါ့အေးမ guitar saxophone ကြတော့ကျွန်တော်မှန်တိုင်းပြောရင် guitar ကြတော့လေဒီလို body နဲ့လွယ်ရတာဆိုတော့နည်းနည်းလွယ်ရတာပို့ပြီးတော့ဟို
ပေါ့မယ်ထင်တယ် ဟိုကအဲ့လို ဟို ပေါ့ ကောဒီနဲ့ပဲလွယ်တာဆိုတော့နည်းနည်းတော့ပို့ဟွာဖြစ်တယ်လေမင်းအားတခုလေးဆို ဟုတ်ကဲ့ဟုတ်ပြီးတော့နောက်တစ်ခုဗာမေးကောင်းမလဲကျွန်တော်ဟိုပါပေါ့နော်ဒီတချင်းတွေကြောင်းပဲကျွန်တော်တို့လဲအောင်တချင်းတွေကြောင်းသွားရအောင်ဆိုတော့ဒီကျွန်တော်သိတာဆိုဟိုအရင် Let's Forget It တော့ music ကလုံးဝ medical ပဲပြောအောင်နော် medical ပေါ့နော်လုံးဝ bro crack တုံးနေပဲဆိုတာပေါ့နော်အဲ့ရနေဘယ်လိုပြောလုံးဝ melody ဘက်ကိုပြောင်းလဲလာတယ် မှန်တယ်ပြောရင်ကျွန်တော်ငကိုရဲ့ melody ပဲဆိုချင်တယ် melody ပိုကြိုက်တာ melody ဆိုချင်တာဒါပေမဲ့အဲ့တုန်းကကျတော့ကျွန်တော်ကပြောမယ်ဆိုတိတ် melody တိတ်မဆိုတတ်ဘူးတုံးတက်နီးရလောက်ဖြစ်နေကျွန်တော်အဲ့တုန်းက instrument လည်း guitar လောက်ပဲမတောက်တစ်ခေါက်တီးတာဗျာဟိုတိတ်တချင်းဆိုရင်တိတ်ကီးကမဝင်ဟုတ်အဲ့လိုလေဟိုကောင်ကမထူးကွာမင်း crack ပဲဆိုကြည့်ပါလားဆိုကြည့်တော့ဟာမဆိုမင်းကမိုက်တယ်ဆိုအဲ့ဒါပဲဆွဲတော့အဲ့တောက်လျှောက် crack တွေပဲကျင့်ဖြစ်ပြီးတော့ဒီနောက်ပိုင်းကျွန်တော်တို့ပြန်လုပ်မယ်ဆိုတဲ့အခါကျတော့မှဒီခါတော့ငါလုပ်ချင်တဲ့ပုံစံငါလုပ်မယ်ဆိုပြီးတော့အဲ့ကြမှာကျွန်တော်ချင်းဆိုတာကိုပြန်ကျင့်ဖြစ်တာဟုတ်အဲ့တော့ဘယ်လိုပြောချင်တာကဒီအဲ့ဒီဟိုးရင်တော့ကြတော့ဒီကီးတွေပါတွေဝင်ခဲ့ဘူးလို့ပြောရပါတော့အဲ့ဒါနေအခုဘယ်လိုပြောလက်ရှိဒီရအောင်ဘယ်လို train လုပ်ခဲ့လဲလား train ခဲ့တယ်ကျွန်တော်အဓိကတော့ကျွန်တော် vocal ဂျားထဲမှာ vocal training နေကျွန်တော်ယူခဲ့ဘူးတယ်ဆိုပေမဲ့ဘယ်လောက်မှမကြောက်ဘူးလို့ကျွန်တော်ကဘာလဲမသိဘူးကျွန်တော်တင်တဲ့ဆရာတွေကကျွန်တော်တင်လိုက်ရင်အကြောင်းမျိုးကြောင့်ဟိုဆက်တင်လို့မရတော့တဲ့အခြေအနေတွေဖြစ်အခုကျွန်တော်အဲ့လောက်ကနေထွက်ပြီးတော့ကျွန်တော် vocal ဟို train လိုက်သေးတယ် train နေဆိုကျွန်တော်မကြောက်ဘူး2လ3လလောက်ပဲ3လတော့မရှိတော့ဘူးထင်တယ်အဲ့မှာကျွန်တော်တင်ပေးရဆရာမဒီထောက်တခြားရောက်သွားတာပေါ့နော်ဆက်တင်လို့မရတော့တဲ့အခြေအနေဖြစ်သွားတော့ကျွန်တော်အဲ့မှာပဲ YouTube အဓိကတော့ YouTube ပဲအကူရော YouTube ကနေပဲပြန်တင်တာ YouTube ပဲအကူပေါ့ဟုတ်အဲ့တော့အခုလက်ရှိကိုရောဂျင်းနဲ့အာရုံရှိနေပြီလားအခုကတော့ကျွန်တော်လည်းဟိုပုံမှန်တော့ကျင့်ပြတယ်ပေါ့နော်ဒီကျင်းတွေကတော့ကျွန်တော် screen တွေကတော့ကျွန်တော် saxophone တောက်လျှောက်တီးနေတော့ဟိုဆိုပြဖို့တော့မရှိတော့ပြီးတော့စင်ပေါ်မှာလည်းအဲ့လို saxophone တီးလိုက် melody ဆိုလိုက် screen ဆိုလိုက်ကမလွယ်ဒီနှစ်ခုတော့ကျွန်တော်တော်တော်လေးဟိုမောနေရဗျာအဲ့ဟာဗျာ test ဆိုဒါပေမဲ့ saxophone တော့ကျွန်တော်ရဲ့ဟို screen တွေကအစားထိုးပေါ့ဗျာအဲ့လိုပုံစံသစ်တစ်ခုပေါ့အဲ့လိုလေးတော့သွားဖို့တော့ရှိရေပေါ့ဟုတ်အဲ့တော့ဒီ NFI ရဲ့အသစ် new era ပြောပါတော့အဲ့ဒါရဲ့ပထမဆုံးစားထွက်လာတဲ့တခြင်းတွေဆိုတာ Hope EP လို့ပြောလို့ရလားHope EP လို့ပြောလို့ရပါတော့အဲ့ဒါ bro အဲ့ခွေထဲမှာဆိုရင်ဒါ Hope EP ထဲမှာကိုကျင်းတဲ့အားရဆုံးတစ်ပုတ်လောက်ရွေးပြပါဟုတ်ကျွန်တော်အဲ့ထဲမှာကျွန်တော်အတွက်အမှတ်အရာဆုံးချင်းတော့ Hold Me Back ဆိုတဲ့ချင်းရှိတယ် Hold Me Back အဲ့တချင်းကတော့အဲ့ထဲမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတော်တော်များအောင်ကျွန်တော်သိချာတော်တော်လေးကျွန်တော်ရေးထားရဗျအဲ့ထဲမှာအဲ့ကာလတွေကပြောမှဆိုဟို2000အဲ့ဒီထဲကတချင်းတွေကဗျဒီကနေ့ကျတော့ကျွန်တော်ရေးတာ2021 22မှာကျွန်တော်ရေးခဲ့တဲ့အချိန်လေးဒါပေမဲ့ထွက်ခဲ့တော့23မှာထွက်တာပေါ့နော်အဲ့ကာလမှာကြုံခဲ့တဲ့ကိစ္စတွေကကျွန်တော် live တော့ကတော်တော်လေးရိုက်ခတ်မှုများရဗျာထားပါတော့ family ကိစ္စတွေတခြားကိစ္စတွေတော်တော်များပေါ့နော်အဲ့ဟာတွေဂျားထဲမှာကျွန်တော်ဖြစ်တဲ့ feeling တွေကိုကျွန်တော်အဲ့ခွေထဲမှာကျွန်တော်အကုန်ထည့်ရေးထားဒီ hope ဆိုတဲ့သင်းလေးရအောင် hope ကကျတော့ဒီဟိုအမှောင်နဲ့အလင်းပေါ့ဗျာဘာပဲဒီချင်းအဓိကပေးခြင်းတဲ့ရည်ရွယ်ချက်ကဟိုကျွန်တော်တို့ဟိုအနာကနေပျောက်သွားတဲ့လူတွေအဲ့ hope သင်းရေးတဲ့အချိန်တော့ကျွန်တော်အမေက cancer ဖြစ်နေတာသူ cancer ဖြစ်ပြီးတော့အဲ့ဆေးရုံမှာခီမိုသွင်းနေရတဲ့အချိန်ခီမိုသွင်းနေဆိုတော့ကျွန်တော်ပြီးတော့အဲ့ချိန်မှာကျွန်တော် border တွေထဲမှာလို့အဝေးရောက်သွားတဲ့လူရှိရယ်ဟိုဒီလောကရန်ထွက်သွားတဲ့လူရှိရယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ဘာပဲပြောဘလို့အရာရင်းနဲ့ပဲဂျုံလေးဒီနေ့အချိန်မှာတော့ကျွန်တော်တို့အခုအကုန်လုံးဒီလူတွေအကုန်လုံးပြန်စုံစည်းရမယ့်အချိန်ကိုတော့ကျွန်တော်ရောက်လာမယ်ပေါ့ဗျာအဲ့မျှော်လင့်ချက်ကိုအဲ့လိုမျှော်လင့်ချက်လေးရှိရယ်ပေါ့အဲ့ဒါကိုရေးတာပေါ့အဓိကတလက်စားအဲ့တချင်းကကျွန်တော်တို့ဒီ Evan ထဲမှာထပ်ပါဖို့ရှိရယ်ဒီ version အသစ်အနေနဲ့ပါဖို့ရှိရယ်ဒါတော့အခု EP မဟုတ်တော့ဘူးပေါ့ဟုတ်တယ်ပုံရိပ်အများကြီးနဲ့လာတော့ပေါ့နော်အဲ့လိုလေးပေါ့ဟုတ်ပြီးတော့ bro ကျွန်တော်တခါဟိုကနေတွေ့ဘူးလိုက်သလိုပဲမိုးစက်နဲ့လည်းတပုတ်ဟလားဟုတ်တယ်အဲ့ဒါကကျွန်တော် NFI စလုပ်မယ်မိုးစက်နဲ့တပုတ်မကောက်ဘူးအမှန်တော့အဲ့ level မှာကျွန်တော်တို့လုပ်ခဲ့တာ5-6ခုလောက်ရှိရယ်ဟုတ်တယ်အဲ့တော့ level တစ်ခုကျွန်တော်တွေ့လိုက်တယ်နော်ကိုအောင်စိုးလည်းပါတယ်ကိုအောင်စိုးလည်းပါတယ်နော်ကိုအောင်စိုးလည်းအဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော် NFI စလုပ်တော့ member တွေဘယ်သူမှမရှိသေးတဲ့အချိန်မှာမိုးဆက်ကကျွန်တော်ဆိုလိုချမလားအဲ့လိုသူ level တစ်ခုလုပ်ဖို့ရှိရယ်ဆိုတော့မိုးဆက်ဆိုလဲကျွန်တော်အချင်းချင်းကဒါအရင်တည်းကပေါင်းသင်းလိုက်လို့ချပြားလို့ဆိုအဲ့နဲ့စော်ပြတော့အဲ့မှာပထမဆုံးထွက်တဲ့အချိန် My Hope ဒါလေဆိုတာအဲ့မှာတပုတ်ရှိတယ်အဲ့ကထွက်တယ်ထွက်ပြီးတော့အဲ့ level မှာပဲကျွန်တော်ဆက်လုပ်တာ5-6ပုတ်လောက်တော့ရှိမယ်ဒါပေမဲ့နောက်အဲ့ level ကဆက်မလုပ်ဖြစ်တော့မ
ထွက်ပြလိုက်ဘူးဒါပေမဲ့ဂျိုင်းမှာမိုးဆက်နဲ့အဲ့ now or never ဆိုပြီးတပုတ်ထွက်လိုက်သေးတယ် ဘရိုအဲ့ဒီတစ်ပစ်နေကြရမှာပြေးတာ အဲ့ now or never အဲ့ဒါတော့ never လားတစ်ပစ်နေကြရမှာပြေးတာလေ now or never အဲ့ဒါကစောတာလားဒီခုဒီ hope EP တဲ့စောလား sorry စောတာဗောနော် sorry စောတာဗောကျွန်တော်ကိုဗစ်မတိုင်ခင်နေရလား ကိုဗစ်ဖြစ်နေပြီဖြစ်နေ ကိုဗစ်ကာလလေးမှာလား ကိုဗစ်ကာလ ဩကျွန်တော်မရပါတော့ကျွန်တော်တကယ်ကလုံးဝအဲ့ဒီ Nothing Forget It fan ပေါ့နော်ကျွန်တော်အရင်တော့ကျွန်တော်အရန်ကြိုက်တာကျွန်တော်အမြဲအဲ့ဒီစီလေးနားထောင်ပြတယ်အဲ့ဒီ Frugal Flurry ဆိုတော့ကျွန်တော်အရန်ကြိုက်တယ်ပေါ့အဲ့တော့ကျွန်တော်မျောလင့်တာခန်းတော့ပြန်ထွက်လာတဲ့အချိန်မှာကျွန်တော်အဲ့လိုသင်းတွေကျွန်တော်မျောလင့်တာရတာအဲ့ကျွန်တော်စနားထောင်ရတဲ့အချိန်အဲ့တစ်မိနစ်ကြာရမှာပြေးတယ်စီဘိုးစက်နဲ့လာမသိဘူးဆိုတာကျွန်တော်ပုံဝင်လေးပြောရပြကျွန်တော်အရင်တော့အားမရကျွန်တော်လိုကျွန်တော်နားထောင်နေတဲ့ music ကအဲ့ဒါမဟုတ်ဘူးကျွန်တော်နားထောင်နေတဲ့ music အဲ့လိုမဟုတ်လေဒီလားအလုံးကခန်းတော့ထွက်လာရင်လုံးအဖြုတ်ပဲကျွန်တော်ထွက်လာပဲထင်ခဲ့တာဗျာဒီလားအဲ့လိုအဲ့တော့ကျွန်တော်သိလိုက်တယ်လုံးဝဒါနောက်ထပ်ခြေလမ်းတစ်ခုပေါ့ပြီးတော့နောက်ထပ် changes တစ်ခုပြောင်းလဲမှုတစ်ခုစလုပ်နေပြီဆိုတော့ကျွန်တော်သိလာတယ်ပေါ့နော်အဲ့ဒါပြီးတော့ဒီ NFI နာမည်လေးပြောင်းသွားတယ်ပြီးတော့မှ hope ဆိုတဲ့ EP ခွေထွက်လာရတော့ဒါပေမဲ့အမှတော့ဟိုကျွန်တော်အနေနဲ့ဆိုတာဘရိုပြပြသားရက်တီလိုက်ပြီလို့ကျွန်တော်မြင်လိုက်ရတယ်ပေါ့နော်လောပြပြသားရွေးချယ်လိုက်ပြီပြီးတော့ဘရိုရဲ့ကိုပိုင်ဟန်ဖြစ်တယ်ကိုပိုင်စတိုင်တစ်ခုကိုတိစောက်လိုက်တယ်လို့တော့ကျွန်တော်မြင်မိတယ်ပေါ့နော် အဲ့ဂျိုင်းမှာကျွန်တော်နောက်ထပ်တစ်ပုတ်ရှိသေးတယ် single တစ်ပုတ်ထွက်တာအဲ့ pale shelter ဆိုပြီးထွက်တာရှိသေးတယ် lint နဲ့နေအောင်ထွက်တာအဲ့အထဲမှာတော့ screen တွေပါနေနဲ့ဆိုထားသေးတယ်ဟုတ်တယ်အဲ့ဒါလည်းတစ်ခါတွေ့လိုက်သေးတယ်ကျွန်တော်ဟုတ်တယ်ဆိုတော့အခုဒီဟိုကိုပြောင်းလဲလိုက်တယ်ဒီ music တခုလည်းကိုယ့်ရဲ့ဒါဘယ်လိုပြောရမလဲ signature တခုတိစောက်ထားတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုရောဆက်လက်ထိန်းသိမ်းသွားမှာလားဒါမှမဟုတ်နောက်ထပ်အသစ်တွေစီကိုထပ်ပြီးတော့ changes လိုက်လို့အောင်မှာလားအဲ့တော့မူပေါ့တော့ screen ကတော့ကျွန်တော်နောက်ပိုင်း saxophone တီးရတာနေသွားတဲ့အချိန်ကြရင်တော့ပြန်ဆိုပြမယ်ဘာလို့ဆိုအခုကကျွန်တော်တပတ်ကို5ရက်6ရက်ဆိုရဲဆိုတော့တစ်ခါကြရင်ကျွန်တော်လေပင်အဲ့လိုမျိုးနည်းနည်းနားရာတွေပါရှိတယ်ဗျအဲ့လိုတချို့ရက်ဆက်သွားတဲ့အချိန်တွေဆိုရင်ဆိုအဲ့အချိန်တွေမှာကြရင်ကျွန်တော်ဒီဟာပါထက်ဆိုလိုက်လို့ရှိရင်တော့တခုဖြစ်သွားမှလည်းကျွန်တော်စိုးရိမ်တာပေါ့လေအဲ့ဆိုတော့လောဆယ်ကတော့မရှိသေးဘူးဒါပေမဲ့နောက်ပိုင်းကျရင်တော့လည်းဟိုခြေနေပေါ့ဘယ်လိုဖြစ်လာမလဲတော့မသိသေးဘူးဟုတ်ကဲ့ဟုတ်ဘာလို့ကျွန်တော်အဲ့ဒီ Nothing Forget It ပါတယ်ကျွန်တော်အရင် bro အဲ့ဒီ crack တော့ကျွန်တော်အရင်ကြိုက်တယ်ကျွန်တော်အဲ့ဒီချင်းဆိုကျွန်တော်ကိုယ်လိုက်ကျင်ခဲ့တဲ့တချင်းတွေနော်ကျွန်တော်လိုက်ကျင်ခဲ့တယ်ကျွန်တော်ကြိုက်လဲကြိုက်တယ် bro ရဲ့ crack တော့မှာ bro ယူဆတဲ့ flow တခုရှိအဲ့ flow လေကျွန်တော်အရင်ကြိုက်တယ်အဲ့ဒါကြောင့်လဲကျွန်တော်တို့ဒီဟိုတခါတော့ကျွန်တော်တို့ Bonnigan theory ဆိုပြီး bro နဲ့ကျွန်တော်တို့အလုပ်လုပ်မယ်ဆိုပြီးတော့ကျွန်တော်ဖြစ်ခဲ့တဲ့ကိစ္စပေါ့နော်အဲ့ဒီမှာဆိုလဲ bro ဖြောပြသွားတဲ့အဲ့ဒီ crack တုံးတွေပဲတစ်ပိုက်လုံးကချစ်စေရဆောင်းကြိုက်တာကျွန်တော်အဲ့လိုကျွန်တော်ဒါခန်တူဘောမျောလင့်တာကျွန်တော်အဲ့လိုခန်တူဘောမျောလင့်တာဟာသိလားဒါပေမဲ့သူကလုံးဝနုထော်ဟာလုံးဝဒါလည်းကိုယ်တိုင်ထုဆွတ်ထားတဲ့တော့တဲ့ဂျန်နာတခုပေါ့နော်ဆိုတော့မိုက်ပါတယ်ကျွန်တော်အဲ့ hope EP လဲကျွန်တော်နားထောင်ပြတယ်ပြီးတော့ bro နောက်တစ်ပုတ်ထွက်လာတယ်ဗါလဲဟိုထိတ်နေလीအော်အဲ့ကျွန်တော်မွေးနေ့မှာထုတ်တယ် yes အဲ့ဒါလေးတစ်ပုတ်ထွက်လာတယ်เนาะအဲ့ဒါလေးထွက်လာတယ်ပြီးတော့မှနောက်တစ်ခုကအဲ့ဒီဟို core reality ထွက်တာလုံးဝကျွန်တော်ဒါလက်ရှိဒါ NFI era တော့ကျွန်တော်အကြိုက်ဆုံးသိရတာ core reality ပေါ့เนาะပြီးတော့ music style လည်းအရင်မိုက်တယ် Frugal Flurry လည်းအရင်မိုက်တယ်ပြီးတော့နောက်တစ်ခုထပ်ပြီးတော့ရှာပြီးချီးကျူးရမယ်ဆိုကျွန်တော်အဲ့ဒီ music video ရိုက်ထားကျွန်တော်အရင်ကြိုက်တယ်အရင်မိုက်တယ်အရင်မိုက်တယ် pro အဲ့ဘယ် production နဲ့ရိုက်တယ်အဲ့ team 99နဲ့ team 99အဲ့ team 99မိုက်တယ်ဗျသူတို့စီကထွက်တဲ့ဟာဟိုမိုက်တာเนาะအဲ့လိုတော်မိုက်တယ် bro ရိုက်ထားတဲ့အဲ့ဒီဟိုဟာတော်ထူးဆန်းတယ်လေပြောလို့ stop motion လို့ဟာမျိုးနေလေရှူရှူဆိုတော့เนาะအဲ့လိုအရင်မိုက်တယ်ကျွန်တော်ပြီးသတိထားမိလားနောက်ပိုင်းထွက်လာတယ် NFI ထွက်လာတဲ့ဟာတွေအဲ့လို video ပိုင်းကလည်းတော်တော်အားကောင်းတယ်လို့ပြောလို့ရတယ်ပေါ့เนาะ bro music video လေးတော့တီချာလေးတော့ try နေရပဲဒါတော့မှပြောမလို့ကျွန်တော်အဲ့ falling for you လေး music video ကကျွန်တော်ရိုက်ထားတာအဲ့လိုမဟုတ်ဘူးတကယ်ကျတော့အစကျွန်တော်ဘောမှာအမှတ်ရဆုံးပေါ့အဲ့ music video ကကျွန်တော်တပုတ်လေးကိုနှစ်ခါပြန်ရိုက်ရတာပထမကျွန်တော်ရိုက်တဲ့ဟာအဲ့လို concept တစ်ခုရှိရဗျာ studio ထဲမှာပဲအဲ့လိုပန်းနေလည်းအများကြီးကျွန်တော်ဆင်လာတယ်အဲ့လိုနောက်ဆေးရုံကတင်နေပါတယ်ညာနေအဲ့လိုထားပါတော့ story line တစ်ခုဒါပေမဲ့ရိုက်ပြီးရဲ့နောက်2ရက်3ရက်လောက်ကြာရိုက်ထားတဲ့ data တွေကုန်ပြက်ကုန်ပြန်ရဲလဲပြန်တဲ့ကကျတော့အဲ့ concept တိုင်းမဟုတ်တော့ဘဲနဲ့ဒီဟိုဟာတွေရောက်ရုပ်ရှင်ုံတွေရောက်သွားတော့ဟုတ်အဲ့ဒါ core reality ပါကိုရင်တီးနေရောဟာလားအလုံးမိုက်တယ်နော်ဟိုကိုတီးတဲ့ဟာတွေပြီးတော့ဒီအလဲမှာပေါ့နော်အဲ့ဒီ chorus ပြီးသွားရင်လာတဲ့ drop ပဲခေါ်မလားဘယ်လိုခေါ် music file လေးပေါ့နော်အဲ့ဒါကြတော့ဒါအကိုဖန်တီးခဲ့တာလားဒါမှမဟုတ်အဲ့ production တွေရောဘယ်သူလုပ်တာလဲအဲ့ဒီအဲ့ဒါဟိုဆိုင်ကြီးဟုတ်တယ်အဲ့တော့အဲ့တပုတ်ကကျွန်တော်ဆိုင်ကြီးနဲ့အဲ့လိုကိုဆိုင်နဲ့ collab လုပ်လိုက်တယ်အဲ့ဆိုင်ကြီးမှာပဲကျွန်တော်တို့ဝိုင်းပြီးတော့အဲ့လိုဟိုစဉ်းစားပြီးတော့ဝိုင်းလုပ်ကြတာပေါ့အကုန်လုံးတူတူဟုတ်ဆိုင်ကြီးကတော့ idea ပေးပေါ့ထုံးစံတိုင်းဝ
ဝိုင်းစင်စားခေါင်းစားကြတာပေါ့ မိုက်မယ်လိုဒီလည်းတော်အားကောင်းတယ်ပြီးတော့မှသူကလို့ဒီ melody ကိုပဲတော့ပြီးရနေမှာကီးပါချိန်သွားတယ်ဆိုတဲ့အားမျိုးလေနော်pro ကတော့ဥစားပြတာပါဒါ pro ရဲ့ vocal range ကတော်တော်ကျယ်လို့ပြောလို့ရပါတယ် ကျွန်တော်ကဟိုမြင့်နေတယ်တော့မပါဘူးကျွန်တော် range က very tone ပဲ very tone ဟိုလို tenor လေးလို့အရင်မြင့်နေတယ်တော့မပါဘူးဒါပေမဲ့အမှန်တိုင်းပြောရင်ကျွန်တော်ဆိုတဲ့ range ကကျွန်တော်ဆိုနေတဲ့ဟာတွေကကျွန်တော်ဆိုတဲ့ range တွေနည်းနည်းတော့ကျော်ဟိုဘယ်လိုပြောမလဲအမြင့်ပိုင်းရောက်နေရပါတော့ဒီ hope EP မှာဆိုတချို့ချင်းတော်တော် range တော်တော်မြင့်မြင့်နေကိုပါတယ်ပေါ့နော်3ရက်လောက်ဆိုရတဲ့ချင်းတွေရှိတယ်တချို့ပါတယ်အဲ့လိုရော bro တွေက live ဆိုရင်အခက်အခဲရှိလား live ဆိုရင်တချို့အပုတ်ကြီးများရင်တော့လေတချို့ဟာတွေကကီးနည်းနည်းဟိုဖြစ်တာပေါ့ဟုတ်အဲ့လိုရောဆိုပြတယ်ကျွန်တော်နားတော့ကြည့်တဲ့အချိန်မှာ bro တော်တော်ကီး high ကီးတော်တော်ရွေးသုံးတာနော်အဲ့လိုမျိုးအဲ့ hope EP ကတော်တော်ထူးဆန်းတယ်ဒါပေမဲ့နောက်ပိုင်းထွက်လာတဲ့အချိန်က bro 3နဲ့ချိန်တော့ဝိုင်းပဲပြောရမလားကီးကိုအဲ့တော့ကတော့အဓိက saxophone အရင်လည်းမတီးသေးတာလည်းပါတာပေါ့အခုနောက်ပိုင်းကတော့ဒီလိုအဆင်ပြေဆိုကျွန်တော်အခုဆိုချင်းပုတ်လုံးကျွန်တော် live တော့ပါတွေ့ရဗျာ live ကြရင်ငါဒါကိုအဆင်ပြေပါမလားနောက်တစ်ခုပွင့်လင်းဝင်ခံစရာရှိတာလောက်တဲ့ချင်းတွေကကျွန်တော် saxophone တီးလို့အဆင်ပြေမဲ့ key ကိုရွေးပြီးကျွန်တော်လုံး approach ကျွန်တော် saxophone ဘာ key ပါရှိရလဲသူအဲ့လိုရှိရယ် saxophone တီးဥပမာဗျာ guitar မှာဆိုရင် bro ထားပါတော့ဒီ key ပဲထားပါတော့ဒီ key နဲ့ E flat key ကကက်ရပဲဗျာ saxophone မှာအဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးဒီနဲ့ E flat နဲ့ဘာမှမဆိုင်တော့ close လေးအဲ့လိုရှိတယ်ရှိတော့ saxophone တီးရတာအဆင်ပြေမဲ့ key ရွေးပြီးတော့ကျွန်တော်လဲဆိုရမှာအဆင်ပြေမဲ့ key ပေါ့နော်အဲ့လိုနှစ်ခုလုံးကိုရွေးပြီးတော့ကျွန်တော်တည်ပြစ်တာပေါ့ဟုတ်အဲ့လိုလားကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ကြားဘူးလေဒီ harmonica တို့ဘာလို့ဆိုရင်သူက C နဲ့ G နဲ့ပဲရှိတာလေသူကအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့သူကအဲ့လိုတော့မဟုတ် saxophone ကဘာလဲဆိုတော့ bro က guitar မှာကျွန်တော် alto saxophone ဆိုရင်ကျွန်တော်လာမှာdo bro ဆိုရင်ဥပမာဒါပါ bro C key မှာဆိုရင်ကျွန်တော်က A key အဲ့လိုတွက်ရတာဟုတ်ထူးတယ်ထူးဆန်းတယ်ကျွန်တော်တို့တခါမှသွားမလေးလာဘူးလေဒီ saxo အဲ့လေးမုတ်တူရကြကျွန်တော်နားမလဲဘူးကျွန်တော်အဲ့လိုမျိုးဒါဆိုတော့ကျွန်တော်ပြောတာ reality ဟုတ်တယ်ပြီးတော့အခုဟိုတလောမှာထော်ထားတယ်တပုတ်တော့เนาะနောက်ဆုံးထွက်ထားတဲ့အပုတ်လေးအဲ့ဒါလေးဆိုလေသူကဘယ်လိုပြောမလဲညင်အောင်လေးနဲ့အေးစစ်စစ်လေးပေါ့နော်အဲ့ဒီအတိတ်ဆိုတဲ့တခြင်းလေးပေါ့နော်အဲ့ဒီအကြောင်းလေးလည်းနည်းနည်းရှင်းပြပြပါဦးတခြင်းကကျွန်တော်ရေးတာကြားပြီအဲ့ကျွန်တော်အမေအပြောအဲ့ချင်း melody ကကျွန်တော်အဲ့ဆေးရုံမှာကျွန်တော်စောင့်ရင်းနဲ့ရတာစဉ်းစားမိအောင်တခြင်းရှောင်ကြီးနေဒါပေမဲ့အဲ့ချင်းကကျတော့ဟိုကျွန်တော်ဟိုစရေးရမဟုတ်ဟိုအဲ့ music ကအဲ့ Mozart တို့နဲ့လုပ်တဲ့ label မှာလုပ်မယ်ဆိုရင် Mozart ကအစအဲ့သူ piano piece လေးတခုကျွန်တော်ပို့တာအဲ့ကျွန်တော်အဲ့ပုံမှာလိုက်ရေးရပါတော့ရေးပြီးတော့မှနောက်ပိုင်းမလုပ်ဖြစ်တော့ဘူးဆိုတော့ Mozart ငါတို့ဒီချင်းလေးတော့ပြန်သုံးကျင်တယ်ပါညာ Mozart ကချောက်ချင်းတွေပြောစရာမလိုဘူးဆိုတော့ ဒါကျွန်တော်တို့ arrangement နဲ့ကျွန်တော်ပြန်ပြီး produce ပြန်လုပ်ပြီးတော့ထုတ်လိုက်တာပေါ့ဟုတ်အခုအဲ့ချင်းလေးကိုဘယ်လိုဖန်တီးခဲ့လဲအဲ့ချင်းလုံးတော့အမှတ်တရလေးပြောပြပါလားတဲ့နောက်ဆုံးချင်းလေးအဲ့တချင်းကတော်တော်များများဟိုဟာကူတူနီpiano နဲ့ဟုတ်ကျွန်တော်အနောက်ပိုင်း expression တက်တဲ့နာမှာပဲ guitar ပါဟုတ်တယ်နည်းနည်းဝင်တီးတာအဲ့လောက်ပဲရှိတယ်ဟုတ်တကယ်အချင်းကကျွန်တော်တို့အဲ့လို music video ရိုက်ဖို့တွေပါတယ်အစား plan မရှိဘူးနောက်ဆုံးပုံအနေနဲ့ဟိုထားပါတော့ iMPV ရဲ့ဟို true power အခွင့်မှာဆိုရင်နောက်ဆုံးမှာ doom ဆိုရပေါ့အဲ့ပုတ်ပုံစံမျိုးကျွန်တော်တို့အဲ့လိုနောက်ဆုံးပုံအနေနဲ့ထားမယ်ဆိုပြီးတော့လှုပ်လိုက်ပေမဲ့ဒါကျွန်တော်တို့ကိုရိုက်စီခြင်းတဲ့သူကရိုက်လိုက်ပါဆိုတော့ကျွန်တော်လည်းအဲ့လိုနဲ့ရိုက်ဖြစ်သွားတော့အခုတော့ဒါပြီးရောချားမှာလားစိတ်ထွက်လာဖို့ရှိလားရှင်းနေဒီနှစ်မကုန်ခင်တော့တပုတ်လောက်တော့ထွက်အောင်လိမ့်မယ်ပြီးတော့မှတော့ album live လုပ်နေပါတော့ကျွန်တော် album မထွက်ခင်တော့အဲ့လိုမျိုးတပုတ်ချင်းစီတော့နည်းနည်းထုတ်သွားဖို့တော့ရှိတယ်ငါဘလို့တော့ဖြစ်မှတင်တာပဲကျန်တဲ့တဝက်လောက်တော့ event နဲ့ထည့်မယ်ပေါ့ပြီးတော့ kit ကိုကလည်းအခု kit ကိုအဲ့လိုတပုတ်ချင်းစီထွက်တဲ့ kit ကိုရောက်လာပြီเนาะကျွန်တော်လည်းအဲ့လိုခန်းစားမိတယ်ဒီ album လိုက်ကြီးထွက်ရတဲ့ဟာနဲလာရောနိုင်ငံခြားမှာဆိုတပုတ်ချင်းစီပဲလွတ်တော့တယ်ပြီးတော့မှအဲ့တပုတ်ချင်းစီလွတ်တဲ့ဟာတွေပြန်စုပြီးတော့ album နေနဲ့ပဲထွက်လာရတယ်အဲ့တော့ဟိုဘရိုအနေနဲ့ရောတဲ့တချင်းတပုတ်ချင်းလွတ်ရတော့ကြိုက်လားတော့ album လိုက်လွတ်လိုက်ရတော့ကြိုက်လားကျွန်တော် personally ကကျွန်တော်တပုတ်ချင်းပဲပူကြိုက်လားတပုတ်ချင်းပဲပူကြိုက်တယ်ဒါပေမဲ့ဘာလို့ album လောက်ရလဲဆိုတော့ကျွန်တော်ခံယူချက်ပေါ့နော် artist တိုင်းရဲ့ဘဝမှာ album တော့ရှိတယ်ဒါမိုင်းဆုံးပဲ yes ဒါ album တော့ထွက်တယ်ဆိုတော့ album တော့ထွက်မှရမယ်ဟိုထားပါတော့ album 2ခု3ခုလောက်ပြီးတော့မှနောက်ပိုင်းတပုတ်ချင်းစီထွက်ချင်လဲထွက်ပေါ့နော်ဒါကတော့ဘာဖြစ် album တော့ထွက်ထားတဲ့နေလို့ကျွန်တော်ခံယူတာပေါ့အဲ့မလို့ဟုတ်ဒီကျွန်တော်တို့ဆိုလည်းငယ်တဲ့တချင်းသားထောင်ရကျွန်တော်ကျတော့ album လိုက်ကြိုက်တာပေါ့နော်ပြီးတော့ဒီ album တစ်ခုရဲ့ vibe ပေါ့ဒီ album တစ်ချက်က
ဘာလို့ဖြစ်နေမလဲပေါ့သူရဲ့ပေးခြင်းနဲ့ရတာပြီးတော့သူရဲ့ပေးခြင်းနဲ့စိတ်ခံစားမှုအဲ့အဲ့တစ်ချက်လုံးနားထောင်ပါပဲအဲ့ဒါကိုရတယ်ဗျာနှုံးမဆိုရင်မရနိုင်ဘူးဗျာတဲ့လားအဲ့တော့ဒီကျွန်တော်နေတယ်ဆိုကျွန်တော် album light ထုတ်ရတာကိုကျွန်တော်ပို့ကြိုက်တယ်ဒါပေမဲ့ခေတ်ကာလအနေထားရကြတော့လေကျွန်တော်တပုတ်ချင်းထုတ်ပေါ်ရမှာဟုတ်တယ်အဲ့တော့တပုတ်ချင်းထုတ်တာနဲ့ album light ထုတ်တာနောက်တော့ကွာခြားချက်တစ်ခုထပ်ပေါ်လာတယ်ကျွန်တော်တို့က album light ထုတ်လိုက်ရင်ဗျာတစ်ခွေလုံးစာမှာ album add တစ်ခုရနေပြီးပြီဗျာ production စီကဒီအခွေကူးတာဘာညာနဲ့ကုန်တယ်အဲ့ဒါကုန်တယ်ဟိုမှာကြောက်မဟုတ်တပုတ်ချင်းစီလိုက် album add လာမယ်ပြီးတော့ကျွန်တော်တို့ကဒီတချင်းကြီးပဲအရင်လို MP3 လွတ်ပေးလိုက်လို့မရတော့ဘူးဒါတပုတ်ချင်းလွတ်တဲ့ဖြစ်တဲ့အတွက်အနည်းဆုံးတော့ကျွန်တော်တို့ကဒီ visualizer လေးအနည်းဆုံးလုပ်ပေးရတယ်ရတောင်းမို့လဲ lyric video လေးအဲ့လောက်တော့လုပ်ရတယ်ပေါ့တကယ်လုံးနိုင်တဲ့လူတွေကြတယ်ထပ်ပြီးတော့ဟိုငွေကြေးသုံးနိုင်တဲ့လူတွေကြတော့လဲ music video ထပ်ရိုက်လာတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ဒီတချင်းရဲ့ကဏ္ဍမှာဒီ video ရပ်ပါလာတယ်ဆိုတော့အပိုင်းကိုရောက်လာရောเนาะအဲ့ထဲမှာမှဒါ NFI ဆိုတာဒီ video တွေကိုတေချာလောက်လာတယ်တေချာလေးထားနဲ့ video ဘန်းကိုလည်းအားဆိုင်ပြီးလောက်တာတော့ကျွန်တော်တွေ့ရတယ်ပေါ့เนาะအဲ့တော့ဒီ bro ခံယူချက်အရာဒီ video နဲ့ audio ရဲ့အတွဲပေါ့เนาะအဲ့ဒါဘယ်လောက်ထိအရေးကြီးလဲဆိုတော့လည်းပြောပြပါလားအဓိကတော့ကျွန်တော်တို့ audio သမားတွေ audio သမားဆိုကျွန်တော်တို့ကတော့ audio ပဲအဓိကကျွန်တော်တို့ပေးချင်တဲ့ message ကို audio ကပဲရစေချင်တယ်ဗျာအဓိကကတော့ဒါမဲ့လည်းခစ်ကာလာဘရိုကနာပြောလို့ခစ်ကာလာအရာ visual ကမပါမဖြစ်လိုအပ်လာပြီဆိုတော့လေအဲ့ဒါကကျွန်တော်စဉ်းစားရတာပေါ့နော်ကျွန်တော်အာသန်တာတော့ audio ပဲပို့ပြီးအာသန်တာပေါ့ visual ကျတော့ကျွန်တော်တို့ third party ရဲ့ idea တွေလည်းကျွန်တော်သုံးရပြီဗျာကျွန်တော်တို့ကြီးပဲဟိုဖြစ်လို့မရတော့ဘူးအဲ့ဒါကြီးရှိရောတော်တော်ကောင်းမွန်ဘရိုကလောက်ထားတာဒီ video နဲ့ပတ်သက်လာဟိုပြောချင်တာဗျာဟို video ထွက်ပြီးတော့လောက်ထားတဲ့ level မှာလုံးဝမရှိဘူးဗျာတိတ်ချောက်ဟိုအားဆိုင်ထားတော့လေတွေ့ရရိုက်ကွေးတွေဆိုရင်လေလေဒါရိုက်ပြီးရဲ့ driver ဟိုတခြား camera အဖွဲ့အားလုံးပါပဲအားလုံးဟိုအကောင်းဆုံးလုပ်ပေးကြလို့ပေါ့တော့အဲ့တော့ခုကြစိတ်တွေကတော့အများကြီးပေါ့နော်ကျွန်တော်လည်းပြောပဲအဲ့ဒါလည်းပြန်ကာမိရလားမနိုင်ပြောရတော့မကာမိဘူးမကာမိဘူးဆိုတာလည်းအစိုးရကကျွန်တော်တို့လည်းတိတ်ပြီးတော့ကျွန်တော်အခုနောက်ပိုင်း bro ကအရင်တော့လို့မဟုတ်တော့ကျွန်တော် music လုပ်တယ်ကျွန်တော်အဲ့လိုမျိုးဘာမှတိတ်ဟိုမျှော်လင့်ပြီးလုပ်နေရမျိုးကျွန်တော်မရှိတော့ကျွန်တော်အခုဟိုကြုံလုံးပြောမယ်ဆိုအခုလောဖြစ်သွားတဲ့ကိစ္စမှာဆိုကျွန်တော်မှအတွေးတွေပိုဝင်လာပြီဗျာကျွန်တော်တို့လုံနိုင်နေတဲ့အချိန်မှာငါတို့ဘယ်လောက်ထိအကောင်းဆုံးလုပ်မလဲဘယ်လောက်ထိလုပ်သွားမလဲကျွန်တော်တို့အောင်မြင်မှုကအဲ့ဒါပဲကျွန်တော်တခြင်းကိုအဲ့လိုမျိုးလူကျွန်တော်မှန်တိုင်းပြောရရင်ကျွန်တော်ဟိုလိုမျိုးနာမည်အရင်ကြီးလူတကာသိရ celebrity လဲကျွန်တော်မဖြစ်ချင်ဘူးကျွန်တော်အဲ့လိုအနေထိုင်ချက်တာမျိုးကျွန်တော်မလိုချင်ဘူးပေါ့နော်ကျွန်တော်လုပ်ချင်တာလေးလုပ်မယ်ဟိုကျွန်တော်လုပ်တာကိုခန်းစားပေးနိုင်တယ်ကျွန်တော်ရေမချင်းတူတဲ့မိသားစုတစုလောက်ရှိရင်ရရပြကျွန်တော်အများကြီးမမျှော်လင့်ပါဘူးကျွန်တော်ဒါမဲ့ကျွန်တော်နားလည်ပြီးရဲကျွန်တော်လုပ်တဲ့တခြင်းတွေကိုကြိုက်ပေးတဲ့သူတွေအတွက်တော့ကျွန်တော်အကောင်းဆုံးပေးဆက်သွားမယ်ကျွန်တော်အကောင်းဆုံးလုပ်သွားမယ်ပေါ့အဲ့တော့ဒီ streaming တွေပေါ့ဗျာကျွန်တော်တို့ဒီ Spotify တို့ iTunes တို့ပေါ့နော်တဲ့ကျွန်တော်တို့တခြင်းတွေကိုအဓိကကျွန်တော်တို့ရောင်းနေရတဲ့နေရာပေါ့နော်အဲ့ဒီကနေရလာတဲ့ဝင်ငွေတွေရောဘန်အတွက်လက်ရှိကိုလုံလောက်လားဟဲ့ပါကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့လက်ရှိအဓိက income တော့ကျွန်တော်ဆိုအပြင်မှာစက်စုံတီးရပါတော့ကျွန်တော်အပြင်မှာပွဲလေးလိုက်တီးရကျွန်တော် coffee sign နေတီးရအဓိကအိုက်ကပါပဲကျွန်တော်ရဲ့အဓိကနောက်ကျွန်တော်အချို့ commercial လေးလာအဲ့ဆိုတာရှိတယ်ရေးတာရှိရပေါ့နော်အဲ့ရလေးအဓိကကျွန်တော် income ပေါ့ဟုတ်ရေးတယ်ဆိုကိုရဲဟင်းကတချင်းကရေးလာဝါလာပါလားရေးတယ်ကျွန်တော်ကရေးတယ်အဲ့လောက်ဒီအဖြစ်မရှိဘူးနည်းနည်းတပုတ်ဆနှစ်ပုတ်ဆလောက်ရှိတာဟုတ်အဲ့တော့ဟိုတချင်းဆိုတာလဲဝါတော့မပေါ့လားဆိုတာအဲ့လိုတိတ်မဆိုးနိုင်တာကျွန်တော်ကကြာဘောမဆိုးနိုင်ဘူးဆိုတာမရှိပါဘူးเนาะဘရိုတကယ်ဆိုရင်အကျင့်ဆိုချင်းပါပဲဒါတော့ဒီကအကျင့်မရှိတာဘူးတိတ်မဆိုးဖြစ်တော့ဟိုရင်ကြာအရင်အေးစေးတယ်ထင်တယ်လောစကားပြောလဲနေတယ်သူကလို့လုံးဝဒါအသေးတော့တည်တယ်အသေးတော့ဖြော်တယ်ရေးလဲကြိုက်တယ်ဆိုတော့အဲ့တော့ဘရိုဆိုလဲဒါဘရိုပြောတဲ့ပုံရဆိုဘရိုဂီတာသမားတွေနဲ့အများကြီးလုံးလို့ဘရိုကြုံတယ်ပေါ့နော်အခုကကိုရင်းနဲ့လုံးလို့ရတဲ့ history ကကိုရင်းရှိမှပြောပြပါလားဘရိုအဲ့ဒါရန်တိုက်ကိုရင်းကကျွန်တော်မျိုးကိုရင်းမှာကျွန်တော်အများအားပြောနေကြရှိတယ်ကိုရင်းမှာသူ့ကိုယ်ပိုင် unique ဖြစ်တဲ့ style တစ်ခုရှိရဗျာအဲ့သူ့အချိန်တစ်ခုပေးလိုက်ရင်တော့သူစီထွက်လာတဲ့အရာတွေကတိတ်ခွဲပြားတယ်ဗျာအဲ့တခုတော့တော်တော်မိုက်တယ်အချိန်ယူရတဲ့အချိန်ရစက်တော့ရခဲ့တာပုံစံမခိုင်းဘူးဟုတ်တယ်ဗျာဟိုအဲ့ဒီအရန်နုပညာဆန်တဲ့ဆိုတော့ creation သမားတွေတော်တော်များများအဲ့လိုသူအချိန်တော့ယူတယ်အချိန်တော့ယူတယ်သူကဟို
deadline နဲ့အလုံးမလုံးတော့ဗျာသူတို့အဲ့လိုသူတို့ feel လာပါတကယ်ကျွန်တော်ထင်တာပေါ့နော်ဘာလို့ကျွန်တော်ဖို့ရဲကောင်တွေလည်းအဲ့လိုကောင်တွေပဲဗျာဒီလားအောင်သူတို့ကအတကုံကြားတဲ့ကောင်တွေအဲ့ကောင်တွေဒီလားအဲ့လိုမပြီးသေးဘူးလားကျွန်တော်တို့ကြတော့အဲ့လိုနည်းနည်းဘယ်လိုပြောရမလဲကျွန်တော်နည်းနည်းလို့စိတ်မြန်လက်မြန်စိတ်မရှိလို့ဖြစ်တော့ကျွန်တော်စိတ်မရှိဘူးမပြီးသေးဘူးလားဒါပေမဲ့သူတို့ထားလို့ပြီးဆိုတော့ခဏပဲပြီးတာသူတို့ထားလို့ခဏလေးနဲ့ပြီးတာမလုံးချင်ဘူးဆိုလည်းမျောနေပြီဆိုတော့မလုံးတော့အကြာကြီးပဲသွားတော့နော်အဲ့တော့ bro ကအဲ့လိုမျိုးစိတ်ခံချက်စားချက်ကိုဦးစားပေးတဲ့လူလားဒါမှမဟုတ်လုံးဝကိုလုံးဆရာရှိတော့လုံးမယ်ဆိုတဲ့လူလားကျွန်တော်တော့နည်းနည်းတွက်တယ်ပါပဲကျွန်တော်အကုန်လုံးလိုက်တွန်းတယ်ဟုတ်လိုက်ဆွဲလိုက်တွန်းပေါ့လို့ဥပမာကျွန်တော်တချင်းလုံးမယ်ဆိုလဲကျွန်တော်တချင်းစရေးတွေကအဆုံးထိကျွန်တော်ဝင်ပြီးတော့ဟိုအားချောင်းနေပေါ့နော်ကျွန်တော်ဟိုအဲ့လိုမျိုးဓာကြီးပဲကောင်းတယ်ဓာကြီးပဲအဲ့လိုကြီးတော့မရှိပါဘူးဒါအကုန်လုံးရဲ့ idea ကိုတော့ကျွန်တော်အကုန်လုံးယူတယ်ဗျာဟိုအကုန်လုံးဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဘာထည့်ချင်လဲဒါကျွန်တော်အမြဲတမ်းမေးတယ်ပေါ့နော်ဒါပေမဲ့တပုံလုံးအစအဆုံးကတော့ကျွန်တော်အကုန်ဝင်ပါပြတယ်ပေါ့အဲ့လိုတီးနေချိန်တော့တူတူဘေးနားမှာထိုင်နေလားဒါမှမဟုတ်ပြီးမှ fight ပို့လိုက်တာလားအမို့ကျွန်တော်ရှိတယ်ထိုင်ရှိတာပါလို့စတူဒီယိုမှာဆိုကျွန်တော်ရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းဖမ်းပြီးတယ်အဲ့လိုမျိုးတီးရတဲ့အချိန်ကအေးဗျာဆိုတော့ကျွန်တော်ဟိုပြောနေတဲ့အကြောင်းအရာဒီ streaming platform တွေပေါ့နော်အဲ့ရနေဝင်ငွေဆိုကျွန်တော်တို့ဆိုလေဘာအမရဘူးဗျာဒီဘာမှမရဘူးတကယ်ကျွန်တော်တို့ဖြစ်တင်တာပေါ့နော်ကျွန်တော်တို့ music သမားတွေအဲ့ရနေရကျွန်တော်တို့အသက်ရှင်ဖို့တခုဖြစ်တင်တယ်ပေါ့နော်ဒါကျွန်တော်တို့ကအမှမဖြစ်တော့ဘာလို့ရလဲဆိုတော့အဲ့ဒီ YouTube ကိုသွားတယ်ဗျာ YouTube သွားရင်ဘယ်လိုလဲသိရရုပ်ပါမှရတော့မှာအတန်တခုတွေကျွန်တော်တို့ဘယ်လိုမှသွားလို့မရတော့ရုပ်ပါမှရတော့အဲ့တော့ဟိုဘယ်လိုပြောရမလဲဒီလောက်ပဲကုန်မဲ့ကိစ္စဗီဒီယိုကပါလာတော့နှက်စားကုန်ပြီဗျာအဲ့ကိစ္စကြီးเนาะကျွန်တော်တို့ဒီဝင်ငွေနဲ့ထက်ငွေနဲ့ကတော့အခုတည်းမျှတာမှုမရှိသေးဘူးပေါ့နော်ပြီးတော့ကျွန်တော်လဲတာဘရိုနဲ့တွေ့ပြီးတော့တခြား artist နဲ့တွေ့ကျွန်တော်ဆိုအမြဲပြောပြတာကျွန်တော်တို့အဓိကဒီ fan news ပေါ့နော်အဲ့ဒီတချင်းမြတ်နားထောင်စေချင်တာကျွန်တော်ကကျတော့ဒီ Spotify လို့ iTunes လို့ဘက်ကနေကျွန်တော်ပို့လိုချင်တာဗျအဲ့ဘက်ကရတဲ့ဟာကိုကျွန်တော်ကပို့ပြီးတော့ဘယ်လိုပြောရမလဲကျွန်တော်စစ်မှန်တယ်လို့ကျွန်တော်ဆိုခံစားဒါကျွန်တော်တချင်းကိုတကယ်နားထောင်တဲ့လူတွေပေါ့နော်ဟိုကကျတော့ရုပ်ပါတယ်ဖြစ်တဲ့အတွက်ထားပါအောင်ရုပ်ကောင်းလို့ကြိုက်ရင်ကြိုက်မယ်ဗျာဟိုကကျတော့ကျွန်တော်တချင်း only ပဲကျွန်တော်တချင်းတောင်တို့နားထောင်စေချင်တာကျွန်တော်ဒီ Spotify တွေ iTunes တွေအဲ့လိုဟာတွေ streaming platform တွေပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်ဟိုအားထားပြီးတော့ဟိုတိုက်တွန်းစေချင်တယ်ကိုယ့်ရဲ့တက်ဆိုင်ရာကိုယ့်ရဲ့လူတွေကိုလည်းဒါတွေကိုကျွန်တော်တို့များနားထောင်ပေးဖို့ကျွန်တော်တို့ဘက်ကနေလမ်းပြပေးရပါဗျာเนาะအဲ့တော့မှလည်းတို့တချင်းနားထောင်တဲ့ဟာတခုပြောင်းလဲလာအောင်เนาะပြီးကျွန်တော်တို့ကိုယ်တိုင်အစားနောက်ပိုင်းဒီတချင်းကိုနားထောင်ရင်ဒီ Spotify တို့ဝယ်သွားပြီးတော့ဝယ်ပြီးတော့နားထောင်တော့တယ်ဘယ်သူမှ physical အခွေကိုဝယ်ရခေတော့မဟုတ်တော့ဘူးဗျာဒီလားအဲ့တော့ဒီဟာကိုပဲကျွန်တော်တို့အားကိုးနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ band တွေကျွန်တော်တို့ဒီ music သမားတွေကျွန်တော်ရှေ့ဆက်ပေါ်အဲ့ဒါအရေးကြီးရလို့ကျွန်တော်တို့မြင်မိတယ်ပေါ့နော်ဘရိုအဲ့တော့ဒီဘရိုဒီအဓိကအားထားတဲ့ဒီ streaming platform ဆိုဘယ်ဟာဖြစ်မလဲဘရိုကျွန်တော် Spotify ပေါ့ Spotify ပေါ့ YouTube ပေါ့ဟုတ်အဲ့လိုပြောလိုက် YouTube ကတော့ video လဲပါတော့သူတို့ဘက်ကနေပြန်ဝင်လာတဲ့ဝင်ငွေကတော့သူတို့ပိုကောင်းတယ်ဗျာဟိုဘက်ကကျတော့ Spotify အရင်နဲလို့အားကြီးတယ်ပေါ့နော်ပြီးတော့ဒီတချင်းတွေ online ပေါ်မှာဒီလို monetize လုပ်တဲ့ဟာမှာရောဘရိုအခက်အခဲတွေဘယ်လိုရင်ဆိုင်ရတယ်ဘယ်လိုရှိလဲဘရိုလောလောဆယ်ကတော့ကျွန်တော်တို့အဲ့ဒါတက်ပါတီပဲဟိုဖြစ်တာတော့အစင်းတော့ပြေးပါတယ်အစင်းတော့ပြေးတာပေါ့နော်ဟုတ်အခုကလည်းအဲ့လိုဟာတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့စီမှာလည်းလုပ်တယ်ပေါ့နော်ဒီမှာဆိုလည်းအဲ့ဒါတွေလုပ်တယ်ဆိုတော့အဲ့ရနေပါတစ်စင်းကျွန်တော်တို့ဒီဘယ်လိုပြောရမလဲနောက်ရှေ့ဆက်မဲ့ဟာတဲ့အနှဲငယ်ပေါ့ဝင်ငွေလေးအနှဲငယ်တခုရလာတာပေါ့နော်ဒါတော့လောင်းရတယ်ဆိုဟုတ်မရှိသေးပါဘူးအဲ့တော့ဒီ music copyright နဲ့ပတ်သက်တဲ့ဟာတွေရောဘယ်လိုနားလည်တာလဲပြီးတော့ဘယ်လိုလေ့လာဖြစ်လာပေါ့အဲ့ကိစ္စတွေရော copyright ကတော့ကျွန်တော်နည်းနည်းအားနည်းမှန်တင်တာအရင်ကြီးတော့ကျွန်တော်သိဟိုထဲဝင်ကြီးတော့တီးတင်လောက်တော့တီးရပါတော့ထဲဝင်ကြီးတော့အရင်ကြီးတော့ကျွန်တော်ပြောမယ်ဆိုကျွန်တော်တချင်းပဲလို့ချင်းပဲလို့ချင်ဒါပေမဲ့ဒီဘက်ခစ်ကြောက်လဲဒါရလိုအပ်လာတီးမှရဟုတ်တယ်ဇလန်တွေကရှုပ်လာပြီလေဒါတွေရတယ်ဒီလားအဲ့လို copyright ကိစ္စနဲ့ပတ်သက်တာအခုကျွန်တော်တို့ရဲ့ဟိုအလွယ်ဆုံးအဖြစ်နိုင်ဆုံးပြောပြရင်နောက်ဆုံးမြုပ်နေတယ်ဆိုတဲ့ကိစ္စပေါ့နော်ဒါကျွန်တော်ဒီ social media platform တွေမှာမြုပ်နေတယ်ပြီးတော့ကိုယ့်တချင်းတွေကိုသူများတွေရဲ့ page တွေသူများတွေရဲ့ account တွေကနေတင်ထားတဲ့ဟာမျိုးတွေဒါမျိုးတွေကိုကျွန်တော်တို့ကဒီကာကွယ်ဖို့ကဒီ music right ဟို copyright အဲ့ဒါကိုကျွန်တော်နားလေဒီမှာရမယ်လို့ထင်တာပေါ့နော်အဲ့တော့ကျွန်တော်နောက်ဆုံးမသိရင်တော့ကိုသက်စော်ပဲအားကိုဒါပဲကိုသက်စော်အားလုံးဆရာသက်ပဲအဲ့ဒါဆရာသက်ဟိုလုံးရင် class လုံးရင်တော့တက်ဆက်လက်မျိုးလူတွေလည်းကျွန်တော်တို့ဘက်မှာအများကြီးလိုအပ်တယ်ပေါ့နော်သူတို့လိုဒီ music copyright တွေပြီးတော့ဒီလိုမျိုး management တွေကိုတောင်းယူပေးနေတဲ့လူကလည်းလိုအပ်တယ်ပေါ့ပြီးတော့ဒီ bro band မှာရောဒီလိုမျိုး management တွေပဲလုပ်တယ်ဒီ manager လို့ပုံစံမျိုးရောဘယ်လိုထားတာလားအခုအဲ့လိုမျိုးတက်မတ်တော့ကျွန်တော်မရှိဘူးအဓိကတော့ကျွန်တော်နဲ့နောက်ကူပေးတဲ့တယောက်တော့ရှိရပေါ့နော်အဲ့တယောက်နဲ့2ယောက်လောက်ကြတယ်ပေါ့ဟုတ်ဘာလို့ program လည်းတကယ်စင်မမတက်ဆိုနေရတယ်တက်တီးနေရတယ်ဆိုတဲ့အချိန်မှာကျတော့အဲ့ဒါတွေ bro လဲကြည့်နိုင်တော့မှာပေါ့ကို artist ဖြစ်သွားပြီလေလို့ချိန်ပြူပဲကြာတကယ်တော့အဲ့လိုမျိုးလူတွေလည်းကျွန်တော်တို့ဒီလို DY တွေ band တွေမှာ
ဟိုတယောက်လောက်တော့အနည်းဆုံးတော့ရှိတဲ့တယ်လို့ကျွန်တော်ထင်တယ် ကျွန်တော် manager ကတော့လိုတယ် manager ကတော့လိုတယ်ပွဲတွေဆိုရင် ပြီးတော့ဒီကျွန်တော်လက်ရှိလူငယ်ဘန်တွေပေါ့ဗျာမြန်မာနိုင်ငံဘန်တွေပဲထားပါအဲ့ဘန်တွေကဒီလိုမျိုး sponsor တွေဘာတွေရောခက်ခဲလားလိုက်ရတာ ကံပဲပြောရမှာပဲ bro ပြောမှဆိုဟိုမလွယ်တာတော့ကျင်းသေးတယ်ဗျာဘာလို့ဆိုတော့ဘယ်သူမှတော့ဟိုပြောရမလဲမကျင်းသေးတဲ့အရာကြီးတခုဘယ်သူမှတော့မလုပ်ဖို့ဆိုတာမလွယ်ဘူး လွယ်လေနော် ဒါမှလည်းကံပေါ့ကံကောင်းရင်တော့ဖြစ်သွားတာပဲ ဟိုတေးကြတာတော့ကျွန်တော် pop star တွေလောက်တော့ကျွန်တော်တို့ကဒါမျိုးတွေလာမှာမဟုတ်ဘူးဗျာเนาะကျွန်တော်တို့ရဲ့ဟို popularity ဖြစ်မှုအောင်မြင်ကြွကြားမှုတွေပြီးတော့ဒီ engagement ဆိုတဲ့ကိန်းကနန်းတွေကတော့ကျွန်တော်တို့ကတေးကြသူတို့ကျွန်တော်တို့မရှင်းနိုင်ဘူးလीเนาะအဲ့တော့ဒီ pop star တွေကိုမရှင်းနိုင်ဘူးအဲ့တော့အဲ့လိုမျိုး sponsor တွေဘာတွေမရှိဘူး producer တွေမရှိရင်တော့ကျွန်တော်ဘယ်လိုဆက်လုပ်ရမလဲ အဓိကကျွန်တော်ခုနပြောနေတဲ့ audio ပဲကျွန်တော်အားကိုးခြင်းတယ်ဆိုတာအဲ့ဒါလည်းပါတယ် ဟုတ် ဘာပြောလူတယောက်ကိုကျွန်တော် audio နဲ့ဟိုတင်မှာချိတ်ဆက်နိုင်ပြီဆိုရင် visual ကအဲ့လိုကြီး percent နည်းသွားမယ်ထင်တာပဲတက်ရောက်မယ် percent ဆိုတော့အဲ့လိုတပုတ်ကနေဖြစ်သွားရင်တော့နောက်ပိုင်းဟာတွေကတော့သူ့ဘာနဲ့သူရှေ့မှာလည်းအဲ့လိုဖြစ်ခဲ့တဲ့လူတွေလည်းကျွန်တော်တွေ့နေရပဲတည်မှာအဲ့လိုလေးတော့ရှိမယ်ထင်တာပေါ့ ဒီ bro music video တွေဖန်တီးတဲ့အချိန်မှာရောဒီ budget နဲ့ creative နဲ့ဘယ်လိုချိန်ညှိလဲအဲ့ဒါ budget ကကြတော့ဟိုဘယ်လိုပြောရမလဲ reality ရိုက်တော့ဆိုရင်ကျွန်တော်စုထားတဲ့ saxophone TV ရောစုထားတဲ့ပတ်စံလေးအဲ့တော့ကျွန်တော် sponsor 10 သိန်းလားမသိဘူးရတယ်ဒါပေမဲ့10 သိန်းဆိုတာရိုက်တဲ့ budget နဲ့ကဘာမှမဟုတ်လေနော်10 သိန်းဒါမဲ့လည်းဟိုအထောက်ပံ့တစ်ခုတော့ဖြစ်ခဲ့ပါတယ်အဲ့ကူညီပေးရလို့လည်းကျွန်တော်တို့ဒီကနေကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဟိုအဲ့လိုပေါ့ကျွန်တော်နှစ်နှစ်လောက်စုထားတဲ့ saxophone TV စုထားတဲ့ပတ်စံလေးအကုန်လုံးထဲလိုက်ရတာရိုက်ချလိုက်ဘာလို့ကျွန်တော်နှစ်မျိုးလားမေးရင်ကျွန်တော်မနှစ်မျိုးဘာလို့ဆိုကျွန်တော်ရည်ရွယ်ထားတယ်ကျွန်တော်အခုပြင်မှာပတ်စံရှာများအကုန်လုံး NFI တို့ပဲဗျာကျွန်တော်ဒီမှာချင်းပြန်လုပ်ဖို့ဒီဘန်ရဲ့ဒီဘန်မှာဟိုကျွန်တော်ကိုယ်ပိုင်ရက်တည်မှုအတွက်ကတော့တစ်ပိုင်းပေါ့နော်ကျန်တဲ့ဟာတွေအကုန်လုံးကဒီတချင်းပြန်လုပ်ဖို့အတွက်ပဲကျွန်တော်ရည်ရွယ်ထားဆိုတော့ဒါကျွန်တော်ရဲ့ဟိုရည်ရွယ်ချက်ကိုကျွန်တော်ပြန်ပြီးအကောင့်ထဲပေါ်လို့ပဲကျွန်တော်သတ်မှတ်ထားတယ်ပေါ့ဟုတ်ပြီးတော့ဒီ quality တွေကလည်းဒီ budget တွေနဲ့တော့တိုက်ရိုက်ထိုးကြတယ်ဟုတ်လားကျွန်တော်တို့ဘယ်လောက်ရင်းနှီးမြုပ်နှံမှုလုပ်လဲပေါ့နော်အဲ့လိုအဲ့ Korea ဒီရိုင်းတော့ဆိုရှောက်တော့လို့မေးပါတော့အဲ့ team နဲ့ကလည်းကျွန်တော်တို့ဟိုဟာဒီ production စရိတ်ကိုဟိုပေါ့နည်းနည်းပေါ့တဝက်လောက်ဖြစ်မယ်ထင်တယ်သူတို့ဟိုဟာလုပ်ကူပေးရပေါ့နော်ဟုတ်ဒါဆို bro ကအဲ့လိုရင်းနှီးမှုရှိတာလားရှိရအဲ့ဒါကြောင့်မလို့အဲ့ဖွဲ့တော်တော်ကောင်းတယ်ဗျကျွန်တော်လေ့လာကြည့်တယ်လေကျွန်တော်တော်တော်ကောင်းတယ်မိုက်တယ်ဗျအဲ့လိုသူတို့ဟိုဟာဘန်ကောက်တော့အဖွဲ့သားတွေထွက်သွားကြပြီသူတို့လည်းလူငယ်တွေပဲเนาะလူငယ်တွေပဲကျွန်တော်သိသလောက်ဆိုလူငယ်တွေပဲအဲ့လိုမျိုးလေးဗျာတယောက်နဲ့တယောက်လေးတွေအဲ့လိုကူညီမှပဲကျွန်တော်တို့ကလည်းရှေ့ရောက်တော့မှာလေเนาะဟိုကျွန်တော်တို့ကြတော့စောနာပြောသလိုဒီ sponsor တွေလိုက်မယ် brand တွေလိုက်မယ်ကျွန်တော်တို့ဘယ်သူမှစိတ်ဝင်စားကြဘူးဗျာဘယ်သူမှစိတ်ဝင်စားဘူးကျွန်တော်တို့လည်းတင်ဘူးခဲ့တယ်တင် process ဆိုတော့တင်ကြပြီးဘာမှလည်းမရပါဘူးဗျာဟိုဘာမှမဟုတ်တဲ့ဟိုဘာမှမဟုတ်ဘူးလို့သူများမပြောချင်ပါဘူးတကယ် pop star တွေကြတော့လဲဗျာဒီလားသူတို့ကတော့မလိုချင်ပါဘူးဆိုလာပေးနေတာအတင်းရသလားကျတော့ popularity ပဲကြီးကြီးဒါပဲဆိုတာပြောကျွန်တော်တို့ကဆိုတော့ဒါဖြစ်ကျွန်တော်တို့ဘက်ကတော့ဒါကိုစူးစမ်းမှာပဲဒီလိုဖြစ်လာဖို့ပြီးတော့ကျွန်တော်တို့ဒီလိုလူတွေပေါ့နော်ကျွန်တော်တို့ဒီ band တွေဒီလူငယ်တွေဒီကျွန်တော်ပြောတဲ့ independent music စင်မှာရှိတဲ့လူတွေကျွန်တော်တယောက်ကိုတယောက်အားပေးရမယ်ဗျာဒီလူတွေပဲရှိတာကျွန်တော်ခုနပြောတဲ့ community လူတွေဆိုအဲ့ဒါကိုပြောတာဘာလို့ဆို community ရဲ့အင်အားတောင်းလာလေဒီကိစ္စတွေကတဖြည်းဖြည်းနဲ့အဆင်ပြေလာမယ်လို့တော့ကျွန်တော်ထင်တာပဲအဓိကဒီကျွန်တော်တို့ဒီ music တွေကိုအားပေးနေတဲ့လူတွေပုံများလာလေပေါ့နော် community ရဲ့အင်အားတောင်းလာလေဒါတွေကသူ့ဘာနဲ့သူဖြစ်လာလိမ့်မယ်ဟုတ်ထင်တယ်ပေါ့ဟုတ်ကျွန်တော်ဟို bro နဲ့ကျွန်တော်စောစောပြောဆိုကျွန်တော်ငငယ်တော့ကျွန်တော်များများစစကျွန်တော်မှရွေးချယ်စရာမရှိတာကျွန်တော်ဒီ underground ပွဲသွားကြမယ်သွားကြတာအခုကတော့ underground ပွဲတာတော့သူကထက်ကွဲသွားပြီဗျာကျွန်တော် battle ပွဲသွားမှာလား funk ပွဲသွားမှာလား independent indie music ပွဲသွားမလားဒါမှမဟုတ် DJ တွေနဲ့လားအခု keyboard music သွားမလားအများကြီးရွေးချယ်တယ်လူငယ်တွေကအများကြီးရှိသွားပြီဗျာကျွန်တော်ကလည်းတော့ရွေးချယ်စရာမရှိဘူးပေါ့နော်အဲ့တော့သူများတွေဘလို့ဟိုဟာဖြစ်တာတွေဘာတွေဒါကျွန်တော်တို့ကအဲ့ဒါတွေထက်ကိုယ့်ဟာကိုယ်ပဲကျွန်တော်တို့တိုးတက်အကောင်းပေါ်ပို့လို့အောင်ပါပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပြည်သက်တွေပိုများလာအောင်ဘယ်လိုပြောလဲ community တစ်ခုဟို building လုပ်ပေးရမယ်လို့ကျွန်တော်လည်းမြင်မိတယ်ကျွန်တော်လည်းမြင်မိတယ်အဲ့ဒါတော့ဆိုတော့ဒီ band တစ်ခုအနေနဲ့ bro ဆိုလဲဒါလောက်လာတတန်တစ်ခုကြာပြီဒါမဲ့လည်း bro ဒီ industry တွေကို bro နေရာရဖို့အတွက်ကို networking တွေ bro ဘယ်လိုလုပ်ခဲ့ရလဲဘယ်လို challenge တွေ bro ရင်ဆိုင်ခဲ့ရလဲ bro အဲ့ဒါတော့အများကြီးပဲ bro ဟိုတခါလေကြလဲဟိုမျောလင်းချက်တွေပေးပြီးပျောက်သွားတဲ့လူတွေကြုံခဲ့ဘူးတာပဲ
နာမည်တော့မပြောတော့ပါအဲ့လိုပေါ့လုံရင်းနဲ့လေဥမာကျွန်တော် saxophone ကျွန်တော်တို့ကတော့ကျွန်တော် saxophone တီးရင်းနဲ့ကျွန်တော်လူကောင်းတွေအများကြီးနဲ့တွေ့ရတယ်ဗျာဒီ saxophone နဲ့ပတ်သက်ပြီးတော့ saxophone အဖြစ်ဆရာသမားကောင်းတွေတွေ့ရတယ်ကျွန်တော်ပုံမှာဟိုကူညီပေးတဲ့တကယ်ဟိုတချို့ဆိုရင်ကိုယ်ဟိုဘာမှမျှော်လင့်ချက်မရှိဘဲနဲ့ကျွန်တော်ဟိုတကယ်ချစ်လို့ရင်းနှီးလို့ခင်လို့ကူညီပေးရလူတွေလည်းရှိအဲ့လူတွေအကုန်လုံးကျွန်တော်ဒီကနေပဲကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ကျွန်တော်အဲ့လူတွေအတွက်ကျွန်တော်ရှေ့ဆက်ပြီးအများကြီးလည်းကြိုးစားသွားမှာပဲပေါ့အဲ့လိုပဲဟိုခုနပြောလို့ဟိုဂျင်းထဲဝိုင်းလူလည်းအများကြီးပဲ yes အဓိကတော့ဟိုပါပေါ့ဘာပဲဖြစ်လာကျွန်တော်တို့ရှေ့ဆက်မှာပဲပေါ့နော် ဟုတ်ကဲ့ ဘာလို့ဆိုအားလုံးချိန်ကြတော့အားလုံးဟိုဒါတော့ကျွန်တော်ဟိုလက်ရှိကြုံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတွေးမိတာပါချိန်ကြတော့အားလုံးကျွန်တော်ထားရမှာပဲဒါပေမဲ့ကျွန်တော်လုံနိုင်စေအချိန်တွေမှာတော့ကျွန်တော်အချိန်ကုန်အားကုန်ကျွန်တော်လှုပ်တော့မှာပဲဟုတ်ကျွန်တော်ဆိုလဲဟိုကျွန်တော်ဘာမှတော့မဟုတ်ပါဘူးကျွန်တော်လည်းအခုမှစားလုံးတဲ့လူပါပဲဒါပေမဲ့လည်းဟိုကိုယ့်ထက်နားမလဲတဲ့လူတွေတစ်ခါကျတွေ့တယ်ဗျလူငယ်တွေလည်းတွေ့တယ်သူတို့ဆိုဘာလို့လုပ်ရမှမသိဘူးတချင်းဘယ်လိုတင်ရမလဲတဲ့ကဟို mixing ဘယ်လိုလုပ်ရမလဲ guitar ဘယ်လိုတီးရမလဲဆိုအဲ့လိုကျွန်တော်လည်းလက်လန်းမိသလောက်တော့အကုန်လုံး sharing လုပ်ပေးတယ်ကျွန်တော်မျှဝေပေးတယ်ပေါ့နော်ဟိုအခုနောက်တစ်ခုကျွန်တော်နည်းအားရလာတာရှိတယ်ဒီနှစ်ပိုင်းတွေမှာအဲ့လိုလူငယ်ဘန်းတွေအများကြီးထပ်ပေါ်လာတယ်နော်အများကြီးထပ်ပေါ်လာပြီးတော့သူတို့ကြည့်လိုက်ရင်လည်းအဲ့လို energy လုံးဝအပြည့်ပဲကျွန်တော်ငယ်တော့ feeling ဗျကျွန်တော်တို့အခုနည်းနည်းတော့ဘတ်သွားရဲ့အသားကလားကျွန်တော်တို့ကနည်းနည်းဘတ်သွားရဲ့အဲ့မှာအဲ့လူငယ်လေးတွေတွေ့လာတယ်အရန်တော်ကြတယ်ပြီးတော့သူတို့ energy တွေအရန်အားကောင်းတယ်ပေါ့နော်ဟိုတစ်ခုလေးပဲသူတို့တွေအဲ့လိုမျိုးဟိုစနစ်တကျလေးနဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်ဖို့ပဲအရေးကြီးရပါတော့ဟိုကျွန်တော်တို့လည်းငယ်တော့အများကြီးဖြစ်တဲ့လူပေါင်းဆိုတော့တွေ့ခဲ့ဦးတယ်ဒါကိုမထိမ့်သိရင်လည်းကျွန်တော်လည်းဒီရွယ်မှာဒီလိုအသက်ရှင်ဟိုကမလွယ်ဘူးလေနော်အဲ့တော့ဒါကလည်းဟိုကျွန်တော်တို့လက်လန်းမိသလောက်ဒါလူငယ်တွေကိုလည်းကျွန်တော်တို့ sharing လုပ်ပေးရမယ်မျှဝေပေးရမယ်ပေါ့နော်ပြီးတော့အခုရှိနေတဲ့လူအချင်းချင်းမလဲကြပါဘူးအခုဗျာကျွန်တော်ပြောတာကိုဒီလိုဖြစ်သွားတယ်ကျွန်တော်ဘာမှမလုပ်ပေးနိုင်တော့ဟာကျွန်တော်ရှိစင်တော့ကျွန်တော်တို့ဘာမှမလုပ်ပေးခဲ့ရအောင်ဟုတ်တယ်မလားကျွန်တော်တို့ဝိုင်းပြီးတော့ support မလုပ်ပေးခဲ့ရအောင်အဲ့လိုဟာတွေကျွန်တော်လည်းဒါတအားစိတ်မကောင်းဖြစ်ရတယ်ပြောနော်ကျွန်တော်အဲ့တော့ကျွန်တော်နည်းနည်းလေးအခုဆိုရင်ကျွန်တော်ပါတာကျွန်တော်နည်းနည်းလုံနိုင်လာတဲ့အနေအထားတစ်ခုရောက်လာတဲ့အချိန်မှာကျွန်တော်ရှိသမျှကျွန်တော်လည်းရင်းနှီးတဲ့လူတွေကျွန်တော်တို့ဒီဝင်းဝိုင်းတဲ့လူတွေဟိုတက်နိုင်တယ်လို့ကျွန်တော်ကတော့ဟိုကျွန်တော် support ပေးမယ်လို့မပြောချင်ပါကျွန်တော်ဘာကောင်းမဟုတ်ဘူးကျွန်တော်ဒါပေမဲ့ကျွန်တော်တူတူလုပ်ကြမယ်ပေါ့ဗျာ we grow together ပေါ့ဗျာအဲ့ဒါကျွန်တော်အရေးကြီးလို့ထင်တာပဲเนาะအဲ့တော့ဒီဟာလေးအားလုံးစီးလုံးနေမှာဖြစ်မှာဟုတ်တယ်ကျွန်တော်ဒီလူကဒါပဲရှိတာဗျာဒါပေမဲ့အဲ့ဒါတော့တစ်ခါကျရင်ကျွန်တော်တို့ကဖက်ကွဲနေသေးတယ်လျက်ဖြစ်နေကြသေးတယ်ဆိုတော့ဟာတွေကလည်းအများကြီးပေါ့နော်ဗျာကျွန်တော်လည်းတွေ့ရပါတယ်အဲ့လိုဆိုတော့ဒါတွေကိုကျွန်တော်တို့ကတိဆောက်အောင်မယ်ပေါ့ဟိုပြီးနောက်တစ်ဖက်တစ်လမ်းကလည်းဒီဝင်ငွေရဖို့အတွက်လေးဘယ်လိုလုပ်ကြမလဲပေါ့နော်ကျွန်တော်အမြင်နဲ့ကျွန်တော်နဲ့တွေ့တဲ့လူငယ်တွေပဲဆိုလဲကျွန်တော်ပြောပြတယ်ပေါ့လို့ဒီကတော့မမျောလင်းလို့မရဘူးလို့ဝင်ငွေရလေနော်ဒီကကျွန်တော်တို့ကြိုက်လို့သာလုံနေကြတယ်ကျွန်တော်တို့ဝါသနာပါတာဒီကလုံနေလို့ဆိုဖြတ်ပြောတော့မဟုတ် 90% လောက်က YouTube လို့လုံနေတယ်ပဲဗျာဟုတ်တယ်ဟိုတခုခုဘာဖြစ်ရမလဲဆိုရဲဟိုမျောလင်းချက်ကြီးနဲ့လုံနေတဲ့သူတွေတော့မပါဘူးဗျာဟုတ်လို့ရှိလဲရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်သိရတဲ့လူတို့များဒီ music ပေါ်မှာတကယ် YouTube လို့တကယ်ကြိုက်လို့လုပ်တဲ့သူတွေပဲဟုတ်ဟိုအောင်မြင်ခြင်းတဲ့လူကလည်းအောင်မြင်တဲ့လမ်းကြောင်းတစ်ခုကိုသူရှာတွေ့လို့သူရွေးချယ်သွားတယ်ဒါသူရွေးချယ်ပါစေဒါသူသမိုင်းပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ယူသွတဲ့လူတွေကလည်းကျွန်တော်ယူသွတဲ့လမ်းကြောင်းတိုင်းမှာကျွန်တော်ဆက်လုပ်ရမှာပဲပေါ့နော်အဲ့အတွက်ဒီကိုယ့်ဘာကိုရက်တီဖို့ကလည်းလိုသေးတယ်အဲ့တော့အဲ့ရက်တီဖို့အလုပ်တစ်ခုကလည်းကျွန်တော်တို့မှာတက်မြောက်ထားရမယ်တင်ကြားရမယ်ဗျာပြီးတော့ဒီဝါသနာပိုင်းအလုပ်တစ်ခုကလည်းလုပ်ရမယ်နိုင်ငံခြားမှာဆိုတော့ရှင်းနေဗျာကိုကြိုက်တဲ့ကိုလုပ်ပြီးသွားရောလားဘောလုံးငယ်ချင်းတဲ့ကောင်ကတ်မယ်ဗျာကျွန်တော်တို့ကစပိန်စီးမဲ့ကောင်စီးတော့ကျွန်တော်လေးစားပါတယ်ဘာလို့ဘရူတခြားအလုပ်လည်းလုပ်တယ် music လည်းလုပ်တယ်ဆိုတော့ကျွန်တော်ခုနပြောလို့ကျွန်တော်အရင်အလုပ်အဲ့လိုမျိုးလုပ်ကြည့်ဘူးလေကျွန်တော်တို့ကအဆင်မပြေဘူးကျွန်တော်အဲ့လိုမျိုးအလုံးတစ်ခုခွလို့မရဘူးမရတော့နောက်ဆုံးကျွန်တော် music တွေပဲပြန်ဝင်လာဟုတ်ကဲ့ဟုတ်ကျွန်တော်လည်းမရလို့သာလုပ်နေတာကျွန်တော်လည်းတကယ်သားဗျာကျွန်တော်သချင်းတွေလုပ်တယ်ကျွန်တော်သချင်းတွေကနေ revenue sharing တွေပြန်ရတယ်ကျွန်တော်လည်းဘယ်လုပ်ပါမလဲဟုတ်လားဟောတကယ်သချင်းမဲ့လုပ်ချင်တာအဲ့တော့ဘာဖြစ်လာလဲဆိုဟိုကျွန်တော်ဆိုလဲဒါဟိုအပြင်မှာအလုပ်လုပ်ရတယ်ကျွန်တော်မနေ့မိုးလင်းတာနဲ့ညနေဝင်တဲ့အချိန်ကြီးကျွန်တော်အလုပ်လုပ်ရတယ်ပြီးသွားရင်အဲ့မှာမှကျွန်တော်ပြန်စားရတာဒါပေါ့တချင်းနဲ့ပတ်သက်တဲ့ဟာဒီ music နဲ့ပတ်သက်တဲ့ဟာတွေကိုပြန်စားရတော့ဟိုအစပိုင်းတော့ကျွန်တော်တို့တော်ပင်မှန်းတော့ကျွန်တော်သူများရဲ့နားချိန်မှာကျွန်တော်စလုပ်ပါလောက်ပါဗျာဒီလားအဲ့လိုစလုပ်ပါပြီးတော့ကျွန်တော်တို့လုပ်ရတဲ့ process ကလည်း creation process ကိုလုပ်ရတော့ဒီစိတ်ရွှင်လန်းဖို့လိုတယ်ဒါပေမဲ့နောက်ပိုင်းကျတော့လည်းကျွန်တော်အဲ့လိုပေခံပြီးကျွန်တော်လုပ်တာလို့ပေခံပြီးလုပ်ရင်နေတော့ဟိုအခုဆိုနည်းနည်းအသားကြောက်ပါဒါအခုဆိုကျွန်တော်ဒါဖင်ထက်ရပြီးတာပါ podcast မှာကျွန်တော်ထပ်လုပ်တယ်ဗျာဒါကျွန်တော်တို့ဒါအချိန်တွေအများကြီးဖဲ့ပေးရတယ်ဒါပေမဲ့ဒီလိုပြောရတာကိုလည်းကျွန်တော်အရင်ကြိုက်တယ်ဘာဖြစ်လို့ဘရိုလိုလူတွေနဲ့ကျွန်တော်တို့ဒီလိုမျိုးရင်းနှီးစကားပြောခွင့်ရတယ်ဗျာမဟုတ်ကျွန်တော်တို့ဟိုတလားနေတော့တစ်ခါမတွေ့ပြကြဟုတ်လားကျွန်တော်တို့ကလမ်းမှာတွေ့လဲကျွန်တော်တို့ချိုးမှာတွေ့တာဘရိုနေကောင်းလားဆိုပြီးသွားပြီဗျာကျွန်တော်အခုလိုမျိုးတွေအသိပညာတွေတယောက်ဖလှယ်ခွင့်မရဘူးကျွန်တော်ပြောဆိုလို့မရဘူးဒီလိုလေးစကားဝိုင်းလေးလုပ်ပေးလိုက်တော့ဒါကျွန်တော်ကိုယ်တိုင်လည်းဒါဟိုဘယ်သူပဲလာကျွန်တော်
သူတို့စီကနေကျွန်တော်တွေ့ကြုံနေ sharing လုပ်ခံရတယ်ဗျာကျွန်တော်ကြားရတယ် ရှိတယ်နော် သိရတယ်ဗျာ podcast သိလားအဲ့လို ရှိတယ်နော် ပြီးတော့ဒီခုလက်ရှိကျွန်တော်တို့ကြည့်နေကြတဲ့ဒီ The Lab ရဲ့ printer တွေဆိုတဲ့ဒါကျွန်တော်တို့ပြောတဲ့ဟာတွေတွေကနေဟိုသူတို့အတူယူစားရှင်အတူယူမယ်ဗျာသူတို့မကြိုက်ရရှင်သူတို့ပယ်ချသွားလိုက်မယ်ဒါသူတို့အပိုင်းပေါ့နော်ဒါကျွန်တော်ဘက်ကကျွန်တော်တတ်နိုင်တဲ့လောက်ဒါဒီလိုလူတွေပြီးတော့ကျွန်တော်ဒီညီကိုတွေပြီးတော့ကျွန်တော်လေးစားတဲ့လူတွေအကုန်လုံးကျွန်တော်ဒီစကားဝိုင်းမှာဖိတ်ပြီးကျွန်တော်စကားပြောတာပေါ့နော်အဲ့တော့အချိန်ပေးရတော့နှက်ပါတယ်ကျွန်တော်တို့ တော့မှန်ပါတယ် အဲ့တော့ဗျာဒီနောက်တစ်ခုပေါ့နော်ကျွန်တော်ဒီလက်ရှိလူငယ် band music ပေါ့နော်ကျွန်တော်ဒီကျွန်တော်ပြောတဲ့ independent music နဲ့ကျွန်တော်တို့ mainstream music နဲ့ကြားတဲ့ relationship ကိုဘယ်လိုမြင်လဲ ကျင်းစီကတော့ nature ရတော့မတူကြဘူးကျွန်တော်တို့ဒီမှာဒီကလူတို့များဟိုဘယ်လိုပြောမလဲ music ကိုပဲအဓိကထားရဗျာ channel တွေတိတ်ပြီးတော့ ဟုတ်တယ်နော် တိတ်ပြီးတော့ဟိုမဖြစ်ကြအောင်เนาะဟိုကလူတွေကတော့သူတို့ကတော့မှန်ပါတယ်သူတို့လည်းသူတို့ဘက်ကပြန်ကြည့်ရင်လည်းသူတို့မှာဒါ fan base တောင်းနေဗျာ fan base တောင်းတော့သူတို့မှာဖက်ကစဉ်းစားတဲ့အရာတွေရှိတယ်ဒါကျွန်တော်သူတို့ဘက်ကတွေးကြည့်ပေးလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီဘက်ဟိုကိုလုံးချင်တာလုံးနေရပြီဟိုသူတို့လက်နေရတဲ့ဟာကတော့ပိုတဟဆာတာဖြစ်တယ်တော့ထင်တာပဲအဲ့နှစ်ခုကတော့ဒီဂျိုင်းမှာတွေ့နေရတယ်ပေါ့နော်ဟုတ်ဒါဘလူးရောတကယ်ရှေ့ကနေ senior တွေဘလူးရှေ့ကလေးစားတဲ့လူတွေကဘလူးကိုလက်တွဲခေါ်ခဲ့တဲ့ကိစ္စမျိုးတွေရှိခဲ့ဘူးလားရှိရဟုတ်ရှိရအများကြီးရှိပါတယ်နည်းနည်းလောက်အတွေ့အကြုံလေးပြောပြပေးပါဦးအခုကိုရင်ပြောတယ်ကျွန်တော်ပြောတာနည်းနည်းများကျွန်တော်ကရှေ့မှာအဲ့လိုနော်ဟိုမဇီရိုအဲ့လိုမေးဆမာရာလို့ဆိုလေသူတို့အဲ့လိုလက်တွဲခေါ်တာပေါ့အဲ့ရှေ့မှာအဲ့လိုဟိုအခုမတီးရောတဲ့ဟိုအရင် former guitarist ရှိသေးတယ်အဲ့လိုဟိုတခြားဟွာတွေပေါ့သူတို့ဆိုလေအဲ့တော့တော်တော် guideline လုပ်ပေးခဲ့တယ်အဲ့လိုတွေဟုတ်အဲ့ဒါတွေကလည်းအရေးကြီးတယ်ဗျကျွန်တော်တို့သာအဲ့လိုလူတွေကျွန်တော်တို့လက်တွဲမခေါ်ခဲ့ကျွန်တော်လည်းဒီလိုနေရာမျိုးရောက်လာမှာမဟုတ်ဗျာเนาะဒီအချိန်မှာတော့ဘရိုရဲ့အမတ်တရားလေးလည်းပြောပြရအောင်ကျွန်တော်မှာကြတော့ကျွန်တော်ရဲ့အဲ့ hope EP လောက်တော့ကျွန်တော်ဂျိုသားအများကြီးကူညီပေးတယ်အဓိကဂျိုသားအိမ်မှာပဲကျွန်တော်အဲ့တော့တောက်လျှောက်သူ့အိမ်မှာပဲနောက်ပြီးတော့အဲ့ရုပ်ဆိုးဆိုးနဲ့တကောင်ဘရို Freeze Cafe က Freeze Cafe ပိုင်ရှင်ဆိုရဲဒီကောင်ကျွန်တော်အများကြီးအဲ့ခွေသူထုတ်ပေးတာကျွန်တော်သူထုတ်ပေးရလားဒီကောင်အဲ့ပထမတစ်ပုတ်သွင်းနေတော့ဒီကောင်လာကြည့်ပြီးတော့အပရိုရဲ့ချဒီကောင်လည်းကျွန်တော်လည်းအဲ့လိုပြောမနာဆိုမနာပါငယ်ချင်းတွေလားငယ်ချင်းတော့မဟုတ်ဘူးဒါပေမဲ့ဒီကောင်လည်းကျွန်တော်လည်းဂျိုသားနဲ့ပတ်သက်ပြီးမှသိရဒါပေမဲ့အဲ့လိုပြောမနာဆိုမနာဖြစ်သွားတယ်ဒီကောင်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့အခွေလုပ်ပေးရတော့ပေါ့နော်ဟုတ်နောက်ပြီးတော့ကျွန်တော်ဆရာပေါ့ကျွန်တော်ဆရာဆိုတော့ကျွန်တော်ဆရာသားကျွန်တော်ဟိုအများကြီးခေါ်မလာခဲ့ရင်ကျွန်တော်ဒီချိန်နေထိရောက်လာတဲ့အကြောင်းမရှိဘူးပေါ့နော်ဆရာကျွန်တော်အများကြီးဆရာကျွန်တော်ပုံအများကြီးလုပ်ပေးခဲ့တာဟုတ်ဟိုတင်နေတဲ့အချိန်မှာလည်းမနေ့ကကျွန်တော်ပတ်စံပြီးတော့ဆရာကြီးကျွန်တော်တင်တန်းကြီးမပြီးနိုင်တော့ဘူးရတယ်မင်းတေချာလို့တင်ပေးမယ်ဆိုအဲ့လိုမျိုးတင်ပေးခဲ့ရဗျာနောက်ဆုံးကျွန်တော်အလုပ်တွေလုံးဝကျွန်တော်အရင်တော့ကိတ်လေးလုပ်ပြီးတော့ကျွန်တော်အလုပ် delivery လေးလုပ်သေးတယ်အဲ့အလုပ်ကထွက်တဲ့အချိန်မှာ income တစ်ခုရအောင်ဆိုဟုတ်ကဲ့ဟုတ်အဲ့အချိန်မှာလည်းကျွန်တော်ဆရာကျွန်တော်မင်းဟိုဟာတချင်းဆိုဟိုဖြစ်နေတာပဲငါနဲ့အဲ့လိုမျိုးလိုက်ဆိုပေါ့ဆရာနောက်လိုက်ပြီးကျွန်တော်တစ်နှစ်လောက်အဲ့လိုလိုက်ဆိုလိုက်သေးတယ်အဲ့နောက်မှကျွန်တော်မဆိုတော့ဘဲနေဒီ saxophone ဆရာအများကြီးကျွန်တော်ဟိုဖြစ်ပါတယ်အခုချိန်လေးပဲကျွန်တော်မသိရရှင်လှမ်းမေးတယ်ဆရာကြီးကျွန်တော်ဘာတော့ဘယ်လိုဖြစ်နေဆရာကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာရဲ့လမ်းညွှန်မှုတော့ကျွန်တော်အခုထိယူဖြစ်နေတော့ပေါ့ဟုတ်အဲ့တော့ကျွန်တော်တို့ပြောတဲ့ချိန်ကလည်းတနားကြီး40တောင်ကျော်နေပြီဆိုတော့ကျွန်တော်တိတ်ကြံတော့ပါဘူးဟုတ်ဒီတချင်းကြောင်းဆက်ပြောရင်ကျွန်တော်တချင်းနားထောင်ကြည့် NFI ချင်းနားထောင်ကြည့်ချိန်မှာအဲ့လိုမျိုးအင်္ဂလိပ် language လည်းတော်တော်အသုံးပြုလာတာတွေ့ရတယ်ပေါ့နော်အဲ့ဒါရည်ရွယ်ချက်လေးရယ်ပြီးတော့ဘရိုကအပြင်မှာရောအဲ့လိုမျိုး English နဲ့ပတ်သက်တဲ့ဟာအဲ့လိုစကားပြောတဲ့ဟာမျိုးညက်သုံးတာတွေပါရှိရတာဒါဘလို့ English လိုရေးပြတာလဲအဲ့လိုပြီးတော့ English လိုတော့အရင်ဟိုမကျွမ်းပါဘူးကျွန်တော်အဲ့လိုကြီးတော့တာမန်ပါပဲတာမန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကျတော့ကျွန်တော်နားထောင်တဲ့ band တွေကျတော့ English band တွေများတော့ဘရိုဒီထားမိလားမသိကျွန်တော်တို့စီကပြန်ထွက်လို့မရအကုန်လုံးကကျွန်တော်တို့နားထောင်တဲ့အရာတွေကပဲပြန်ထွက်လာတယ်များတယ်ဗျာဆိုတော့ English စင်နားထောင်တာများတော့အဲ့လို melody ရှောက်ရတဲ့အခါကျရင်အဲ့လို English လိုနည်းနည်းပါဝါတွေရှိရပါဗျာအဲ့ဒီကမှအဲ့လိုမျိုးသုံးလို့အဆင်ပြေမဲ့ဟာလေးပြန်သုံးပေါ့အဲ့လိုဒါမို့ဒါလို့နိုင်ငံတကာဟိုနားထောင်စေခြင်းနဲ့ရည်ရွယ်ချက်ရောပါလားအင်္ဂလိပ်လို့ဆိုရဲဆိုအဲ့ဒါလေဒါမှကျွန်တော်ချင်းတော်တော်များမြန်မာလူကပုံများပါတယ်ဒါမှလည်းကျွန်တော်ယုံကြည်ထားတဲ့ music မှာတော့ language မရှိဘူးဘာလို့ဆိုကျွန်တော်အခုဆို Thai ချင်းတွေလည်း Thai band တွေလည်းကျွန်တော်ကြိုက်တယ်နားထောင်တယ်
အင်ဒိုနီးရှားဘန်တွေနောက်ဆုံးဂျပန်ကျွန်တော်ချင်းနေမှာဆို enemy အငွေသက်တော်ပါတယ်အဲ့တော့ကျွန်တော် enemy အရင်ကြည့်ရယ်ပြီးရင်အဲ့လိုဂျပန်ဘန်တွေကျွန်တော်အရင်ကြိုက်တဲ့ဘန်တွေရှိရယ်အဲ့လိုအမှန်တမ်းကျွန်တော်နားမလည်ဘူးသူတို့ဘာဆိုလဲဒါပေမဲ့ကျွန်တော်ခံစားလို့ရတယ်အဲ့လိုပေါ့ဟို language တော့မဆိုင်ဘူးထင်ပါတယ်အားလုံးခံစားဆိုင်တော့ဆိုင်မယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်း music ကြိုက်တဲ့လူတွေတော့ကတော့ဘာပဲဖြစ်အဆင်ပြေမယ်လို့ကျွန်တော်ထင်တာပဲဘယ်လို language နဲ့ပဲဆိုဟုတ်ကျွန်တော်တို့ဒီနောက် future project တွေအကြောင်းလည်းနည်းပြောလို့ရရင်ပြောပြပါလားအခုပြောအခုတော့ NFI ရဲ့ album ချနော်လုံနေအောင်နော်တဝက်လောက်ပြီးတော့ရှိလာဘူးcreation process လား recording process လားနှစ်ခုလုံးတစ်ပြိုင်တည်းလုပ်တာလားတစ်ပြိုင်တည်းတပုတ်ချင်းစီလုပ်တပုတ်ချင်းစီပဲလုပ်ရတာပေါ့နော်ဟုတ်ကြာခင်ဒီနှစ်မကုန်ခင်တော့ကျွန်တော်အဲ့လိုမျိုး bandcamp လေးလုပ်ဖို့တော့ပြောတာရှိတယ်အဲ့မှာတော့ကျွန်တော်70% 80% လောက်တော့ပြီးအောင်ကျွန်တော်ဆွဲကြမယ်ပေါ့အဲ့လိုတော့လောတိုင်မင်ထားရှိရောချင်းစီကတော့နောက်နှစ်ထဲတော့ album ကတော့ထွက်ဖြစ်မှာပါကျွန်တော်တို့ဟုတ်တချင်းအသစ်တွေ creation လုပ်ဖို့ပေါ့နော်ပြီးတော့ band တစ်ခုအနေနဲ့ရရှိတည်တံ့ဖို့ဒါ producer လေးလုပ်လာတာအခုဆို10နှစ်တည်းတစ်ခုရှိပါပြီပေါ့နော်အဲ့တော့အဲ့ဒါအတွက်တကယ်အရေးကြီးဆုံးအချက်ဆိုရင်ဘယ်လိုဟာမျိုးဖြစ်မလဲ bro ကြီးဆုံးက band spirit ပေါ့ band member အချင်းချင်းပေးယူလို့တယ်လူအောင်မဆန်မှုလို့တယ်လူအောင်မဆန်မှုလို့တယ်လို့ကျွန်တော်ဘာလို့ပြောလဲဆိုတော့ band တစ်ခုမှာအဲ့လိုမျိုးငါဖြစ်ချင်တာကြီးပဲဖြစ်ရမယ်ဆိုတဲ့လူမျိုးရှိရင်အဲ့ဒီကဟိုအဲ့လိုမျိုးဟိုကျွန်တော်ပြောချင်တာအဲ့လိုစိတ်မျိုးကရှိတဲ့နေရာတော့ဟိုရှိတချို့နေရာရှိရဗျာဟိုရှိတဲ့နေဒါပေမဲ့အများတိုင်းအဲ့လိုမျိုးရှိနေတော့အဆင်မပြေဘူးအကုန်လုံးမှာဟိုလူ9ယောက်ရှိရင်မတူတဲ့အကြိုက်9ခုရှိမယ်ဗျာတယောက်တယောက်ဦးစားပေးတတ်ဖို့တော့လိုတာပေါ့ဟုတ်โอเคပါအဲ့တော့ဒါကျွန်တော်စီစဉ်လာပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနောက်ဆုံးအနေနဲ့ပေါ့နော် Bro ရဲ့ဒါ NFI ရဲ့ fan တွေလည်းတရားကိုကြည့်ရှုနေမှာပဲပေါ့နော်အဲ့တော့ဒါ Bro fan တွေကိုတရားတစ်စက်အမှတ်တရစကားပြောပြောဟုတ်ကျွန်တော်တို့မကြခင်လဲအဲ့လိုကျွန်တော် album လေးထွက်ဖို့ရှိပါတယ်ပေါ့နောက်ချင်းအသစ်တွေထွက်ရင်လည်းကျွန်တော်နဲ့အတူတူကျွန်တော်ချင်းတွေကိုလိုက်ပြီးတော့ခန်းစားပေးကြအောင်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ပွဲတွေကြရင်လည်းအားလုံးအတူတူအရင်လိုပဲကဲကြမယ်ပေါ့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်လို့ချင်းသားကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်စီစဉ်ချိန်ပေးပြီးလာပြီးအတွက်ဒါ NFI ညီကိုနဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ The Lab Podcast ဖြစ်ပါတယ်